ABCD ဆိုတာကကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမှာအားလုံးပညာလည်းသင်ခဲ့ကြတဲ့အချိန်မှာငယ်ငယ်လေးနဲ့ကလေးဘဝရောက်ရင်ကာကြီးခါကွေးရွတ်ကြရတယ်လို့ ABCD ကိုအင်္ဂလိပ်စာသင်မယ်ဆိုလဲအားလုံးရွတ်ကြမှာ ABCD မှမတတ်ရင်ဘာဆက်လုပ်ကြမလဲလို့ဆိုကျွန်တော်တို့မမွေးခင်အင်္ဂလိပ်ခေတ်တုန်းက ABCD မတတ်ဘဲနဲ့အရက်သေးကိုလဲဆိုတဲ့ရှင်းရှိတယ်ကိုအောင်ကိုလက်ဆိုပြီးတော့စံဒီမြစ်လွန်ထင်တာပဲဒီလိုတွေရောလုပ်နေတာအဲ့ဒါလည်းကျွန်တော်ကြည့်ရပါတယ်ဆိုတေချာတာတော့ ABCD မတတ်ဘဲနဲ့အရက်သေးကိုလဲဖို့တော့မသိဘူးလို့ပြောတဲ့တခြင်းပဲ ABCD ဆိုတဲ့ဝေါ်ဟာရအရာကိုအခြေခံပါအမှန်ကတော့ ABCD လေးတောင်မှနားမလည်ပဲနဲ့အင်္ဂလိပ်စကားတော့လာမပြောနဲ့ ABCD လေးတောင်မှမကြားဘူးပဲနဲ့ကိုစာတတ်တယ်လို့မပြောနဲ့ဒီသဘောကိုတခြင်းရပြောတာဒါပေမဲ့ကဘာမှာ ABCD ဆိုတာအခြေခံကိုတင်စားတာပါ ABCD of cooking လို့ပြောရင်သမင်းချက်တာအခြေခံပေါ့ ABCD of music လို့ပြောရင်ဂီတအခြေခံကိုပြောတာ ABCD of politics လို့ပြောရင်နိုင်ငံရေးရဲ့အခြေခံကိုပြောတာကျွန်တော်တို့တွေကဟိုဘက်26နှစ်ဒီဘက်22နှစ်ပေါင်းလိုက်တော့48နှစ်လုံးစနစ်တကျစီမံကိန်းနဲ့ဖျက်ဆီးခံခဲ့ရတော့အခြေခံဆိုတာမတက်ခဲ့ရပါဘူးဒီပြီးခဲ့တဲ့မဆလာအစိုးရနဲ့နဝတအစိုးရနှစ်ရက်မှာအတော်ဆုံးနဲ့အချီးကျူးစရာအကောင်းဆုံးအအောင်မြင်ဆုံးလုပ်ရကအဲ့ဒီစီမံကိန်းနဲ့လူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးတဲ့အလုပ်ပဲမင်္ဂလာပါကျွန်တော်လည်းကိုရပြန်လာရတယ်လို့ပါကျွန်တော်ပြရစင်ပြီးဆွဲတာ2003ခုနှစ်တည်းကကျွန်တော်ဒီနေ့ဒေတာကိုမရောက်ဖြစ်တာပေါ့တဲကုန်းဆိုလည်းကျွန်တော်ခဏရောက်နေရတာပါကိုတော့ကိုယ်ဆွေကိုမျိုးတွေတွေ့ရတယ်လို့ပဲဟောတော်မဟောရသေးဘူးအတန်မထွက်တော့အောက်မှာဆွေမျိုးတွေထိုင်နှုတ်ဆက်နေရတာနဲ့ကိုမောလာတယ်အခုမှဆွေမျိုးတွေဘေးကကင်းဝေးပြီးအပေါ်ရောက်လာအမှန်တော့ဒီခုံကြီးကလည်းတော်တော်လှုပ်တယ်ဗျမတော်တဆပြုတ်ကြရင်လည်းပြဿနာကျွန်တော်ဒီနေ့ညဘာပြောရမလဲလို့ဆိုပြီးတော့ဆရာကြီးမင်းညိုနဲ့ကျွန်တော်တို့နဲ့တိုင်ပင်ကြဆရာကြီးမင်းညိုကလည်းရှေ့ကနေပြီးတော့တိုင်းပြည်ကရှင်ပြုခြင်းဆိုပြီးဟောသွားတယ်ကျွန်တော်လည်းနောက်က ABCD ဆိုပြီးတော့ဟောမယ်အဲ့တော့ပြိတ္တလည်းလည်းတော့ဦးကြောင်ဖြစ်သွားနိုင်တယ်တယောက်ကရှင်ပြုခိုင်းပြီးတယောက်က ABCD ဆိုခိုင်းတော့မှန်တော့ ABCD ဆိုတာကကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့နိုင်ငံမှာအားလုံးပညာလည်းသင်ခဲ့ကြတဲ့အချိန်မှာငယ်ငယ်လေးနဲ့ကလေးဘဝရောက်ရင်ကာကြီးခါကွေးရွတ်ကြရတယ်လို့ ABCD ကိုအင်္ဂလိပ်စာသင်မယ်ဆိုလဲအားလုံးရွတ်ကြမှာ ABCD မှမတတ်ရင်ဘာဆက်လုပ်ကြမလဲလို့ဆိုကျွန်တော်တို့မမွေးခင်အင်္ဂလိပ်ခေတ်တုန်းက ABCD မတတ်ဘဲနဲ့အရက်သေးကိုလဲဆိုတဲ့ရှင်းရှိတယ်ကိုအောင်ကိုလက်ဆိုပြီးတော့စံဒီမြစ်လွန်ထင်တာပဲဒီလိုတွေရောလုပ်နေတာအဲ့ဒါလည်းကျွန်တော်ကြည့်ရပါတယ်ဆိုတေချာတာတော့ ABCD မတတ်ဘဲနဲ့အရက်သေးကိုလဲဖို့တော့မသိဘူးလို့ပြောတဲ့တခြင်းပဲ ABCD ဆိုတဲ့ဝေါ်ဟာရအရာကိုအခြေခံပါအမှန်ကတော့ ABCD လေးတောင်မှနားမလည်ပဲနဲ့အင်္ဂလိပ်စကားတော့လာမပြောနဲ့ ABCD လေးတောင်မှမကြားဘူးပဲနဲ့ကိုစာတတ်တယ်လို့မပြောနဲ့ဒီသဘောကိုတခြင်းရပြောတာဒါပေမဲ့ကဘာမှာ ABCD ဆိုတာအခြေခံကိုတင်စားတာပါ ABCD of cooking လို့ပြောရင်သမင်းချက်တာအခြေခံပေါ့ ABCD of music လို့ပြောရင်ဂီတအခြေခံကိုပြောတာ ABCD of politics လို့ပြောရင်နိုင်ငံရေးရဲ့အခြေခံကိုပြောတာကျွန်တော်တို့တွေကဟိုဘက်26နှစ်ဒီဘက်22နှစ်ပေါင်းလိုက်တော့48နှစ်လုံးစနစ်တကျစီမံကိန်းနဲ့ဖျက်ဆီးခံခဲ့ရတော့အခြေခံဆိုတာမတက်ခဲ့ရပါဘူးဒီပြီးခဲ့တဲ့မဆလာအစိုးရနဲ့နဝတအစိုးရနှစ်ရက်မှာအတော်ဆုံးနဲ့အချီးကျူးစရာအကောင်းဆုံးအအောင်မြင်ဆုံးလုပ်ရက
အဲ့ဒီစီမံကိန်းနဲ့လူတွေရဲ့စိတ်ဓာတ်ကိုဖျက်ဆီးတဲ့အလုပ်ပဲအဲ့တခုပဲသူတို့အောင်မြင်သွားတယ်အဲ့တော့ကျွန်တော်တို့ကဒီနေ့ကစပြီးသူတို့ဖျက်ဆီးခံရတဲ့ကျွန်တော်တို့ရဲ့စိတ်တွေကိုပြန်ပြင်ကြရအောင်မနေ့ကမပြင်ရသေးရင်ဒီနေ့မနေ့မပြင်ရသေးရင်ဒီနေ့ညကစကျွန်တော်တို့ပြင်ကြရအောင်ကျွန်တော်တို့ကတခါတည်းမှာပြောစရာစကားရှိပါတယ်ကျွန်တော်လောက်အစိုးရမကောင်းပြောတဲ့ကောင်တစ်ခါမှမရှိဘူးပြောပါများလုံးလို့လဲထောင်နဲ့၄ခါရှိသွားပြီအဲ့တော့မကောင်းပြောယုံနဲ့ပြီးရောလားလို့ကျွန်တော်တို့ပြောစရာရှိတယ်ကျွန်တော်တို့မကောင်းပြောယုံနဲ့တော့မပြီးဘူးမကောင်းမှုဆိုရင်ကိုယ်ပါလို့ကျွန်တော်တို့မှလည်းတာဝန်ရှိတယ်အဲ့တော့မကောင်းပြောတာလဲတစ်ဖက်ကပြောတယ်လို့အကောင်းဘာလုပ်ကြမလဲကျွန်တော်တို့တိုင်းပြည်ရဲ့ခုဆရာကြီးမင်းညိုပြောသွားတယ်တိုင်းပြည်ရှင်ပြုတဲ့အချိန်မှာကျွန်တော်တို့ကဘယ်နာပါကြမှာကျေးဇူးပဲထူအောင်မလားတပိတ်ပဲရွက်ရမှာလားမြင်းပဲမောင်းရမှာလားရှင်လောင်းပဲဖြစ်မှာလားတခုခုတော့ကျွန်တော်တို့ပါဖို့ကောင်းပါတယ်နောက်ပိတ်ဆုံးဆရာကြီးမင်းညိုကသူကတော့ကိုယ်နေအောင်ကမယ်လို့ပဲပြောကျွန်တော်တို့ဒီကရှိတဲ့လူတွေလည်းလက်ကွင်းတီးတဲ့လူလည်းဖြစ်ချင်းဖြစ်မယ်ဝါလက်ခုပ်ရိုက်တဲ့လူလည်းဖြစ်ချင်းဖြစ်ပါလိမ့်မယ်ဘလို့ဖြစ်ဖြစ်တိုင်းပြည်ရဲ့အပြောင်းလဲတစ်ခုမှာကျွန်တော်တို့အားလုံးပါဖို့လိုပါတယ်ဒီဒေသကြီးတစ်ခုလုံးဟာနိုင်ငံရေးနဲ့ပတ်သက်လို့အင်မတန်မှထုံးကားပြီးတော့အင်မတန်မှနားလေသိမြင်တက်ကြွခဲ့တဲ့လူတွေအမြောက်အများထွက်ခဲ့တယ်ဇမီးဆိုရဆိုတခင်ဝါတွေနဲ့ထွက်တယ်ဒီဒေသမှာတခင်ထုံးဖို့ရှိတယ်မဆလာခက်ကလည်းတစ်ခေတ်လုံးဒီဒေသကလူတွေကြီးပဲအစိုးရဖြစ်ကြတာပြန်စဉ်းစားကြည့်ဟုတ်တယ်ဆိုတော့နော်ဦးစန်းယူလည်းတဲကုန်လားနေဦးနေဝင်ပေါက်ခေါင်းသားပေါင်းတယ်လေရစသဖြင့်ဒီနာကလူတွေကြီးပဲတကယ်တော့ကျွန်တော်တို့ဒီဘက်ဒေသမှာနိုင်ငံရေးနဲ့ပတ်သက်လို့အခြေခံဆိုတာကိုတော့အနည်းနဲ့အများသိကြဖို့လေလိုပါပြီတိုင်းပြည်အလုပ်လုပ်ကြမယ်ဆိုရင်လေကျွန်တော်တို့ကတိုင်းပြည်အလုပ်ထဲမှာစိတ်ဝင်စားပြီးအခြေခံကစနားလည်ရင်ပိုလုပ်လို့ကောင်းတော့ပေါ့ဆရာကြီးမညောခုနကပြောတယ်ပညာရေးဟာအရေးကြီးပါတယ်အဲ့ဒါနေ့တိုင်းပြောနေရတယ်ပညာရေးကိုအရေးကြီးမှမသိသေးတာအစိုးရပဲရှိတယ်တနိုင်ငံလုံးကသိနေဒီစကားကိုကျွန်တော်ဘာလို့ပြောရလဲဆိုတော့ကျွန်တော်မနေ့တုန်းကလည်းအဲ့ဒီနေပြည်တော်အစိုးရနဲ့ဦးသိန်းစိန်အစိုးရရောက်လာတဲ့အချိန်မှာ CSO လို့ခေါ်တဲ့ Civil Society Organization ပေါ့ဒါအရပ်ဖက်လူ့အဖွဲ့အစည်းတွေတွေ့ကြတဲ့တုန်းကပညာရေးဝန်ကြီးနဲ့တွေ့လို့ကျွန်တော်မေးတယ်ပြောတယ်ဖတ်စာအုပ်မှာကျွန်တော်ကမ္မောက်တော့ဖတ်စာအုပ်မှာကျွန်တော်တွေ့တယ်တတိယတန်းဟုတ်ပါဒုတိယတန်းဂရိတ်3ရဲ့ကျွန်တော်ဘယ်လိုနားလဲရမှာလဲဒုတိယနဲ့ဂရိတ်3နဲ့3နဲ့ဒုတိယဘယ်လိုချိတ်ဆက်လိုက်ဘယ်အုံနောက်နဲ့အဲ့စာအုပ်ကိုထုတ်တာလဲသူငယ်တန်းကိုဂရိတ်1လို့သတ်မှတ်ရမယ်လို့ဘယ်အုံနောက်ကပြောတာလဲသူငယ်တန်းဆိုတာနိုင်ငံတကာမှာကင်နာဂါဒင်ဆိုတဲ့အင်္ဂလိပ်စလုံးရှိ KG လို့ခေါ်တယ်ကျွန်တော်တို့ဆိုရင် LKG UKG lower KG upper KG သူငယ်တန်းတေးသေးလေးသူငယ်တန်းအကြီးကြီးပေါ့သူငယ်တန်းလေးသူငယ်တန်းကြီးနှစ်တက်ခဲ့ရတယ်အဲ့ဒါကင်နာဂါဒင်ဆိုတာတကဘာလုံးသိသူတို့ကြမှာမသိဘူးလားဘယ်နဲ့ဖြစ်ပြီးသူငယ်တန်းကိုဂရိတ်1ပထမတန်းဂရိတ်2ကလေးတွေကပထမနဲ့2နဲ့အတူတူပဲလို့ထင်သွားရင်ဘယ်လောက်ဒုက္ခရောက်ဒုတိယတန်းဂရိတ်3ဒုတိယနဲ့3နဲ့အတူတူပဲလို့ထင်သွားရင်ဘယ်လောက်ချာလဲအဲ့တော့အဲ့ပညာရေးဝန်ကြီးကလည်းတော်ရှာတယ်ကျွန်တော်လုပ်တာမဟုတ်ပါဘူးတဲ့အရင်ဝန်ကြီးလုပ်သွားတာဟောကျွန်တော်များဆက်ပြောရင်အရင်ဝန်ကြီးကိုသွားမေးဟိုအရင်ဝန်ကြီးကတော့ထပ်ပြောရင်ဆက်ပြောအောင်ပါအဲ့တော့မပြောတော့ဘူးခင်ဗျားတို့ပြင်လိုက်ပါဗျာလို့ပဲပြောရတော့တယ်အဲ့တော့ပြန်စဉ်းစားကြည့်တော့ပညာရေးနဲ့ပတ်သက်လို့တိုင်းပြည်သားအားလုံးစာရေးဆရာများတာဝန်ကျေပါတယ်ဆရာညီမင်းကြီးတို့ရောက်တဲ့နေရာတိုင်းမှာပညာရေးပြည်ပြောင်းလဲဖို့လိုပြီးပြောတယ်မသိရှာသေးတာကအဲ့ဒီနေပြည်တော်ကလူတွေပဲသူတို့သိအောင်ပြောရမယ်အဲ့ဒီဒေသလူတွေကိုလည်းကျွန်တော်ရောက်တော့ရောက်ခဲ့ကိုယ်ဆွေမျိုးတွေလိုသဘောထားပြီးမေးပြရစီခင်ဗျားတို့ဒေသကလွတ်တော်ကိုပို့လိုက်တယ်လွတ်တော်ကိုယ်စားလှယ်နဲ့ဘယ်နှခါများတွေ့ပြီးကြပါလဲဟုတ်လားမခေါ်ဘူးလားတွေ့ဖို့မခေါ်ဘူးလားဟောမခေါ်ရဲလို့တဲ့ဟိုကမလာဘူးတဲ့မေ့နေမှာဆိုလို့နော်ဒေသလူမေ့နေမှာဆိုလို့ကျွန်တော်ပြောခဲ့ပါရစေလွတ်တော်ကိုယ်စားလှယ်ဆိုတာက
ခမည်းတော်မအားလို့သူတို့ခိုင်းတာလားခမည်းတော်နေပြီးတော့သွားတာနေတိုင်းသွားဖို့မအားလို့အဲ့အောင်မင်းငါကိုစားသွားလိုက်စမ်းဆိုပြီးခိုင်းတာလားခမည်းတော်ရဲ့ဘုံမဟုတ်ဘူးခမည်းတော်ရဲ့အစီကံခမည်းတော်ပြောချင်တာရှိရင်ခေါ်ပြောပါရှေ့ရင်ခေါ်ပြောလို့ရတယ်မလာဘူးနော်ရတယ်တစ်ခါခေါ်မလာဘူးနှစ်ခါခေါ်မလာဘူးဒီဒေသမှာဖွဲ့စည်းပုံချိန်ကဥပဒေစာအုပ်ဖတ်ကြည့်ပါခင်ဗျားတို့ပြောလို့မကျင်နိုင်ရင်အဲ့ဒီလူ20ရာခိုင်နှုန်းလက်မှတ်ဝိုင်းထိုးပြီးတော့တင်လိုက်အခုချက်ချင်းဖြုတ်ချလို့ရကိုဒေသအတွက်မှာသုံးစားလို့မရရင်မလုပ်ခိုင်းနဲ့ရှုပ်တယ်တွားခိုင်းတော့ညောင်းအဲ့ဒါကြောင့်ကျွန်တော်ပြောတာအခုကျွန်တော်ပြောချင်တဲ့အကြောင်းရင်းကိုကျွန်တော်ရောက်လာပြီဒီအောက်ကလည်းလှုပ်တယ်ဗျပြုတ်ကြမှကြောက်လို့မလဲနေရသူများလာပြောတာကိုယ့်လက်ကြတော့ပြုတ်ကြမှကြောက်တာအဲ့တော့တကယ်လို့မှဒီအချိန်မှာအဲ့လိုလုပ်လို့မရသေးဘူးဆိုရင်နောက်တနည်းရှိတယ်2015ခုနှစ်ကြာရင်မင်းမပြေးနဲ့ပေါ့ဒါပဲပေါ့အဲ့တော့ဒီမှာရှိတဲ့မိဘပြည်သူများလည်းကိုယ့်ရဲ့အခြေခံ mindset အခြေခံတွေးခေါ်တဲ့ဟာကိုပြင်ပေးပါအစိုးရဆိုတာခင်ဗျားတို့ကျွန်တော်တို့ထိုင်ရှစ်ခိုးနေရမယ်လူမဟုတ်ကျွန်တော်တို့မအားလို့သူတို့ခိုင်းတာရှင်းတယ်အဲ့ဒီတော့ကြောင့်တမရလည်းခင်ဗျားတို့ကြောက်နေစရာမလိုဘူးပြောစရာရှိရင်ပြောရလိမ့်မယ်မမှန်မှုထင်ပြောရလိမ့်မယ်မကောင်းမှုထင်ပြောရလိမ့်မယ်အဲ့ဒါကကိုမအားလို့သူတို့ကိုတမရတို့ဝင်ကြီးတို့ခံတာကိုမအားလို့အားကြည့်လို့ဟေးငါတို့ကိုစားမင်းတို့ခဏ9နှစ်လောက်ခဏသွားလှုပ်လိုက်စမ်းပါကွာဆိုလာကဘယ်ကပေးနေရတယ်ရှင်လို့တော့ခင်ဗျားတို့ကျွန်တော်တို့နေတိုင်းရထားတဲ့ပတ်စံတွေကဆောင်းထားတဲ့အခွန်တွေအဲ့ဒီလမ်းတွေမှာဖြတ်သွားတော့လမ်းကုန်တွေကောက်ကြတယ်ဘိန်းကုန်တွေကောက်ကြတယ်စီပင်သားရအခွန်တွေကောက်ကြတယ်လူတွေရဲ့ဝင်ငွေခွန်တွေကောက်ကြတယ်အဲ့ဒီအခွန်တွေကိုပေါင်းပြီးသူတို့လာကပေးထားတာသူတို့ကတိုင်းပြည်ရဲ့အစီကံခင်ဗျားတို့ရဲ့ဘယင်မဟုတ်ဘူးအဲ့ဒါကြောင့်အဲ့ဒါလေးရှိရင်မကြောက်ပါနဲ့ပြောစရာရှိရင်ပြောပါအဲ့ဒီအချိန်ခါကာလကျွန်တော်တို့လွန်လာပါပြီအခုခေတ်ကာလကဘာလဲလို့မေးတော့ညနေကကျွန်တော်တို့ ਨੇ နေရာမမှတ်မိတော့ထားတော့ကျွန်တော်တို့ထမင်းစားတယ်ပေါ့ထိုင်ရင်းနဲ့လည်းကျွန်တော်တို့စကားပြောပြတယ်ဆွေးလဲဆွေးနွေးပြတယ်အဲ့မှာဒီတိုင်းဒီလက်ရှိဖြစ်နေတဲ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့စကားပြောပြပါတယ်ခေါင်းစဉ်ကစာပေဟောပြောပွဲနိုင်ငံရေးကြောင့်မပြောရဘူးလို့တော့ဘယ်ဖျားမှမဟောတာပါဘူးတော့ပြောမှာပဲကျွန်တော်ကတော့အဲ့တော့အဲ့ဒီနိုင်ငံရေးဆိုတဲ့နေရာမှာကျွန်တော်တို့တိုင်းပြည်ကပြောင်းလဲနေပါပြီလို့ပြောတယ်တနေ့ကလည်းတမရကကျွန်တော်တို့အပြောင်းလဲလုပ်နေပါတယ်လို့ပြောတယ်နိုင်ငံတကာစာဆောင်တွေထဲမှာလည်းမြန်မာနိုင်ငံကပြောင်းလဲနေပါပြီလို့ပြောတယ်โอเคကျွန်တော်မကောင်းမြင်တဲ့စိတ်လုံးဝမရှိပါဒီဒေသကလူများလည်းတဲကုန်စဉ်းစားပါတကယ်ပြောင်းလဲနေတာဘာတွေပြောင်းလဲလဲဆရာကြီးမင်းကြီးကခုနပြောင်းလဲနေပြီလားဆိုတော့ကြပြာနဲ့စဖွင့်သွားတယ်ဟုတ်ပြီကျွန်တော်တို့ဘာကိုပြောင်းလဲတာလဲကျွန်တော်တို့ဟာအာဏာပိုင်အစိုးရတနည်းအားဖြင့်ပြောရင်အာဏာရှင်အစိုးရတနည်းအားဖြင့်ပြောရင်စစ်တပ်ကအုပ်ချုပ်ခဲ့တဲ့တဦးတယောက်အမိန့်နဲ့တိုင်းပြည်ကိုအုပ်ချုပ်တဲ့အစိုးရကနေ Democratic Government လို့ခေါ်တဲ့ဒီမိုကရေစီအစိုးရစီကိုကျွန်တော်တို့ကအကူးပြောင်းနေတာပြောင်းလဲသွားပြီလားလို့မေးရင်ကျွန်တော်ဒီနေရာမှာရဲတစ်ခုပြောပြရစီမပြောင်းလဲသေးပါဘူးအဲ့ဒီတော့ကျွန်တော်တို့ဘယ်နေရာရောက်နေလဲဒါမိဘပြည်သူတွေသိဖို့လိုပါတယ်ကျွန်တော်တို့ရောက်နေတဲ့နေရာဒီ transition လို့ခေါ်တဲ့ကျွန်တော်အင်္ဂလိပ်လိုမပြောချင်ပါဘူးဒါပေမဲ့မပြောလို့ကိုမရလို့ပြောရတာပါ transition လို့ခေါ်တဲ့အကူးအပြောင်းကာလအကူးအပြောင်းကာလဆိုတာသိလွယ်ပါတယ်ဗမာလိုတော့ဒီဘက်ကနေဟိုဘက်ကိုကူးတာအကူးအပြောင်းပဲဒါဒီဘက်ကဒါဒီဟိုဘက်ကဒါအေယာဝတီမြစ်ကြီးဆိုရင်အေယာဝတီမြစ်ရဲ့ဒီဘက်ကပြီးအေယာဝတီမြစ်ရဲ့ဟိုဘက်ကထုံးဖို့ဟိုဘက်ဒီဘက်ကူးကြတာဒါပေမဲ့ကျွန်တော်တို့ကကူးပြောင်းနေတဲ့ transition ကာလမှာဘယ်နာရောက်ပြည့်လည်ပါလားကန်းစံပါလားဟိုဘက်ကမ်းမှာဘယ်နာရောက်လို့ရောက်နေလဲဆိုတာကျွန်တော်တို့ကိုယ်တိုင်သိဖို့လိုပါတယ်ကျွန်တော်တို့ရဲ့အစိုးရကတော့ခုထိမသိရှာသေးဘူးဘယ်ရောက်မှမသိသေးဘူးဒါပေမဲ့ကျွန်တော်တို့ပြည်သူတွေကသိဖို့လိုပြီကျွန်တော်တို့ဘယ်နေရာရောက်နေလဲဆိုတာကိုသိမှကိုဘယ်နေရာရောက်နေတယ်ဆိုတာကိုမသိရင်ကျွန်တော်တို့ဘာကိုပြင်ဆင်တာကျွန်တော်တို့ကတဲကုန်းရောက်နေအောင်โอเคတဲကုန်းရောက်တော့ဘာဖြစ်လဲသမင်းတုပ်စားရမှာပေါ့
ဟုတ်တယ်လေကျွန်တော်တို့ရောက်တဲ့နေရာမှာဘာစားအောင်လဲတော့ကျွန်တော်တို့စဉ်းစားရမှာတဲကုန်းရောက်တဲ့အခါမှာရန်ကုန်နဲ့မတူအေးတယ်ဒါဆိုကျွန်တော်တို့အနွေးတွေယူလာအောင်ပါပေါ့တဲကုန်းရောက်တဲ့အခါမှာကျွန်တော်တို့ဘာဖြစ်လာလဲဖုန်ထလာတယ်အဲ့တော့လေပင်းတွေရားလာတယ်အဲ့တော့ကျွန်တော်ဘာလုပ်ရလဲဆေးဆောင်လာရတာပေါ့အဲ့တော့ဒီလက်ရောက်ကိုကျွန်တော်အတန်နေဝင်သွားတယ်ဆွေမျိုးတွေနဲ့စကားပြောတော့ဘာလုပ်ရလဲဟောမှန်ချိုဆောင်ရတာပေါ့ဒါပဲပေါ့အဲ့တော့ကျွန်တော်တို့ဘယ်ရောက်နေလဲဆိုတာသိရင်ကျွန်တော်တို့ဘာတွေကာကွယ်ထားရမလဲဘာတွေပြင်ဆင်ထားရမလဲဆိုတာကျွန်တော်တို့သိမယ်ကျွန်တော်ဘယ်ရောက်နေလဲဆိုတော့သိဖို့လိုပါတယ်အဲ့တော့ transition ဆိုတဲ့အဲ့ဒီအကူအပြောင်းဆိုတဲ့နေရာမှာကျွန်တော်တို့ဟာဘယ်နေရာမှာလဲလို့ဆိုရင် democratization ဆိုတဲ့ democracy ပြုပြင်ပြောင်းလဲရေးဆိုတဲ့လမ်းမပေါ်ခြေတမုံတော့မချသေးဘူးဘာမှ democracy ပေါ်ရောက်နေတယ်လို့မပြောပါနဲ့ရောက်ကိုမရောက်သေးဘူးဒီမိုကရေစီခင်မီတော့ဒီမိုကရေစီနိုင်ငံတော်တည်စီတို့ဆိုတာစာတမ်းပဲရှိသေးတယ်ရောက်ကိုမရောက်သေးဘူးကျွန်တော်တို့ဘယ်နားမှာလဲ liberalization လို့ခေါ်တဲ့အရင်ကတင်းကျပ်ထားတာတွေကိုလျှော့ပေးတဲ့ခါလေးပဲရှိသေးတယ်ရှင်ကတင်းထားတာဟုတ်တယ်လို့ကြက်ထားတာခြိထားတာတုံနှောင်ထားတာလျှော့တော့ပဲရှိသေးတယ်ဘယ်ကူမှမရောက်သေးဘူးကျွန်တော်တို့မကူးပြောင်းနေပါဘူးဘာပြောင်းလဲမှမလုပ်နိုင်သေးဘူးဝင်ကြီးဌာနတွေပြောင်းတယ်โอเคဒါပဲရှိတယ်ဒါလည်းပြောင်းတာမဟုတ်ဒီလူတွေပဲလဲဒါပဲကျွန်တော်တို့ကဝင်ကြီးဌာနတစ်ခုပြောင်းသွားလို့ကျွန်တော်တို့ဝင်ကြီးဌာနတစ်ခုပြောင်းသွားလို့ဝင်ကြီးတယောက်ပြောင်းသွားလို့ဘာမှမဖြစ်သွားဘူးကျွန်တော်တို့ပြောင်းရမှာကမူပြောင်းရမှာ principle လို့ခေါ်တဲ့အခြေခံမူဝါဒပြောင်းရမှာတခါတည်းမှာကျွန်တော်တို့ကထင်ကြတယ်အဲ့ရက်စစ်ဝင်ကြီးကဥဇော်မင်းပြုတ်သွားတဲ့အခါကျတော့အစွမ်းဆယ်တွေမဖြစ်တော့ဘူးဘာညာဘာမှမထူးပါဘူးဆောက်လုပ်ရေးဝင်ကြီးဥက္ကမောင်ကြီးမရှိတော့တဲ့အတွက်လမ်းတရားတွေဘာဖြစ်လာမလဲဘာမှဖြစ်မလို့ဒီတိုင်းပဲကျွန်တော်တို့ဘယ်နှစ်ကလာဒီတိုင်းပဲအဲ့ဒါတွေကကျွန်တော်တို့ကလူတွေပြောင်းသွားလို့ဘာမှမဖြစ်ဘူးတနေ့တုန်းကဆက်သွယ်ရေးဝင်ကြီးဦးသိန်းထွန်းပြုတ်သွားတယ်ဘာဖြစ်လဲဘာမှမဖြစ်ဘူးအရေးကြီးတာကအခုဒီဒေသရှိတဲ့လူတွေဟန်ဖုန်းတွေပြောနေကြတယ်ဟန်ဖုန်းတစ်လုံးကိုလက်ရှိပေါက်စေး2သိန်းနဲ့2သိန်းခွဲရှိဟုတ်ပြီကျွန်တော်တို့ရဲ့အိမ်နီးချင်းနိုင်ငံခြံစည်းရိုးပဲချားတဲ့ယူရီးယားကျွန်တော်တို့ဘန်ကောက်ကိုသွားမယ်ဆိုပါတော့လေးမြန်ပေါ်ရောက်တာနဲ့အဲ့ဒီတယ်လီဖုန်းပြောတဲ့ကပ်ပြားတွေအလကားပေးတာရော့မင်းကြိုက်တယ်လို့ပြောတယ်လို့ပတ်စံထည့်အခုလည်းကျွန်တော်တို့ပြောတယ်လို့ပတ်စံထည့်နေရတာပဲအလကားပေးတဲ့ဘုံကပ်ကိုဗမာပြည်မှာ2သိန်း2သိန်းခွဲနဲ့ဝယ်ပြီးပြောနေရတာဝန်သာနေကြတာအဲ့ဒီလိုပဲကျွန်တော်တို့တဲ့အစပေါင်းများစွာဆိုးပါတယ်လို့ဆိုတဲ့ကိုလူမျိုးကိုတန်းနဲ့ချီပြီးတတ်ပါတယ်ဆိုတဲ့ကမ္ဘောဒီးယားလိုနိုင်ငံကဘယ်သူမဆိုလေမြန်ကွင်းကိုရောက်ဖုံးကတ်တစ်ခုကဗမာငွေ4800ပဲကြားတယ်အဲ့ဒါလောက်စုပ်ပြတ်တယ်လို့ပြောတဲ့နိုင်ငံတော်4800ဘယ်သူဝယ်ရတယ်ပါပရိုက်ဝယ်သွားလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့စီမှာ2သိန်းနဲ့2သိန်းခွဲကိုသတင်းစာများသုံးတဲ့စကားလုံးကြည့်ကြအောင်တန်ဖိုးနယ်ဖုံးနဲ့ကိုင်းအဲ့ဒါကစက်သွေးရေးဝင်ကြီးအခုဦးသိန်းထွန်းမရှိတော့လို့ဒါတွေဖြစ်ပြောင်းကောင်းသွားမှာလားသူရှိတာမရှိတာကျွန်တော်တို့နဲ့မဆိုင်ဘူးကျွန်တော်တို့လူချင်တာကဈေးရင်အတိုင်းရောင်းပေးပါခင်ဗျားတို့နိုင်ငံတကာ9000နဲ့ဝင်ပြည်သူကို9000နဲ့ပေးပါ9000ဆိုအကုန်လုံးသုံးပါမလားသုံးပါဗောအခု2သိန်းခွဲနဲ့9000အစပေါင်းများစွာကွာတယ်ဗျာအဲ့တော့ဈေးကြီးမှာ9000ရှိရင်9000နဲ့ပြီးပေါ့ဘာကိစ္စကျွန်တော်တို့ကို2သိန်းနဲ့4000ခွဲတတ်စားအောင်ပါလားခင်ဗျားတို့ကျွန်တော်တို့အိတ်ထဲကပတ်စံကိုအိမ်ပေါ်ကနေပျော်ပျော်ကြီးလာပြီးကပိုက်နိုင်ဓမြတိုက်သွားတာကိုငြိမ်းခံနေကြရတာပြန်စင်းစားအောင်ကိုယ့်အိတ်တက်ခိုးရတဲ့တခိုးက2သိန်းနဲ့4000ခွဲတော့မခိုးနိုင်သေးဘူးထမိတ်တစ်ထည်ပဲရုပ်သွားမှာသူတို့ကကျွန်တော်တို့အိတ်ထဲကနေ2သိန်း4000ခွဲကိုပလိုင်းနိုင်သွားတာအဲ့ဒီနိုင်သွားတဲ့ပတ်စံကိုဘယ်နေရာမှာသုံးချအဲ့ဒီနိုင်သွားတဲ့ပတ်စံကိုဘယ်သူကယူစားလဲဘယ်ကုမ္ပဏီကယူစားလဲကျွန်တော်တို့မသိဘူးကျွန်တော်တို့ပတ်စံတွေအဲ့ဒါခင်ဗျားတို့ကျွန်တော်တို့တန်တန်ရှင်းရှင်းနှစ်ဖူးကချေမကြရှားထားရတဲ့ပတ်စံဘယ်သူတမျှတိုက်သွားတာအဲ့ဒါကိုများတယ်လီဖုန်းကန်ရတာကိုပျော်ပြီးဆက်နေကြတယ်ကဲဒီကြားထဲကကြားရသေးတယ်ဟာမိမဓမင်းချက်ပြီးလားဓမင်းချက်တာများဖုံးဆက်ပေးရမလားဗျာအဲ့တော့တယ်လီဖုန်းဆိုတော့မှ
တတိရတယ်ကျွန်တော်တို့မိတ်ဆွေတွေကအမြဲပြောတယ်ငါကျွန်တော် तू ကတယ်လီဖုန်းနဲ့ပတ်သက်လို့ तू ကဟိုလောက်တာဟိုတုတေသနာလောက်တာပေါ့တုတေသနာလောက်တဲ့အခါကျတော့ तू ကပြောတယ်သူတို့တဲ့အင်္ဂလန်ကိုရောက်သွားတယ်အင်္ဂလန်ရောက်တဲ့အခါကျတော့အင်္ဂလန်ကလူတွေကတယ်လီဖုန်းပြောရင်တယ်လီဖုန်းကောက်ကင်လိုက်ကြတယ် hello စပြောတယ်အမေရိကရောက်သွားတဲ့အခါကျတော့အမေရိကန်တွေကတယ်လီဖုန်းကောက်ကင်လိုက်ကြတယ် hi လို့တန်းပြောတယ်ဂျပန်ပြည်ရောက်သွားတဲ့အခါကျတော့ဂျပန်တွေကတယ်လီဖုန်းကိုကောက်ကင်လိုက်ကြတယ်မရှိအဲ့လိုပြောတယ်ကိုရီးယားရောက်သွားတော့ရပစေရောအဲ့လိုပြောတယ်မင်းတို့ဗမာတွေကြတော့သူတို့နဲ့မတူဘူးဟုတ်ငါတို့ကဘယ်လိုပြောလို့ကြားလားအေးကြားလားဟောမဟုတ်ဘူးကြားလားဆိုတော့မင်းကြားဟောကြားရလားလို့မေးတာဒုက္ခပါပဲဟယ်လိုနဲ့မတူဘူးစက်သွေးစနစ်ကကောင်းမှမကောင်းတာဒါကို2သိန်းခွဲပြီးကြားလားអော်ရတာသူများတကာမှတိုင်ကမှာ9000ပြီးကြားလားလည်းမអော်ရအောင်ကြိုက်တယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ကနမူနာပြောတာပါကျွန်တော်တို့ကစက်သွေးဝင်ကြီးတယောက်ပြုတ်သွားလို့တနေ့ကသာသနာရေးဝင်ကြီးပြုတ်သွားလို့ဝန်တာနေစရာမဟုတ်သမရပြုတ်သွားလဲဝန်တာစရာမဟုတ်တိုင်းပြည်ရဲ့စနစ်ကြီးတစ်ခုဘယ်လောက်ပြောင်းသွားလဲဆိုတာကကျွန်တော်တို့ဝန်တာရမယ်အလုပ်စနစ်ကြီးပြောင်းမှုဆိုတာအစိုးရကလုပ်ဖို့လိုသလိုကျွန်တော်တို့တိုင်းလူပြည်သားတွေလည်းလုပ်ဖို့လိုတယ်အစိုးရနဲ့ကျွန်တော်တို့နဲ့လက်တွဲပြီးတော့လည်းလုပ်ဖို့လိုတယ်သို့တော့လာကစားပြီးတိုင်းပြည်အတွက်အလုပ်လုပ်တဲ့အစိုးရကတော့အရင်ပြင်ဖို့လိုတာပေါ့ဗျာပြည်သူကိုကြီးပဲတော့မပြင်ခိုင်းနဲ့ပေါ့ကျွန်တော်တို့ကပြင်ခဲ့ရတာနှစ်ပေါင်းများလာပြီခဏပြင်နေရတာအဲ့တော့သူတို့လည်းပြင်ရမယ်ကျွန်တော်တို့လည်းပြင်ရမယ်ဒီအတန်ကိုဒီနေရာကနေကျွန်တော်ပြောတာသူတို့လည်းကြားမယ်ပြိတ္တလည်းကြားမယ်ဒီအခွေတွေလည်းသူတို့နားထောင်အဲ့တော့သူတို့ကြားအောင်ကျွန်တော်တို့ပြောရဖို့လိုပါတယ်ဒီအတွက်ကြောင့်ကျွန်တော်စချင်းစပြောတာ၃ချက်ကျွန်တော်ပြောပါတယ်ပထမအဆင့် transition အကူအပြောင်းဆိုတဲ့ကိစ္စမှာကျွန်တော်တို့ပင်သားရောက်နေလေdemocratization ဆိုတဲ့ democracy ပြုပြင်ပြောင်းလဲမရောက်သေးပါဘူးဒုတိယအဆင့်ဖြစ်တဲ့ liberalization တင်းနာတာကြက်ထားတာလေးတွေကိုပုတ်ပြီးတာပဲရှိတယ်ဘလို့လျှော့ပြီးလဲဆိုတော့ဆိုပါတော့စာပေနဲ့မှာစာပေစစ်စစ်ရေးဆိုတာအရင်ကရှိတယ်ဘယ်စာရေးစရာဘာရေးသူတို့ဖြတ်တယ်အခုမရှိတော့စရရလည်းမရှိတာကောင်းတာပေါ့ဒါပေမဲ့အစတော့ရှိတယ်အခုမရှိတော့ဒါလျှော့ပြီးတာဟုတ်ပြီရုပ်ရှင်မှာအားလုံးသိပါတယ်ဒီလိုတတိကံပုံလေးပါရင်ဒါဆင်ဆာအဲ့ဒီဆင်ဆာရဲ့မူဝါဒလေးတွေကိုလျှော့ပြီးမလျှော့ခင်အချိန်တုန်းကကျတော့ကျွန်တော်တို့လည်းတော်တော်ဒုက္ခရောက်ပြီးရုပ်ရှင်ရိုက်ခဲ့ရတယ်ဆိုတော့ကျွန်တော်တငယ်ချင်းတွေပါပဲလူမင်းတို့ရုပ်ရှင်ရိုက်ကြတော့သူ့ရုပ်ရှင်ကားထဲမှာသူကမော်တော်ကားမောင်းလာလွန်ခဲ့တဲ့နှစ်20လောက်ကသူနဲ့ကွဲကွာခဲ့ရတဲ့သူ့သမီးလေးကိုလမ်းမဘေးမှာလမ်းလျှောက်သွားတာတွေ့ဟာသမီးဆိုပြီးမော်တော်ကားရပ်ပြီးသူကဆင်းပြေးတာသူ့သမီးကိုပြေးဖက်တာပေါ့သမီးနှစ်20တောင်ကွဲခဲ့ရတယ်သမီးဒါပေမဲ့စင်ဆာရောက်သွားတော့အဲ့ဒီအခန်းကိုဖြတ်လိုက်တယ်ဟာဘာဖြစ်လို့လဲအဖေနဲ့သမီးနဲ့တွေ့လို့လေပြေးဖက်တာဘာမတော်တွေရောလှုပ်လို့တော့မြင်းကြားကမကူလို့တဲ့ကိုင်မခက်ဘူးလားဒါအမှုပညာဗျကိုသမီးကိုတွေ့တာဘယ်နာတွေ့မိဘတယောက်အနေနဲ့နှစ်20လောက်ကွဲကွာနေတယ်တွေ့တဲ့နေရာပြေးဖက်မှာပဲဘယ်သူမှသမီးရိုက်နာခဏရက်နေအဖေမြင်းကြားကတော့ကူးလိုက်အောင်မဆိုမသွားဘူးဘယ်လောက်ယူတဲ့စင်ဆာလဲဆိုတော့အဲ့ဒီစင်ဆာဆိုတဲ့ထဲမှာပါတဲ့လူတွေကြည့်အောင်ဘယ်သူတွေပါတာလဲ24ယောက်ပါတယ်ပါတဲ့24ယောက်ကဘယ်သူတွေလဲတယောက်ကရဲတယောက်ကထောက်လန်းရေးနောက်တယောက်ကပဲရလဲမိခင်နဲ့ကလေးဆောက်ရှောက်ရေးနောက်တယောက်ကပဲရလဲသာသနာရေးဘာမှရုပ်ရှင်နဲ့မဆိုင်ဘူးအဲ့ဒီတခြားလူတွေကြံသေးတယ်အဲ့ရုပ်ရှင်နဲ့မဆိုင်တဲ့လူတွေအများကြီးပဲကျမ်းမာရေးပါတယ်ဆရာဝန်ကလည်းအဲ့တော့သူတို့ကဘာလုပ်လဲဆိုတော့လာကြည့်တယ်ကြည့်ပြီးရင်အပြင်းပြေဆိုပြီး2ပေလောက်ဖြတ်သွားတယ်ကျွန်တော်တို့ကလေးတွေကသူတို့အလကားရတယ်လို့အောင်မေ့နေတယ်ပြန်ရင်အပြင်းပြေ2ပေဖြတ်တယ်ဗျအပြင်းပြေဖြတ်မှာတော့ဒုတာဝန်အရေး3ပါတော့ဘာလို့ဖြတ်ပါလားမဖြတ်ဘူးအဲ့တော့သူတို့ကအပြင်းပြေဖြတ်တာအကြောင်းမို့ခံရတာကျွန်တော်တို့သူတို့ဖလင်ကွက်တောင်မမြင်ဘူးဖလင်တစ်ခုမှအကွက်အပေါက်ဘယ်နှပေါက်ပါတယ်လဲမသိဘူးဘာပဲသိလဲလာတယ်ကြည့်မယ်လမ်းစည်းကမ်းဖောက်လာဖောက်ရင်ဖြတ်ဟောရုပ်ရှင်ကိုမကြည့်တော့ဘူးဇလန်းကိုမကြည့်တော့ဘူးကျွန်တော်ဆိုနမူနာရုပ်ရှင်ကားတကားရိုက်တယ်အဲ့ထဲမှာမင်းသမီးကို
ရွာမှာပေါ့ဗျာရွာလေးတရားမထားပါတော့လူဆိုးတွေပေါ့မူးပြီးတော့မင်းသမီးကိုဝိုင်းဆွဲကြဝိုင်းဆွဲကြတဲ့ခါကျမင်းဟာကဲဘာဘူးအောင်အော်ပေါ့အော်တဲ့အချိန်မှာမင်းသားကထွက်လာတဲ့ခါကျတော့ဟိတ်မိန်းကလေးကိုလွတ်လိုက်ဘုံကောင်တွေကဘာကောင်လဲကမင်းရဆိုကွက်ဆိုထိုးကြတာပေါ့ဗျာဒါပြီးရောရုပ်ရှင်ဒါပါပဲထိုးကြအဲ့ဒါဘာမှမထူးဆန်းဘူးဒါမျိုးကဒါပေမဲ့ကျွန်တော်ပုပ္ပါကိုရောက်သွားတော့ပုပ္ပါနာမှာ10ပေါက်ဆိုတဲ့ရွာရှိတယ်အဲ့ရွာကလူကကျွန်တော်ကိုတွေ့တော့ဟာဥစားကလားအဲ့ကာရှိလမိုက်တယ်အဲ့ဘယ်ဟာကိုပြောနေအဲ့ကာလေမိန်းကလေးကိုလွတ်လိုက်ဆိုတဲ့နေရာကြိုက်ခိုက်တယ်ဘာလဲတော့ဘာကြိုက်ဆက်ရှိလဲစဉ်းစားလို့မကြပုပ္ပါရွာမတဲ့ရောက်သွားတယ်နော်လေအဲ့ဒီကလူတွေကအဲ့ဒီခါတော့ရေလေထိတယ်ဗျာဟုတ်ဗျာညောင်ဦးရောက်တော့လဲဒါပဲမြင်းကြံရောက်တော့လဲဒါပဲကြောက်ပတောင်းရောက်တော့လဲဒါပဲပြောနောက်မှသဘောပေါက်တယ်ဟုတ်ပြီမိန်းကလေးကိုလွတ်လိုက်လို့ဆိုဇက်ဝင်ကန်းနဲ့အဲ့ဒီအချိန်မှာဒေါအောင်ဆန်းစုကြည်ကဘန်းခံနေရတာဟုတ်ဟုတ်ပြီကျွန်တော်ကသူတို့ဒါကြောင့်ဒီလိုဖြစ်တာရန်ကုန်လည်းပြန်ရောက်တော့တငယ်ချင်းတွေကိုရှင်းပြတယ်အဲ့အောင်လေရွာနေမှာရောက်သွားတော့ရွာလူကြီးပြောတယ်အဲ့ခန့်ရေလက်ခိုက်မိန်းကလေးကိုလွတ်လိုက်ဟုတ်တာပဲငါတို့လည်းထည့်မယ်ကျွန်တော်တငယ်ချင်းတွေအကုန်လုံးအဲ့မောင်မျိုးမင်းတို့ရောပြီးဘွားတို့ရောဆိုင်မဆိုင်ဗျာတက်ကတူထဲမှာလည်းကောင်မလေးကိုလွတ်လိုက်ပဲစားတော့ဆိုင်ထဲမှာလည်းမိန်းကလေးကိုလွတ်လိုက်ပဲရေကူးကန်တွေရောက်လည်းမိန်းကလေးကိုလွတ်လိုက်ကြီးပဲပြောတော့တာ6ကားလောက်ဖြစ်တော့စင်စာကလည်းသဘောပေါက်လာတယ်ကြည့်တယ်ဒီကောင်လေးမယိုးသားတော့ကားတိုင်းမိန်းကလေးကိုလွတ်ခိုင်းနေတယ်အဲ့တော့စင်စာကဘာပြောလဲဆိုတော့ဟုတ်ပြီကျွန်တော်မရနှစ်မြင်းဆောင်2012အမိန့်ထုတ်လာနောက်မြန်မာဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားများရိုက်ကူးလျင်မိန်းကလေးကိုလွတ်လိုက်ဟူသောစကားလုံးထဲ့မပြောရကောင်းရောဗျကျွန်တော်လည်းဇာကနာပဲဘယ်နေပါမလဲနော်အဲ့ဒါနဲ့ကျွန်တော်လွင်မိုးနဲ့မြက်ကေတီအောင်နဲ့ကျွန်တော်ရုပ်ရှင်ကားတကရိုက်ပြန်ဗီဒီယိုကရိုက်တဲ့အခါမှာအဲ့လိုပဲမြက်ကေတီအောင်ရွာတွေကလူတွေကဝိုင်းဆွဲကြလွင်မိုးကြတော့သူ့မျက်နှာနဲ့လိုက်တယ်လေပြောင်ဆက်နေဆိုတော့အဲ့ကောင်ပြေးထွက်လာကောင်မလေးကကိုကျမကိုကဲပါဆိုလွင်မိုးကလှည့်ကြည့်နင်းတော့ငါကဲခြင်းတယ်ဒါပေမဲ့မိန်းကလေးကိုလွတ်လိုက်လို့ငါပြောလို့မရဘူးဟာစင်စာလည်းတင်လဲတော့တကားလုံးပိတ်ပြတာပဲသူတို့ရွဲ့လို့တဲ့ကျွန်တော်လည်းလုံးမိပါတယ်ဒါပေမဲ့ကျွန်တော်မလုံးမိတဲ့ကိစ္စတစ်ခုရှိတယ်ကျွန်တော်စင်စာတင်တယ်ကျွန်တော်စင်စာကိုစိန်ခေါ်ပြီးရိုက်တယ်ဒီကားကိုစင်စာတကတ်မှမဖြတ်စေရဘူးဆွေမျိုးတွေအကြောင်းရိုက်ကျွန်တော်အမျိုးတွေမပါပါဘူးဆွေမျိုးတွေအမျိုးတွေရုပ်ရှင်တွေကအမျိုးတွေပြောတာအဲ့ဆွေမျိုးတွေထဲမှာကောင်လေးတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ကအိမ်အောင်ကြကောင်မလေးဘက်ကအမျိုးတွေကလည်းအိမ်ပေါ်တက်လာကောင်လေးဘက်ကအမျိုးတွေကလည်းအိမ်ပေါ်တက်လာဟိုဘက်အမျိုးဒီဘက်အမျိုးလာပြီးရှုပ်ကြခြာလက်ဘက်တွေရမ်းအောင်လားဒါလေးပဲရိုးလေးကြီးစရာတက်ရိုက်တာဟုတ်တယ်ဗျစင်စာလည်းတင်လိုက်တော့တကတ်မှအဖြတ်မခံရဘူးဒါပေမဲ့ထူးဆန်းတယ်ဗျကျွန်တော်စင်စာလည်းဥက္ကဋ္ဌခေါ်တွေ့ဇကားနာမည်ပြင်ပေးပါဟာတကတ်မှမဖြတ်ဘူးဇကားနာမည်ဘာလို့ပြင်ရမှာလဲကျွန်တော်ဇကားနာမည်ကအမျိုးကိုချစ်ပါအဲ့တော့ကို့မျိုးကိုချစ်ခိုင်းတာလေအမျိုးကိုချစ်ပါဆိုတာဘာဖြစ်လို့လို့မဟုတ်ပါဘူးဗျာကိုဇာကနာရဲ့ကျွန်တော်တို့သေချာစဉ်းစားပါအမျိုးကိုချစ်ပါဆိုတာခမရအမြင့်ကိုချိုးပါလို့ပြောတာဟာကျွန်တော်တော့မတွေးမိဘူးအဲ့လိုမှသိရင်ကျွန်တော်အစတည်းကအမြင့်ကိုချိုးပါလို့ထည့်လိုက်ရင်ကျွန်တော်အမျိုးချစ်ပါပြန်ဖြစ်မှာကိုင်းအဲ့လိုမျိုးလဲစဉ်းစားသည်အဲ့သူများတဲ့တဲ့လို့ရင်တို့ကပြောင်းပြန်မြင်တတ်တယ်ဘယ်လိုအမျိုးတွေလဲတော့မသိဘူးအဲ့ဒီလိုစဉ်းစားတွေရဲ့တင်းကျပ်တဲ့အားတွေအခုရော့ပေါ်လာပါတယ်အဲ့တော့ကျွန်တော်တို့ဒီ liberalization ဆိုတဲ့ကာလထဲမှာပဲရှိသေးတယ်ကျွန်တော်ထပ်ပြီးတော့ခိုင်ခိုင်မာမာပြောတာပါတင်းကျပ်ခဲ့တာတွေကိုရှော့ပေးနေတော့ဝင်ရှိပါတယ်မော်တော်ကားတွေဈေးကြီးတယ်ရှော့အခုတော်တော်ရော့လာပြီကားဈေးဒီတက်ထပ်ကြဖို့လိုပါသေးတယ်တယ်လီဖုန်းတွေလည်းထားပါတော့ဘလို့ဖြစ်ဖြစ်အကောင့်ဘက်ကလက်ပြောရင်43သိန်းလောက်ကနေ2သိန်းထိကျလာရှော့လာဒီလိုပဲတစ်ခုပြီးတစ်ခုရှော့လာတဲ့တင်းကျပ်မှုတွေကိုရှော့တဲ့ကာလပဲရှိသေးတယ်ဒီမိုကရေစီပြည့်ပြည့်ပြောင်းလဲရေးဆိုတာကိုကျွန်တော်တို့မရောက်သေးပါဘူးသွားနေတုံးပဲမရောက်သေးဘူးအဲ့လိုသွားတဲ့အခါမှာကျွန်တော်ဒီနေ့ခေါင်းစဉ်တက်ထားတဲ့ ABCD ကျွန်တော်တို့မိဘပြည်သူများရောအစိုးရရောနှစ်ခုလုံးကအဲ့ဒီ ABCD ကိုလိုပါလိမ့်မယ် A ဆိုတာကျွန်တော်စပြောချင်တယ် A ဆိုတာမှာ A 3လုံးကျွန်တော်ပြောပါမယ် A တစ်လုံးကတော့ adaptation လို့ခေါ်ပါတယ်ကျွန်တော်ဗမာလိုပြောရမယ်ဆိုရင်
ဝင်ခွင်ကြဖြစ်အောင်လုပ်ရမှာကျွန်တော်တို့အိမ်မှာ220မီပလက်ပေါက်မီအား220ဘို့အားလာတယ်ဆိုရင်110ဘို့အားရှိတဲ့ပစ္စည်းယူလာရင်ဒီနှစ်ခုကိုဝင်ခွင်ကြဖြစ်အောင်အလေကောင်က adapter ခံပေးရမှာဒီသဘောပါ adaptation လို့ခေါ်တဲ့အဝင်ခွင်ကြဖြစ်နိုင်အောင်ကျွန်တော်တို့ဘယ်လိုပြင်ဆင်ထားကျွန်တော်တို့ကလာမဲ့ပြောင်းလဲလာမဲ့နိုင်ငံနောက်ပေါ်လာမဲ့နိုင်ငံအဲ့ဒီနဲ့ကျွန်တော်တို့အဝင်ခွင်ကြတကယ်ဖြစ်ပါလားကျွန်တော်တို့စိတ်တွေအဲ့ဒီနဲ့အဝင်ခွင်ကြတကယ်ဖြစ်ပါလားကိုအရင်စမ်းစစ်ဖို့လိုကိုရဲ့လက်ခံနိုင်ပြီဆိုရင်အဝင်ခွင်ကြဖြစ်ပါလားအဝင်ခွင်ကြဖြစ်ရပါလိမ့်မယ် A adaptation ပေါ့နောက်တစ်ခုကတော့ assess ကျွန်တော်တို့ကဒီဇက်ယုံပေါ့ဒီဇက်ယုံကိုဘယ်ကဝင်ရမလဲဝင်ပေါက်ကဟိုအပေါက်ကအဲ့ဒီအပေါက်ကဝင်ရမယ်အဲ့ဒါ access ပဲကျွန်တော်တို့ဘယ်လမ်းကသွားရမလဲအဲ့အပေါ်တက်ကိုသွားခြင်းလေကားတက်ရမယ်အဲ့ဒါ access ပဲကျွန်တော်တို့လမ်းသိရပါလိမ့်မယ်အဲ့တော့ဒီမှာကွန်ပျူတာသုံးတတ်တဲ့လူတွေလည်းရှိပါလိမ့်မယ်ကျွန်တော်တို့ internet သုံးတဲ့လူတွေလည်းရှိပါလိမ့်မယ် internet ထဲမှာဘာရှာမလဲ internet ဆိုတာယရနာတိုက်ကြီးပါကျွန်တော်တို့ Google လေးကိုဝင်ကြပါတယ်အဲ့ဒီ Google ကနေ access လုပ်မှကျွန်တော်တို့ရှာချင်တာရှာလို့ရအောင်ကိုယ်သဘောနဲ့ကိုငါတို့ကဘာတွေ့ internet ဆိုရင်ပြီးရောกว่าဆိုကောက်ရိုက်လို့မရပါ Gmail သုံးရင်လည်း Google ကသွားမှာ Facebook သုံးရင်လည်း Google ကသွားမှာကျွန်တော်တို့ access ဆိုတာအဲ့ဒါကိုပြောတာကျွန်တော်တို့ကလေခွင်လေတွက်ကောင်းနေတယ်ဆိုရင်ပရင်းမောက်ဖွင့်ရမှာပဲအဲ့ဒါ access ပဲအဲ့တော့ပထမအဆင့်အဝင်ခွင်ကြ A adaptation အဝင်ခွင်ကြဖြစ်ရမယ်ဒုတိယ A ကျွန်တော်တို့ access လုပ်ကြရပါမယ် democratic country လို့ခေါ်တဲ့ democracy ပြုပြင်ပြောင်းလဲရေးလုပ်တဲ့နိုင်ငံတစ်ခုကိုသွားမှာဘယ်လမ်းသွားရမလဲဆိုတာမှမသိရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲတိုင်းပြည်ကိုခေါင်းဆောင်နေတဲ့တမ္မရပဲဖြစ်ဖြစ်နိုင်ငံရေးနဲ့ပတ်သက်တဲ့ခေါင်းဆောင်တွေပဲဖြစ်ဖြစ်ဘယ်သူကဘယ်လမ်းသွားရမယ်လို့ပြောလဲဘယ်သူမှမပြောနိုင်ဘူးပြန်စဉ်းစားကြည့်ပါကျွန်တော်တို့ရဲ့ဖယားဒီမှာတခြားဘာသာဝင်တွေပါရင်ခွင့်လို့ပါဘုရားဘာသာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဖယားပထမဦးဆုံးဟောတဲ့သစ္စာ၄ပါးတရားမှာကျွန်တော်တို့လူသားအားလုံးရဲ့ကြွရလွတ်ရသည်နိဗ္ဗာန်ပဲဘာမှစဉ်းစားနေစရာမလိုတလန်းနဲ့ပြောခဲ့တာနိဗ္ဗာန်ကျွန်တော်တို့သွားရမယ်လမ်းဒီနိဗ္ဗာန်ဒါပေမဲ့ဖယားအင်မတန်ကောင်းစွာခုခေတ်ဆိုရင်တော့ presentation ပေါ့ဗျာတင်ပြတာဘယ်လောက်ကောင်းခဲ့လဲဆိုတော့အဲ့ဒီနိဗ္ဗာန်ကိုတွားရမယ်လမ်း၈လမ်းဆိုပြီးတော့မဂ်ကင်၈ပါးပြခဲ့နိဗ္ဗာန်တွားခြင်းလားတွားခြင်းလေဟောမဂ်ကင်၈ပါးနဲ့တွားတခြားကတွားရင်တော့မရောက်ဘူးဒီမဂ်ကင်၈ပါးနဲ့တွားမှအဲ့ဒီနိဗ္ဗာန်ကိုရောက်โอเคဒီမိုကရေစီနိုင်ငံတော့အဲ့ဒီမှာအဲ့ဒါတွားဖို့ဘယ်လမ်းနဲ့တွားမလဲ၈လမ်းလား၆လမ်းလား၅လမ်းလား၄လမ်းလားဘယ်သူမှလည်းမပြောဘူးဘယ်သူမှလည်းမသိပြောကြပါကျွန်တော်တို့သိအောင်လုပ်ကြအောင်ဘယ်သူမှမပြောရင်ကိုယ့်ဘာကိုပြောမယ်ကိုယ့်ဘာကိုသိအောင်လုပ်ကြအောင်လာမယ့်နိုင်ငံတော်တည်ကြီးနဲ့အတက်အဝင်ခွင်ကြဖြစ်ဖို့ access ကျွန်တော်တို့သွားရမယ်လမ်းကိုကျွန်တော်တို့ရှာကြရအောင်โอเคရှာကြပြီကျွန်တော်တို့ရဲ့ attitude ကျွန်တော်တို့စိတ်တွေchange ကြရအောင်ပြောင်းကြရအောင်ကျွန်တော်တို့မှာကြိုက်ချင်းမကြိုက်ချင်းရှိတယ်ချစ်ချင်းမချစ်ချင်းရှိတယ်ကျွန်တော်တို့ရဲ့စိတ်အခြေခံကိုကျွန်တော်တို့ပြောင်းပြလိုက်ရင်ကျွန်တော်တို့သွားရမယ်လမ်းကိုကျွန်တော်တို့မြင်လာပါလိမ့်မယ်ကျွန်တော်တို့သွားရမယ်လမ်းကိုကျွန်တော်တို့မြင်ပြီဆိုရင်ကျွန်တော်တို့အဝင်ခွင်ကြဖြစ်အောင်လုပ်နိုင်ပါလိမ့်အဲ့တော့ A သုံးလုံးကျွန်တော်ပြောတာ adaptation အဝင်ခွင်ကြဖြစ်ဖို့လိုတယ်နှစ်အဝင်ခွင်ကြဖြစ်ချင်ရင်ကျွန်တော်တို့ access လုပ်နိုင်ရမယ်ဘယ်လမ်းကသွားရမလဲသွားဖို့လမ်းကို attitude လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့စိတ်အခမ်းကိုကျွန်တော်တို့ပြောင်းပြရကျွန်တော်တို့စိတ်အခမ်းဆိုတာမဆလာခေတ်ကကြံတဲ့အစိတ်အခမ်းပြင်လိုက်တော့မရှိတော့ဘူးနဝဒခေတ်ကပြင်လိုက်တော့မရှိတော့ဘူးမနေ့ကပြင်လိုက်တော့မရှိတော့ဘူးကျွန်တော်တို့ဒီနေ့ညကျွန်တော်ပြင်လို့ရပြီဆိုပါတော့အဲ့ဒါကို access ဘယ်လိုလုပ်ရမလဲလမ်းဘယ်လိုရှာရမလဲရှင်းတုန်းကဆိုရင်ဘယင်လေးရုပ်ဖြတ်ပြီးတော့တိုင်းပြည်မှာစနေနာအလုံးလည်းကြားဖို့နေကြပါပုံပြင်တွေမှာဘယင်တွေကအရင်တော့ကဘယင်တွေကသူတို့တိုင်းပြည်သားတွေကချစ်သလားမချစ်သလားချစ်သလားမုန်းသလားပြောပါလားမေးစရာမလိုဘူးပေါ့တိုင်းပြည်သားတွေသူတို့ရုပ်ဖြတ်ပြီးတော့လိုက်ပြီးစနေနာအဲ့လိုစနေနာတဲ့ဓလေ့အတိုင်းပေါ့ဟောဒီနေ့ခေတ်ခါမှာလဲတမရသူ့တိုင်းပြည်သားတွေကတကယ်ချစ်သလားတကယ်မချစ်ဘူးလား
သူ့နောက်မှာပါသလားမပါဘူးလားသိကျင်တော့စနေနာအဲ့တော့စနေမနာခင်မှာသူကအရင်တည်းလွတ်လိုက်တယ်တမရကြီးတိုင်းသူပြည်သားတွေကသူ့စကားလဲနားမထောင်ဘူးသူ့ကိုလည်းမချစ်ဘူးမကောင်းပဲပြောနေကြတယ်ဒီတော့ကြောင့်နိုင်ငံတော်တမရစိတ်ညစ်ပြီးတော့ကိုဓာတ်စီလောင်ပြီးသေတော့မယ်ကျင်ညာလိုက်တယ်ပြီးတော့သူ့ကိုသူရုပ်ဖြတ်ပြီးတော့နေပြီးတော့တခွင်လှဲ့လေဈေးထဲလဲရောက်တော့သွားလဲကြည့်လိုက်ကိုလူတွေကဖလားတစ်လုံးစီနဲ့ကျွန်တော်တို့ရဲ့နိုင်ငံတော်တမရကြီးစိတ်ညစ်လို့သူ့ကိုသူတတ်သေးတော့မယ်ဓာတ်စီလောင်ပြီးမိရှို့လို့အဲ့ဒါကြောင့်တရာတအနေများမစိုးပတ်စံလေးများထည့်ကြပါလူတွေကပတ်စံလေးဝိုင်းထည့်တမရကြည့်ငါမားပြီလူတွေကငါ့ကိုချစ်တာပဲငါမချစ်ဘူးမှလို့နောက်တနေရာရောက်သွားကျောင်းထိပ်ရောက်သွားကျွန်တော်တို့ရဲ့ချစ်ရစားတဲ့တမရကြီးသူ့ကိုသူဓာတ်စီလောင်မိရှို့မှမလို့တရာတအနေများမစိုးခွာလူတွေကပတ်စံလေးထည့်ကြည့်လို့ဟုတ်လားဘာတွေထည့်နေတနေရာပြီးတနေရာရောက်သွားလိုက်တာဖလားတစ်လုံးနဲ့အဲ့လိုအလူခံတဲ့လူတွေကြီးပဲတွေ့တော့တမရတော်တော်စိတ်မကောင်းဖြစ်သွားငါထင်မှားပြီငါစနေနာတာ तू ကလည်း access လုပ်တာငါစနေနာတာမှားပြီတေချာအောင်မေးလိုက်အောင်ပါအဲ့ဒါနဲ့ကောင်လေးတယောက်ကဖလားတစ်လုံးနဲ့အဲ့ကောင်လေးရှင်းသွားတယ်ဘာလုပ်နေလဲကလေးကျွန်တော်တမရဓာတ်စီလောင်ပြီးမိရှုသေးမှာမို့လို့ကျွန်တော်တို့အလှခံနေတာပါဘယ်လောက်ရသွားပြီလဲကျွန်တော်တို့ဂါလန်90ရပါပြီခင်ဗျာဂါလန်100ရရင်သူများရှုပ်တော့လိုက်မှလို့တခါလဲကိုပတ်စံလိုက်လူခံနေမှဓာတ်စီလိုက်လူခံနေတာဟိုမြန်လောင်အောင်လို့လေအဲ့ဒါ access မှားသွားတာပေါ့ဗျာဆိုတော့ကျွန်တော်တို့ကစိတ်ထဲမှာကျွန်တော်တို့မကောင်းတဲ့ကိစ္စတစ်ခုရှိတယ်ကျွန်တော်ဆိုရင်ကျွန်တော်တို့ရဲ့ attitude ကိုချိန်ရမယ်လို့ကျွန်တော်ပြောတယ်ကျွန်တော်တို့ရဲ့ attitude ဆိုကျွန်တော်တို့ရဲ့စိတ်ခံပြောင်းရမယ်လို့ကျွန်တော်ပြောတယ်ကျွန်တော်စိတ်ထဲမှာနာပြီးတော့ခံစားရတဲ့ရုပ်ရှင်ဇာတ်ကားတကားရှိတယ်အဲ့ဇာတ်ကားဂျပန်ရိုက်တာ Half of Burma ဆိုဗမာစောင်းပေါ့အဲ့ဇာတ်ကားထဲမှာဂျပန်စစ်သား2ယောက်ကတင်းမိုးပေါ်မှာကြောမိပြီးတော့တနက်ကိုဟောလို့ကင်ပြီးစကားပြောလာတယ်ဟဲ့အောင်ငါတို့ကဗမာဆိုတာလည်းမသိဘူးဗမာပြည်မှာလည်းငါတို့အမျိုးတယောက်မှမရှိဘူးဗမာပြည်ဆိုတာလည်းဘယ်နာရှိမှငါတို့မသိဘူးငါတို့ဘာဖြစ်လို့ဗမာပြည်ကိုစစ်သွားတိုက်ကြမှာနောက်ဂျပန်ပြန်ဖြစ်ဒီမှာကွာမင်းမှတ်ထားကိုစီးမဲ့ယထာတော်ကိုမဆောက်တတ်တဲ့လူမျိုးတွေမို့လို့ငါတို့ကသူတို့ကိုသွားကဲတင်မှာနာလိုက်တာအဲ့ဒါ1945ခုနှစ်ကကိုစီးမဲ့ယထာတော်ကိုမဆောက်တတ်တဲ့ဗမာတွေကိုကယ်ဖို့ဂျပန်တွေကဗမာကိုလာတာအဲ့ဒါ1945ခုနှစ်ကအခု2013ရောက်တဲ့အထိကိုရတိမဆောက်တတ်သေးဘူး gain ကိုရတိယထာကောင်းတွေလူချင်းတရုတ်ကလှမ်းမာလိုက်အိန္ဒိယကလှမ်းမာလိုက်နဲ့ဟိုမြင့်ငယ်ကယထာကောင်းတွေဆိုတာလေဘာမှလုပ်တတ်တာမဟုတ်ဘူးဟိုအားနဲ့တရားနဲ့ဖြတ်ပြီးဆက်ယုံမတတ်တယ်အဲ့တော့ကျွန်တော်တို့ကကိုယ်စိတ်အခန့်ကိုဘာလို့မပြောင်းနိုင်သေးတာကျွန်တော်တို့ကိုယ်တိုင်ငါတို့စီးကျင်တဲ့ကားကိုငါတို့လုံနိုင်ရမယ်ငါတို့စီးကျင်တဲ့ယထာကိုငါတို့လုံနိုင်ရမယ်ဆိုစိတ်ဘာလို့မပြောင်းနိုင်သေးတာလွန်ခဲ့တဲ့နှစ်20ကကျွန်တော်တို့မူဆယ်ကိုရောက်သွားတဲ့အချိန်မှာတရုတ်ပြည်ကိုဗမာပြည်ကနေမော်တော်ကားပို့ရတယ်တရုတ်တွေကဗမာပြည်ကကားကိုအကြီးအကျယ်ဝယ်ဗမာပြည်ကကားဆိုတာဗမာပြည်ကထုတ်တာမဟုတ်ဘူးယူရီးယားလာတဲ့ကားဗမာအလဲကောင်မှာခံပြီးတော့ကားကိုတရုတ်ပြည်ကိုပို့ပြတယ်အဲ့ဒီတုန်းက1994 95ခုနှစ်ကစူပါဆလွန်းတစ်စီးကို4သိန်းနဲ့3000 4သိန်းနဲ့6000အဲ့လောက်ပဲရှိတယ်တရုတ်ပြည်ကိုပို့လိုက်တဲ့အခါမှာ330ရအရမ်းမြတ်တော့ဗမာပြည်ကလူအကုန်မော်တော်ကားတွေကိုတရုတ်ပြည်ပို့နောက်နှစ်20ကြာလာတဲ့အခါမှာတရုတ်ပြည်ကကားတွေကဗမာပြည်ကိုပြန်ဝင်လာKIA လို့အခုပြောနေကြတယ် Kia Motor လို့ FAW လို့ပြောတယ် Ford လို့ဆိုတဲ့တရုတ်ကားတွေအကုန်ပြန်ဝင်လာတယ်ကျွန်တော်တို့အခုစီးနေရတဲ့တရုတ်ကားတွေ Cherry ကားဝင်လာတယ်တရုတ်ကားတွေဗမာအခုတည်းကားမလုပ်တော့ကျွန်တော်တို့ကကားကိုယူရီးယားနဲ့ယူပြီးတရုတ်ပြည်ကိုပို့တယ်တရုတ်ကအဲ့ဒီကားတွေကိုတစစီဖြုတ်တယ်သူတို့ကသူတို့ပြန်ဆင်းတယ်ဗမာပြည်ကိုပြန်ရောက်တယ်ကျွန်တော်တို့ဝယ်စီးနေရတယ်အခု Cherry ကားဆိုတာသူတို့စီကကျွန်တော်တို့ဝယ်စီးနေတယ်ကျွန်တော်တို့ယူရီးယားကစိုက်ကယ်တွေကိုယူတယ်တရုတ်ပြည်ကိုပို့တယ်အခုလည်းကြာတော့တရုတ်ပြည်ကစိုက်ကယ်တွေကိုကျွန်တော်တို့ယူစီးနေရတယ်အဲ့ဒီတော့
ကျွန်တော်တို့ကအခွင့်အလမ်းရှိရတာနဲ့ကိုယ်စီရပစ္စည်းသူ့စီပို့ရတာနဲ့ကျွန်တော်တို့ရဲ့စိတ်အခန့်ကငါတို့သိန်း26သိန်းရရင်တော်ပါပြီကွာဆိုတဲ့စိတ်ပဲရှိတယ်ငါတို့ကားတစ်စီးကိုဘယ်လိုစောက်တယ်လဲငါတို့လဲတစ်စီးကိုဘယ်လိုစောက်တယ်လဲငါတို့စိုက်ကယ်တစ်စီးကိုဘယ်လိုတိစောက်တယ်လဲဆိုတာကိုမလေ့လာခဲ့ကြလေ့လည်းမလေ့လာနိုင်ခဲ့ကြဘူးဒါကကျွန်တော်တို့ပြည်သူအပြစ်မဟုတ်ဘူးလေ့လာခွင့်မပေးခဲ့တဲ့အစိုးရရဲ့အပြစ်အဲ့တော့ကျွန်တော်တို့ဒီနေ့ကစလေ့လာလို့ရပါတယ်ကားတစ်စီးစောက်တာလေမြန်တစ်စီးစောက်တာတနည်းအားပဲကျွန်တော်တို့စီကနေထူးထူးခြားခြား Airbus တစ်စီးဝယ်တယ်တနည်းအားပဲဟိုမှာပြည်ရောက်တယ်မနေ့ကပဲအဲ့လေမြန်မပြန်တော့လို့ဟိုမှာပြဿနာတက်နေဟိုမှာရက်နေရပြီအခုလေမြန်ပြင်ဖို့ဆိုပြီးတော့အင်ဂျင်နီယာတွေပြန်ခေါ်ရတယ်အဲ့လေမြန်ကိုမပြင်နိုင်ဘူးကျွန်တော်ဆိုမန္တလေးလေဆိပ်ရောက်တယ်ကျွန်တော်ရဲ့ကိုအရိုင်းရဲ့လွင်မိုးရဲ့3ယောက်မန္တလေးလေဆိပ်ရောက်တော့လေမြန်ပေါ်မှာထိုင်ပြီးပြီနော်ရန်ကုန်ပြန်ဖို့လေဆိပ်ပေါ့လေမြန်ပေါ်မှာထိုင်ပြီးပြီထိုင်ပြီးတော့မှလေမြန်မထွက်ပါဘူးတဲ့ဟောဘာလို့တော့ဆိုတော့လေမြန်တကားပိတ်မရလို့ဟောလေမြန်တကားမပိတ်မှတော့ကျွန်တော်တို့ဘယ်လိုတွားလို့ရမလဲအပေါက်ကြီးပွင့်တယ်မဟုတ်အဲ့လေမြန်တကားပိတ်မရလို့မန္တလေးမှာကျွန်တော်တို့ညအိပ်ရတယ်အဲ့ဒီတကားကိုပြန်မလုပ်တော့အဲ့ဒီအင်ဂျင်နီယာပြန်ခေါ်ရတာဟိုယူရီးယားအင်ဂျင်နီယာပြန်ခေါ်ရဆိုတော့ကျွန်တော်တို့စီးတဲ့လေယာဉ်မြန်ကျွန်တော်တို့စီးမဲ့မော်တော်ဆိုင်ကယ်ကျွန်တော်တို့စီးမဲ့မော်တော်ကားကျွန်တော်တို့စီးမဲ့ယထာကျွန်တော်တို့ဘာလို့မလုပ်နိုင်ခဲ့ရတာခေတ်အဆက်ဆက်ကအစိုးရတွေမကောင်းခဲ့ကြထားလိုက်တော့ဒီနေ့ကစကျွန်တော်တို့ကိုယ့်ရဲ့စိတ်အခါကိုပြောင်းပြီဟုတ်ပြီချင်းကပ်ပုံကကျွန်တော်တို့ပြောင်းဖို့လိုသွားပြီဘယ်လိုချင်းကပ်ရမှာလဲစီးရုံနဲ့မဟုတ်ဘူးငါတို့ကိုယ်တိုင်လုံနိုင်အောင်ဘာတွေလိလာဖို့လိုမလဲလို့ကျွန်တော်တို့ချင်းကပ်ဖို့လိုပါဒါကျွန်တော်ပထမအဆင့် A ကိုကျွန်တော်ပြောတာ A ကနေနောက်တစ်ဆင့်တက် B ရောက်သွားပြီအဲ့ဒီ B မှာ behavior အားလုံးသိပါတယ်အမှုအကျင့်ပေါ့ကျွန်တော်တို့မှာစွဲနေတဲ့အမှုအကျင့်တွေရှိတတ်ကြတယ်ဆိုပါတော့ဒီမှာကျွန်တော်ရဲ့တူရညီရညီမတွေတူမတွေရှိသူစင်ပြီးဆိုရက်တာမှာမွေးတယ်သူ့ရဲ့အမှုအကျင့်တစ်ခုကစွဲနေတယ်ဘာလို့လဲသူ့ရွာကိုသူတိတ်ချစ်တယ်ဝဲရအောင်တင်ပြီးတော့ရွာပြန်သွားတယ်မြို့မှာနေဒီမှာအလုပ်လုပ်ဆိုလည်းမလုပ်ဘူးကျွန်တော်အဲ့ဒီစွဲနေတဲ့အမှုအကျင့်ကပြင်သင့်ရင်ပြင်ရမယ်ပြောင်းသင့်ရင်ပြောင်းရမယ်မပြောင်းဘူးဆိုရင်ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲလူတွေမှာရှိပါတယ်ဒေတာဆွဲရှိတယ်ပုံကိုယ်ဆွဲရှိတယ်မှန်တယ်သို့တော့ပြင်သင့်တဲ့ကျွန်တော်တို့ရဲ့ behavior လို့ခေါ်တဲ့အမှုအကျင့်တွေကျွန်တော်ပြင်ရမယ်ဒီမိုကရေစီနိုင်ငံတော်ကြီးစီကိုရောက်ရင်မဆလာခေတ်ကလို့တပါတီစနစ်အောက်ကလို့စပွဲကုန်ကြီးအောက်မှာထိုင်ပြီးဟဲ့ဟိုဟာလှုပ်လိုက်စမ်းဒီဟာလှုပ်လိုက်စမ်းဒါလာမပြောနဲ့တော့မှာပါပဲနာသေသွားမယ်နေရေးရိုက်ပလိုက်အဲ့လိုလူမျိုးတွေမလို့ကျင်တော့ရဝဒရုံးကနေလှမ်းပြီးဟိုလူလာခဲ့အဆင့်ခေါ်တာအဲ့ကောင်ပါပရိုက်ပလိုက်အဆင့်ခေါ်မင်းလာခေါ်မင်းငါလို့စီလာခေါ်လို့ပြောလိုက်အမရက်ကွက်တာရက်ကွက်ပါခေါ်လဲကိုအုတ်ချုပ်ရည်မူလားရက်ကွက်အုတ်ချုပ်ရည်မူကခေါ်လို့လာခဲ့ပါလို့ဆိုတာမျိုးမတော်နဲ့ဘာကိစ္စရှိတယ်အရင်လာပြောပြီးမှသွားအလကားနေသူခေါ်စရာမလိုဘူးသူဘယင်မဟုတ်ဘူးနားမထောင်ပါနဲ့အဲ့ဒီအမိတ်ဆိုတာကိုမလိုဘူးအမိတ်မလိုချင်ဘူးကျွန်တော်တို့စီအကြောင်းကြားပါဘာအကြောင်းနဲ့တွေ့ချင်တာအကြောင်းကြားရေးလဲအောင်ရှင်းပြရင်လာမယ်ကျွန်တော်တို့ကလည်းပြန်မာတာမဟုတ်ပါဘူးသဘောအချင်းအဲ့ဒီဟာတွေပြင်ဖို့လိုဘယ်သူမဆိုကျွန်တော်ပြောတာပြည်သူပြည်သားတွေနဲ့မကဘူးအစိုးရရောတခါတည်းမှာဒီမိုကရေစီဆိုပြီးတော့နေပြည်တော်ကလူတွေကပဲပြင်နေတာလားရက်ကွက်ကလူတွေကမပြင်နိုင်သေးတာလားမြို့နယ်ကလူတွေကမပြင်နိုင်သေးတာလားတိုင်းကလူတွေကမပြင်နိုင်သေးတာလားပြင်ကြပါပြင်ဖို့ပြင်ရမှာအဲ့တော့ဆိုတော့အဝေးပြေးကားကြီးစီးပေါ်မှာခကြီးတွေကပါလာလက်မရောင်းတဲ့ကောင်မလေးပေါ့မိန်းကလေးပေါ့အဲ့ကောင်မလေးကလမ်းလည်ကောင်ကနေဖြတ်လျှောက်သွားတော့ဘေးနားမှာထိုင်နေတဲ့ခကြီးတွေခြေထောက်ကိုတက်နေပြီအဲ့နင်းလဲနေပြီအဲ့ခကြီးတွေကနေအိပ်ပျော်နေသူကသူ့ခြေထောက်ကိုလည်းတက်လဲနေပြီပဲထပြပြန်အိပ်တော့ဘာဖြစ်လဲကောင်မလေးကရှေ့ဆက်သွားပြန်လှည့်လာတော့နောက်တစ်ခါအဲ့ဒီလူကိုပဲသူကသွားပြီးခြေထောက်သွားနင်းမိတယ်အောင်နင်းလဲနင်းပြီအဲ့လူကအိပ်နေရတယ်ပြန်အိပ်ပြောဟာဘာဖြစ်တာတော်တော်ထူးဆန်းနေပြီဒီလူရဲ့အမှုအကျင့်ကတော့တော်တော်ထူးဆန်းနေအဲ့တော့ဒီတစ်ခါတော့တမင်တက်တက်သွားနင်းလိုက်အောင်ကောင်မလေးကကြံပြီးတော့အဲ့ဒီလူရဲ့ခြေထောက်ကိုသွားနင်းတာနင်းလဲနင်းလိုက်တော့အဲ့ဒီလူကပတ်ဆိုထားပြောတယ်ဟာဦးလေးတဲ့ကျမခြေထောက်ကိုနင်းနိုင်ဦးလေးကထပြီးဟေးဆိုအဲ့ဒါဘာလုပ်တာလဲငါလွတ်တော်ကိုစလေ
လွတ်တော်တဲ့ငါအိတ်နေဘေးကအဲ့လိုနင်းနေဘေးကငါလက်ခုပ်ထားတာကြည့်ရအဲ့ဒီအမှုအကျင့်နေပြင်ဖို့လိုပါပြီအဲ့ဒါကျွန်တော်ပြောချင်တဲ့ behavior ပဲကျွန်တော်တို့လည်းပြင်သူတို့လည်းပြင်ကြပေါ့နောက်B တစ်လုံးက B သုံးလုံးလို့အနေဦးပြကျွန်တော်ဒီနေ့ည A သုံးလုံးနဲ့ B သုံးလုံးနဲ့ပြောတော့မနေ့ကတော့အဲ့ဒါတွေမထိုးကြနဲ့နော်ကျွန်တော်မွေးကနန်းပြီးနေတာမဟုတ်ဘူးအဲ့တော့ B နောက်ဒုတိယ B က balance ဒီဒေတာလူတွေအကျွမ်းကျင်ဆုံးပဲကျွန်တော်ငငယ်တုန်းကကျွန်တော်ရောက်တယ်သိတယ်အကုန်စက်ပေးစီးတယ်အခုဆို cycle တွေစီးကြတယ်ဘိန်းနှလုံးပဲရှိတဲ့ပစ္စည်းပေါ်မှာတက်ထိုင်လိုက်တာဘာကြောင့်ထိုင်နိုင်တာလဲဘာကြောင့်မောင်းနိုင်တာလဲမသိဘူးရုပ်တရက်ဆိုရိုးရိုးလေးပါ balance ဆိုကျွန်တော်တို့ဟန်ချက်ကိုထိန်းနိုင်လို့စီးနိုင်တယ်စပိန်လည်းဟန်ချက်ထိန်းနိုင်မှာဟန်ချက်ပြည့်ရင်လဲရော cycle လည်းဟန်ချက်ပြည့်ရင်လဲတာပဲအဲ့ဒါဘာနဲ့တူလဲလို့ဆိုတော့ကျွန်တော်တို့တိုင်းပြည်နဲ့တူတယ်အဲ့ဒီဟန်ချက်ဆိုတာကျွန်တော်တို့ရဲ့အသိဉာဏ်ဘဟုတုတအတွေ့အကြုံအဲ့ဒီစပိန်အဲ့ဒီ cycle ဆိုတာကကျွန်တော်တို့ရဲ့တယံဇာတကျွန်တော်တို့ကကျွန်တော်တို့ရဲ့တယံဇာတတွေအပေါ်မှာတက်ထိုင်ပြီးတော့ဟန်ချက်ညီညီထိန်းနိုင်တဲ့အတွေ့အကြုံတွေအတွေးခေါ်တွေဘဟုတုတတွေမရှိတော့အဲ့ဒီအတွေ့အကြုံတွေအတွေးခေါ်တွေဘဟုတုတတွေရှိတဲ့ဟိုတရုတ်တွေကလာပြီးလက်ပတောင်းတောင်မှာလာတူးသွားတာပေါ့ရှင်းရှင်းလေးပဲကိုအသုံးမကြတော့ကိုဖင်အောင်မှာဘာရှိလို့ရှိမှမသိကိုညံ့တော့ကိုဖင်အောင်မှာဘာရှိမှမသိကိုဘယ်ပေါ်တက်ထိုင်နေမှမသိကျွန်တော်တို့အဲ့ဒီအောက်ကဂျင်းနီထွက်တယ်ဂျင်းနီထွက်ရင်ရွှေထွက်တယ်ရှင်းရှင်းလေးပဲရွှေထွက်ပြီးယူရေနီယံထွက်မယ်သေချာပေါ့ပဲဘာမှညင်းနေစရာမလိုကျွန်တော်တို့မသိပေမဲ့သူတို့သိတယ်ဘာလို့သိတာလဲတယံဇာတနဲ့တူတဲ့စက်ဘိန်းကြီးကို balance လို့ခေါ်တဲ့ချိန်ညှိတတ်တဲ့အုံနောက်နဲ့ပညာနဲ့အတွေ့အကြုံနဲ့အတွေးခေါ်နဲ့ဘဟုတုတနဲ့ရှိတော့သူတို့အသုံးချသွားကျွန်တော်တို့ဒီနေ့ကစပြီးအဲ့ဒီအတွေးခေါ်အတွေ့အကြုံဘဟုတုတတွေရအောင်ဘာလုပ်ရမလဲစာဖတ်ရမယ်ပညာရေးကိုလိုက်လာကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးကခုနဆရာကြီးမင်းကြီးကိုပြောသွားစုပ်ပြတ်တတ်နေတာပဲအမှန်တော့ဘယ်နှရောက်နေမှန်းတော့ကျွန်တော်မသိဘူးကျွန်တော်တို့တိုင်းပြည်ရဲ့ပညာရေးကျွန်တော်တို့ပြောနေတာပြည်သူတွေကိုတွေမကဘူးအစိုးရကိုပါကျွန်တော်ပြောတာပါပညာရေးလုံးဝပြင်ရမှာပြောင်းအောင်အဲ့ဒီမှာကျွန်တော်တို့အတွေးခေါ်အတွေ့အကြုံဘဟုတုတဆိုတာဖြစ်လာတယ်အဲ့ဒါမှကျွန်တော်တို့ရဲ့တယံဇာတကိုကျွန်တော်တို့ချိန်ညှိပြီးတော့စီးနိုင်တော့ဒုတိယ B တတိယ B ကဘိုးအဲ့ဒါမကြောက်တာလို့ကျွန်တော်ပြောတာဂယုမဆိုင်တာနဲ့မတူပါဘူးဒါမှန်တယ်လို့ထင်မှန်တဲ့ဘက်မှာရက်တည်ရဲရမယ်ဒါမှားတယ်လို့ထင်မှားတယ်လို့ကိုဘယ်တော့မှမလုပ်နဲ့မှားတဲ့ဘက်မှာဘယ်တော့မှမနေနဲ့မှန်တဲ့ဘက်မှာပဲနေအမှန်တရားဘက်မှာရက်တည်ရဲတဲ့တတ္တိရှိပါအဲ့ဒါအရေးကြီးတယ်ဒီစကားကျွန်တော်တို့ဘာလို့ပြောရလဲကျွန်တော်တို့တိုင်းပြည်မှာအရင်ကသူများတွေကမေးတယ်ကျွန်တော်အရန်နာမင်းတို့ဗမာတွေဘာလို့ဆင်းရဲတာလဲဟာငါတို့ကအစိုးရကိုမကျေနပ်ဘူးအစိုးရကိုမကျေနပ်တော့တဲ့တယ်လည်းမပြောရဲဘူးအကျယ်ကြီးလည်းမပြောရဲဘူးကြောက်တော့အိမ်ထဲဝင်ပြီးတော့တူတူနဲ့ကြိတ်ပြီးတော့ဆဲရင်ဆင်းရဲသွားတာကဲမကောင်းလိုက်တဲ့စကားကျွန်တော်ဖြင့်ရှက်တာဘာကိစ္စကျွန်တော်တို့ကကြိတ်ပြီးဆဲရမှာလဲပြောင်ဆဲရမှာပေါ့ပေါ်တင်ဆဲရမှာပဲမကျင်နိုင်ဘူးပြောရမှာဘာငြိမ်ခံနေစရာလို့လဲအဲ့ဒီဘိုးဆိုတော့ကျွန်တော်ပြောချင်တာအဲ့ဒါပဲညနေကခုနဆရာညီမညောပြောသွားတယ်ညနေကတေကုန်းမျိုးကပရိသတ်များနဲ့အောင်ဆန်းစာကြည့်တိုင်းမှာတွေ့တော့ဘဝဟိုတဲ့ဘာဖြစ်တယ်ဆိုလည်းမသိပါဘူးထားပါတော့အဲ့မကြောက်တဲ့စိတ်နဲ့ဖြတ်တန်းဘလို့ဖြတ်တန်းလဲပေါ့နော်ကျွန်တော်မေးတယ်ကျွန်တော်ကြောက်တာပေါ့ဘာလို့မကြောက်ဘူးကျွန်တော်လူပဲတရေတော့မကြောက်ဘူးဒါပေမဲ့ကျွန်တော်ဘာကြောက်လဲကျွန်တော်မဟုတ်တာပြောမိမှကြောက်တယ်မမှန်တာလုပ်မိမှကြောက်တယ်ကျွန်တော်ကြောက်အောင်ပါအဲ့ဒါပဲကျွန်တော်တို့မကြောက်အောင်ပါလာတာမှန်လို့ကတော့ဘယ်တော့မှမကြောက်ဘူးရင်ဆိုင်ရဲရမယ်အဲ့ဒါကိုတော့အကုန်စိတ်ထဲမှာပြင်ပြဖို့လိုပါတယ်တခါတည်းမှာပြောတယ်ဘယ်လိုနိုင်ငံရေးကြောင့်ပြောပါနဲ့ငါတို့ကကြောက်တယ်ဘာလို့ကြောက်နိုင်ငံရေးကြောင့်မပြောလို့မရဘူးပြောရမှာအဲ့တော့ကျွန်တော်ညနေကလည်းရှင်းပြခဲ့ပြီးသားဆိုတော့ကျွန်တော်ဒီနေရာမှာအကျေကြီးမပြောတော့ဘူးအဲ့တော့ကြောက်စရာလိုတယ်ကြောက်စရာမလိုဘူးဆိုတဲ့ကိစ္စမှာအဲ့ဒါပဲအဲ့တော့ကျွန်တော်တလောကစောင်းမတဲ့ဘုဖာအဲ့စောင်းမတဲ့မှာဗာရေးထားလဲဆိုတော့ဘတ်စကားကြီးပေါ်မှာခရီးတယ်ပေါ့ကောင်မလေးတယောက်ထိုင်လိုက်လာအဲ့ဒီကောင်မလေးကဘေးမှာကလားကြီးနှစ်ယောက်ကပါလာတယ်ကလားကြီးနှစ်ယောက်ကကောင်မလေးကိုညှက်ပြီးထိုင်တာ
အဲ့ကလာကြီးတယောက်ရဲ့ခြေထောက်တစ်ဖက်ကအပေါင်တစ်ဖက်ကကောင်မလေးပေါ်တော့ရောက်နေတယ်ဘသူကမှမပြောကြဘူးဒီကလာကြီးစပယ်ယာတွေကလည်းမပြောဘူးကလာနှစ်ကောင်ဟဲ့လူတွေမသိတော့ဘူးလို့မပြောဘူးဘယ်ခရီးတယ်မှလည်းမပြောဘူးတဲ့သူတို့ဘာအောင်ကြောက်နေကြတာလဲဟောဗျာကျွန်တော်ဖတ်ပြီးတော့မှအဲ့ရေးတဲ့လူကဘာလို့မပြောတာလဲအဲ့တုန်းကသူလည်းပြောပါလားသူမြင်တယ်လေဒီကလေးမလေးပေါ်မှာအဲ့ဒီကလာဘိုးကြီးမြောက်ကခြေထောက်ကြီးတင်ပြီးတော့တလန်းလုံးထိုင်လာတာသူမြင်ရတဲ့ဘာလို့စာအုပ်ပေါ်မှာလာရေးနေလဲအဲ့တုန်းကပြောလိုက်ပြောရင်ရေးနေစရာမလိုကျွန်တော်တို့လည်းအလုတ်ရှုပ်ခံပြီးဖတ်မနေဘူးသူတဲ့တန်ဖိုးရှိတာလေကျွန်တော်တို့ဖတ်လို့ရတယ်သူပြောလိုက်ပါလားမှန်တယ်ထင်ရင်မှန်တယ်တဲ့အချိန်မှာဟောဒီအချိန်မှာပြောကိုပြောအခြားအချိန်ကိုကျွန်တော်တို့ဆွဲလို့မရအောင်အဲ့တော့ဘိုးဆိုတာကျွန်တော်ပြောချင်တာအဲ့ဒါပါနမူနာကျွန်တော်တစ်ခုလောက်ပြောချင်တယ်ဒီဒေသမှာအားလုံးသိကြပါတယ်ကျွန်တော်ကြီးပဲပြောနေလို့မကောင်းဘူးအတန်လည်းနည်းနည်းနာတယ်မိဘပြည်သူဘက်ကလည်းနည်းနည်းလေးပြန်ပြောပြီးပါနှံကောင်တစ်ကောင်ဘယ်လောက်များခုံနိုင်လဲမသိနှံကောင်တစ်ကောင်အမြင့်ဘယ်နှပေလောက်ခုံနိုင်လဲဘယ်လောက်ဘယ်နှတောင်လောက်ခင်ဗျာနှစ်ပေလေးပေလေးပေတဲ့ငါးပေတဲ့ဒီဘက်ကရောသုံးပေနည်းနည်း6ပေနောက်ကော10ပေတွေပါရှိအောင်မလားတော်ပါရဲ့9ပေခုံနေဗျနန်ကောင်တကောင်ရဲ့အမြင်အဲ့ပြောစရာကောင်းပါလေအခုလိုကဲတက်လို့ကြဖြေတော့မကောင်းလားကဲကျွန်တော်တို့အပြန်အလှန်ပြောကြတာကျွန်တော်ဟောပြောပွဲတွေကြောက်တယ်ဆိုတာကျွန်တော်အဲ့ဒါပဲကျွန်တော်စင်မောကနေကြီးပဲကိုပြောချင်တာတွေရှောက်ပြောပြီးပြန်တော့ပြိတ္တလည်းဘာမှမသိကျွန်တော်လည်းပြန်တော့အေးရောဘာမှမသိဘူးတယောက်နဲ့အပြန်အလှန်ပြောရတာကျွန်တော်ဝန်းတာတယ်ဘာကြောင့်လဲဆိုတော့မဆလာခေတစ်ခေတ်လုံးနာဝတခေတစ်ခေတ်လုံးစင်မောကပြောချင်တာပြောပြီးထိုင်နားထောင်ခဲ့ရတာကြာပြီအခုကျွန်တော်တို့အပြန်အလှန်ပြောကြဆိုအဲ့တော့အခု9ပေလို့ပြောမှန်ပါတယ်9ပေနှံကောင်တစ်ကောင်ဟာ9ပေခုံတယ်ကျွန်တော်တို့ထောင်ထဲမှာတွေ့ခဲ့ရတဲ့အတွေ့အကြုံကျွန်တော်ထောင်ချောင်းတိတ်မပြောချင်ပါဘူးပြောစရာလည်းကောင်းတဲ့အရက်လည်းမဟုတ်ဘူးထောင်ဆိုတာလည်းရွှေတကုံဘုရားဘူးသွားတယ်လို့မျိုးလည်းမဟုတ်ဘူးအဲ့တော့ဒါပြောနေစရာမဟုတ်သို့တော့နမူနာပြောတာပါနှံကောင်တစ်ကောင်ခုံနိုင်တဲ့အမြင်က9ပေအဲ့ဒီနှံကောင်ကိုအဲ့ဒီခွက်နဲ့ဟောလို့အုပ်လိုက်နှံကောင်ကသူ့ရှေ့မှာအကုန်မြင်ရတယ်အနောက်ကိုလည်းမြင်ရတယ်ဒီလိုလည်းမြင်ရတယ်ဒီလိုလည်းမြင်ရတယ်ဒီအပေါ်လည်းမြင်ရတယ်โอเคနှံကောင်ကထခုံတယ်ဒါနဲ့တိုက်ပြီးကွာဆိုပြောကြတယ်နှံကောင်သူ့ကိုယ်သူမယုံတော့နောက်တစ်ခါထပ်ခုံကြည့်ဒုတ်ဆိုတိုက်ပြီးပြန်ပြုတ်ကြတယ်ငါမခုံနိုင်တော့ဘူးနှံကောင်စိတ်ထဲမှာ4 5 6ခါလဲခုံတော့နှံကောင်လုံးဝမခုံတော့ခုံတိုင်းတိုက်ပြီးပြုတ်ကြတာအဲ့ဒီအချိန်မှာကျွန်တော်ခွက်ကိုဟောလို့ဖယ်လိုက်နှံကောင်ဒီမှာပဲမခုံတော့သူ့ကိုယ်သူမယုံတော့သူ့မှာခုံနိုင်တဲ့အရာမရှိဘူးလို့ထင်သွားပြီအဲ့ဒီနှံကောင်လေးဒီနေရာမှာကွတ်တာလေးရှောက်နေတယ်ကျွန်တော်တို့အပေါ်မှာအုပ်ထားတဲ့အဲ့ဒီဟာကြီးအခုခွာလိုက်ပြီမရှိတော့ဘူးကျွန်တော်တို့ခုံပါလားကွတ်တာရှောက်ပါလားခုံပါအဲ့ဒါမကြောက်ပါနဲ့ဆိုတာကျွန်တော်ပြောချင်တာအဲ့ဒါကျွန်တော်တို့ဘဝတိုင်းခွာလိုက်ပြီမရှိတော့ဘူးအဲ့ဒါကျွန်တော်တို့ကြောက်စရာမလိုတော့ဘူးကွတ်တာနဲ့တော့မလျှောက်ကြပါနဲ့တော့ပြောစရာရှိရင်ပြောရေခုံရပါအဲ့တော့တတိယဘီတစ်လုံးဖြစ်တဲ့အလဲမကြောက်ပါနဲ့ဘိုးဖြစ်ပါလို့ကျွန်တော်ပြောတယ်အဲ့တော့ AB ဆိုတော့ C ရောက်လာပြီပေါ့ C မှာကျွန်တော်တို့အရေးကြီးတာလေးကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ character အဲ့ဒီ character ဆိုတဲ့စကားလုံးကကြားဘူးနေကြပါအားလုံး character ဆိုတာကဝိသေသလက္ခဏာလို့ကျွန်တော်တို့ပြောလို့ရတယ်အခုရုပ်ရှင်တွေရိုက်ကြတယ်ဒီမှာရှိတဲ့လူတွေရုပ်ရှင်မင်းသားမင်းသမီးတွေ interview တွေလည်းနားထောင်ကြဘူးမှာတို့မဟုတ်ကြည့်လဲကြည့်ဘူးကြမယ်တို့မဟုတ်ဖတ်လဲဖတ်ဘူးကြမယ်အားလေဒီဇက်ကားမှာသမီးရဲ့ character ကတော့ဆရာဝန်မပဲနောက်မင်းသားတစ်ကောင်ကလည်းပြောသေးတယ်ဒါကဒီဇက်ကားမှာကျွန်တော်ရဲ့ character ကစစ်ဘူတဲ့မဟုတ်ဘူးဗျစစ်ဘူတို့ဆရာဝန်တို့ဆိုတာ character မဟုတ်စစ်ဘူတို့ဆရာဝန်တို့တရားသူကြီးတို့ဆိုတာအလုံး character မဟုတ်ဘူး character ဆိုတာလူတစ်ယောက်ကသူ့တစ်ယောက်ချင်းနဲ့တစ်ယောက်ချင်းနဲ့မတူဘူးသူတို့မှာရှိတဲ့ထူးခြားတဲ့ဝိသေသလက္ခဏာကျွန်တော်ဒီနေရာမှာစကားဆက်လို့ဆိုပါတော့ဒေါ်အောင်ဆန်းစုကြည်ရဲ့ character ပါ
ဒီမှာ NLD တွေလည်းအများကြီးရှိကဲဒေါ်အောင်ဆန်းစုကြည်ရဲ့ character ပါလဲပန်းပန်လာလားပသိမ်ထီးဆောင်လာလားပါလဲဗမာဝတ်စုံဝတ်တာလားကျွန်တော်တို့ပြည်သူများဒေါ်အောင်ဆန်းစုကြည်တို့သိကြမှာပါစဉ်းစားကြည့်ပါဒေါ်အောင်ဆန်းစုကြည်ရဲ့ character ဆိုတာတစ်ခုတည်းပဲအင်္ဂလိပ်လိုဆိုရင်တော့ indomitable spirit လို့ခေါ်ပါတယ်ဘယ်တော့မှအရှုံးမပေးဘူးဆိုတဲ့စိတ်အဲ့ဒါသူ့ရဲ့ character ပဲအဲ့ဒါလေးတစ်ခုပဲသိစေချင်တာ character ဆိုတာဘာလဲလို့ကျွန်တော်ကွင်းကနေမြင်စေချင်လို့ဒီစကားကိုပြောတာအဲ့လို character တစ်ခုကျွန်တော်တို့တည်ဆောက်ဖို့အစိုးရလည်းတည်ဆောက်အောင်မယ်ကျွန်တော်တို့ကိုယ်တိုင်လည်းတည်ဆောက်အောင်မယ်နံပါတ်1တစ်ချက်အရေးကြီးဆုံးချက်ကကျွန်တော်တို့တန်ဖိုးရှိရှိယုံကြည်ဖို့လိုတယ်ယုံနေဆိုတာကလေအဲ့မင်းကယုံရတယ်ကွာယူသွားလို့အဲ့ဒါမျိုးမဟုတ်ဘူးပတ်စံလာချီးတယ်ဟဲ့ငါ90လောက်ချီးတယ်မှာငါ9000လောက်ချီးတယ်မှာရော့ငါပြန်ပေးမှာတော့ယုံရတယ်ကွာယူသွားအဲ့ဒါမျိုးမဟုတ်ဘူးတယောက်ကိုတယောက်အပြန်အလှန်တန်ဖိုးရှိရှိယုံကြည်ခြင်းတယ်ကျွန်တော်တို့ကလည်းအစိုးရကိုတန်ဖိုးရှိရှိယုံခြင်းတယ်ခင်ဗျားတို့ကလည်းယုံတော့အောင်လုပ်ပြနောက်ခုတစ်မျိုးတော့ကြတယ်မျိုးရှေ့တွေတစ်မျိုးနောက်ကတစ်မျိုးမလုပ်နဲ့အခုစစ်မတိုက်တော့ပါဘူးပြောပြီးအခုချက်ချင်းလာပြီးကချင်ပြည်နယ်မှာဘုံကျဲတဲ့အပေါက်တွေမချိုးနဲ့အခုကာကွယ်ရေးဦးစီးချုပ်နဲ့အခုချက်ချင်းလက်ဆွဲနှုတ်ဆက်ပါတယ် online ပေါ်မှာအခုခင်ဗျားနဲ့ကျွန်တော်နဲ့ online ပေါ်ကနေ peace talk ငြိမ်းချမ်းရေးစကားပြောမယ်ဆိုပြီးတော့လွတ်တော်ကနေတော့ပြောနေတယ်အခုသွားပြီးတော့ဘုံနဲ့ကျဲလိုက်အမြောက်နဲ့ထုလိုက်မလုပ်နဲ့အဲ့ဒါ trustworthiness လို့ကျွန်တော်တို့ခေါ်ရလိမ့်မယ်အဲ့ဒါဘာလဲဆိုတော့တန်ဖိုးရှိရှိယုံမယ်ကိုပြောတဲ့စကားတန်ဖိုးထားအဲ့တန်ဖိုးထားတဲ့စကားအပေါ်အဂရိတီကျွန်တော်တို့အဲ့အန်ဒီဆို sorry ဒေါ်ဆန်းစုကြည်ဆိုခဏပြောပါတယ်ဂရိမပေးနိုင်ကျွန်မဘယ်တော့မှမပြောဘူးကျွန်မဂရိမပေးနိုင်တဲ့စကားကျွန်မဘယ်တော့မှမပြောဘူးသူအမြဲပြောတယ်လွယ်နဲ့ကျွန်တော်တို့ဂရိမပေးပါနဲ့အဲ့ဒီဂရိကိုတန်ဖိုးထားပါအဲ့ဒါလို့တန်ဖိုးထားတာမှကျွန်တော်တို့ကတန်ဖိုးထားရမယ်ယုံကြည်မှုဆိုတာရလာပါလိမ့်မယ်အဲ့တစ်ချက်နောက်တစ်ချက်က respect အပြန်အလှန်ကျွန်တော်တို့တယောက်ကိုတယောက်လေးစားပါဘယ်သူပဲဖြစ်ဖြစ်စင်ရချမ်းသာဆရာပဲဖြစ်ဖြစ်တပည့်ပဲဖြစ်ဖြစ်တရောင်းစားပဲဖြစ်ဖြစ်အပြန်အလှန်လေးစားဖို့လို့ကျွန်တော်တို့ကလည်းရက်ွက်အုပ်ချုပ်ရေးမှုကိုသွားစော်ကားနေတာမဟုတ်တယ်လို့မြို့နယ်အုပ်ချုပ်ရေးမှုကိုလည်းသွားစော်ကားနေတာမဟုတ်တယ်လို့လွတ်တော်ကိုယ်စားလှယ်ကိုလည်းသွားစော်ကားနေတာမဟုတ်အဲ့လိုပဲလွတ်တော်ကိုယ်စားလှယ်ရတော့လည်းမြို့နယ်အုပ်ချုပ်ရေးမှုဆိုရက်ွက်အုပ်ချုပ်မှုရတော့ကျွန်တော်တို့တိုင်းလူပြည်သားတွေအပေါ်မှာအပြန်အလှန်လေးစားပါအပြန်အလှန်လေးစားမှုကနှစ်ဖက်လုံးတည်ဆောက်အဲ့ဒါမှခုနကကျွန်တော်ပြောတဲ့ယုံကြည်မှုဖြစ်လာအဲ့ဒါလိုယုံကြည်မှုဖြစ်လာမှကျွန်တော်တို့မှာ responsibility လို့ခေါ်တဲ့တာဝန်ယူမှုနဲ့တာဝန်သိမှုရှိလာအရာအရေးကြီးတယ်ကျွန်တော်တို့တိုင်းပြည်48နှစ်လုံးလုံးဒုက္ခရောက်ခဲ့ရတာအဲ့ဒီတာဝန်ယူတဲ့လူတယောက်မှမရှိဘူးတာဝန်သိတဲ့လူတယောက်မှမရှိခဲ့ဘူးတာဝန်မယူကြတာဝန်မသိကြတဲ့အခါမှာကျွန်တော်တို့ဘာမှဖြစ်မှာအဲ့ဒီတာဝန်ယူတာနဲ့တာဝန်မသိတာဟာဘာနဲ့ချိတ်လဲလို့ဆိုတော့ rights လို့ခေါ်တဲ့အခွင့်အရေးနဲ့ချိတ်ပါတယ်မိဘတာဝန်သားသမီးတာဝန်မိဘဖြစ်ပြီးမိဘတာဝန်မကြည်ပြည့်ရင်မိဘဆိုတဲ့နေရာမှာမိဘဆိုတဲ့အခွင့်အရေးမရပါဘူး။ကျောင်းဆရာတယောက်ကျွန်တော်တို့ရခိုင်ပြည်နယ်ကိုရောက်တော့ရခိုင်ပြည်နယ်ကျွန်တော် sorry ရခိုင်စုံစမ်းစစ်ဆေးကော်မရှင်မှာကျွန်တော်ပါနေတော့ကျွန်တော်ရခိုင်ပြည်နယ်ကိုရောက်တယ်။ကျောင်းဆရာကျောင်းအုပ်ကြီးတရားလူတော်မဟုတ်ကျွန်တော်တို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီကျောင်းကိုရောက်တဲ့အချိန်က8 နာရီခွဲမနေ့ကျောင်းကြီးကဒီလိုဖြစ်နေဟာဆရာတို့လာပါဟဲ့ဒါကရုံးအဲ့ဒါဆရာအဲ့ကျောင်းအုပ်ကြီးအဲ့ဒီကျောင်းအုပ်ကြီးတဲ့ကျွန်တော်သူ့ဘလို့ယုံကြည်ရတော့ဘလို့ယူသေးရမလဲသူ့ရဲ့တာဝန်ယူမှုနဲ့တာဝန်သိမှုကိုကျွန်တော်ဘလို့နားလဲ8 နာရီခွဲပဲရှိသေးတယ်မနေ့မူးနေပြီသူ့တပည့်တွေကိုသူဘလို့အုပ်ချုပ်သူ့တပည့်တွေကိုထားအောင်တော့သူ့လက်အောက်ကဆရာတွေကိုသူဘလို့အုပ်ချုပ်ကျွန်တော်တို့ချက်ချင်းပြောရတယ်နောက်ချက်ချင်းရွှေ့ပလိုက်ပါအဲ့ဆရာကြီးအဲ့တော့ပြဿနာတွေဖြစ်ကြတော့ဒီလိုဆရာကြီးမျိုးတွေကြောင့်ဖြစ်ကြရတာပေါ့တာဝန်သိမှုတာဝန်ယူမှုမရှိအဲ့တော့သူ့ရဲ့ဆရာကြီးဆိုတဲ့ကျောင်းဆရာကြီးဆိုတဲ့အခွင့်အရေးရောရသင့်လားဘာလို့ရသင့်ရမှာမရသင့်ဘူးတာဝန်မသိရင်တာဝန်မယူရင်အခွင့်အရေးလည်းလာမတောင်းတော့ထိုနည်းတူပဲသားသမီးနေရာမှာနေသားသမီးတာဝန်မသိရင်သားသမီးအခွင့်အရေးမတောင်းပါနဲ့မတော့မှမရဘူးကျောင်းဆရာတပည့်ဒီတိုင်းပဲဆရာအခွင့်အရေး
တပည့်အခွင့်အရေးလိုချင်လားလိုချင်ရင်ကိုယ်တာဝန်ကိုသိရအဲ့ responsibility တာဝန်မသိလို့ကျွန်တော်တို့ဒုက္ခရောက်ခဲ့ကြနောက်တစ်ခုကျွန်တော်တို့ fairness လို့ခေါ်တဲ့မျှမျှတတာရှိကြတစ်ချိန်လုံးပြီးခဲ့တဲ့တစ်ချိန်တော့မျက်နှာလိုက်ခဲ့တဲ့ကိစ္စတွေတပုံကြီးပဲပြီးတာတွေထားပါတော့အခုကျွန်တော်တို့မျက်နှာလိုက်တဲ့ကိစ္စတွေမျှမျှတတာမရှိတဲ့ကိစ္စတွေပြင်ရမယ်အဲ့ဒီကနေပြီးတစ်ဆင့်တက်ရင်တော့ကျွန်တော်တို့ကတယောက်ကိုတယောက်ဂရုစိုက်ရတယ်အကူကဒီဘက်ကဦးလေးကိုဂရုတစိုက်ဆက်ဆံပါဒီဘက်ကဦးလေးကလည်းဟိုအကူကိုဂရုတစိုက်ဆက်ဆံပါဘေးအိမ်ချင်းကတ်နေကြရင်ဒီဘက်အိမ်ကလည်းဟိုဘက်အိမ်ကိုဂရုစိုက်ပါကျွန်တော်တို့ဗမာမှာအင်မတန်ကောင်းတဲ့ဓလေ့ရှိပါတယ်ဗမာတွေအရင်တုန်းကညော်ကြပဲဗျို့လို့អော်လိုက်တာဘယ်သူမှတင်စရာမလိုအဲ့ဒါ rights and responsibility အခွင့်အရေးနဲ့တာဝန်သိမှုကိုယ့်အိမ်ကကြော်ခွင့်ရှိတယ်ငါအိမ်ကငါဘာငါစီတတ်တာငရုတ်သီးစီတတ်တယ်ဘာဖြစ်လဲဘယ်ကောက်ခွင့်ဆိုင်စရာလို့လဲပြောမှာပေါ့မဟုတ်ဘူးသူ့ရဲ့အခွင့်အရေးလုပ်ခွင့်ရှိတယ်ဒါပေမဲ့ तू ကတာဝန်သိတယ်တာဝန်သိလို့ဘေးအိမ်တွေမှာများအညော်နဲ့မတည့်တဲ့လူရှိရင်ကြိုပြီးတော့စနွေးလေးပါလေးရှူငရုတ်ပရုပ်စီလေးပါလေးရှူထားလို့ရအောင်သူဒီမဟုတ်တကားပိတ်ထားခြင်းပိတ်ထားလို့ရအောင်ကြိုသတင်းပေးလိုက်တာသူ့ရဲ့တာဝန်သိမှုသူ့ရဲ့အခွင့်အရေးအရသူလှုပ်ရှင်တာလှုပ်ခွင့်ရှိတာမှန်တယ်သူ့ရဲ့တာဝန်သိမှုအရဘေးအိမ်လေးရှေ့ခုနှစ်အိမ်နောက်ခုနှစ်အိမ်လှမ်းပြီးသတင်းပို့တယ်အဲ့ဒါဂယုစိုက်တာအဲ့ဒီလိုဂယုမစိုက်တဲ့အခါကျတော့မင်းအိမ်ဖြိုစားကွာရှေ့တခြားဘာဖြစ်လို့လဲလမ်းနဲ့မလွတ်လို့ဆိုတော့လှုပ်သွားတာပဲခံခဲ့ရတာပဲမလားမင်းတို့လေတွေငါတို့စက်ယုံဆောင်မယ်မလွတ်ဘူးဖယ်စားကွာဆိုဖယ်ပေးလိုက်ရတာပဲမလားအဲ့ဒါဂယုမစိုက်တာအခုလက်ပတောင်းတောင်ကိစ္စတရားလူတွေအကုန်ကြားဖို့နေကြမှာကျွန်တော်တို့ဒီကိစ္စတွေထဲမှာပါနေရတော့လက်ပတောင်းတောင်ဆိုတာမုံရမှာကြီးနီစီမံကိန်းလုပ်တယ်တရုတ်ကဝန်ပေါင်ကုမ္ပဏီလာတယ်ဝန်ပေါင်ကုမ္ပဏီမတိုင်ခင်တော့ Ivanhoe ကုမ္ပဏီလုပ်တယ်ကနေဒါတွေကလူလဲကြပြီးတရုတ်လက်ထဲကိုလွှဲရောက်သွားတယ်ပွဲစားကဘယ်ကောင်မှမသိဒါပေမဲ့မြန်မာစီးပွားရေးဥပိုင်နဲ့တရုတ်ဝန်ပေါင်နဲ့ပေါင်းလုပ်တယ်အဲ့ဒီစီမံကိန်းနဲ့အနည်းဆုံးနေရာမှာရှိတဲ့ဝက်မင်းဆိုတဲ့ရွာလေးကျွန်တော်ထောင်ကလွတ်ပြီးချင်းတလအကြာမှာရောက်သွားတယ်အဲ့ဒီဝက်မီဆိုတဲ့ရွာလေးမှာရှည်တောက်ဖို့တောက်ရေတွင်းကြီးရှိရတဲ့တောက်ရေတောက်လို့မရဘူးအဲ့ဒီဝက်မီဆိုတဲ့ရွာလေးမှာဘူးသီးပင်စိုက်လို့မရဘူးခရမ်းပင်စိုက်လို့မရဘူးအသီးအနှံစိုက်လို့မရဘူးအဲ့ဒီသူတို့ရေတွင်းတွေကရေတွေနဲ့ခတ်ပြီးတော့လောင်းလိုက်တာနဲ့အဲ့ဒီအပင်တွေအကုန်သေးဘာကြောင့်လဲအဲ့ဒီရေတွေထဲမှာတတ်ထုတက်တွေပါနေအဲ့ဒီရေတွေထဲမှာစွန့်ပစ်လိုက်တဲ့မြေကြီးတွေရဲ့တတ်ထုတက်တွေပါနေတဲ့အတွက်ဒီရေတွေကိုတောက်လို့လည်းမရဘူးဒီရေတွေကိုအပင်ကိုလောင်းရင်လည်းအပင်သေးတယ်အဲ့ဒါအဲ့ဒီဒေသမှာရှိတဲ့ကျွန်တော်တို့ဗမာလူမျိုးနှစ်ပေါင်းရာချီနေခဲ့ကြတဲ့မိသားစုတွေဂယုမစိုက်ဘူးကဘာပေါ်မှာဘယ်နေရာမှာစီမံကိန်းတစ်ခုလှုပ်တိုက်ပဲဆောက်လမ်းပဲဖောက်တရားပဲဆောက်အရေးကြီးဆုံးစကားလုံးတစ်လုံးရှိပါတယ် CSR လို့ခေါ်ပါတယ် Corporate Social Responsibility တာဝန်ယူကိုယူရတယ်ဒီဒေသမှာဖြစ်တဲ့မြနစ်နာမှုမှန်တယ်မြအဲ့ဒီတရားဆောက်တဲ့လူစက်ရုံလုပ်တဲ့လူတာဝန်ကိုယူရတယ်ဒီနေရာမှာကြောင်းပြတ်သွားရင်ကြောင်းပြန်ဆောက်ပြရမယ်ငကိုတဲ့ဆယ်စကောင်းတဲ့ကြောင်းပြန်ဆောက်ပြရဒီဒေသလူတွေကိုဒီလူတွေလိုဒုက္ခရောက်ရင်ကောင်းတဲ့နေရာကိုသွားပြီးရေတွင်းတူပြရလေအခုဘာမှလုပ်မပြီးအဲ့ဒါဂယုမဆိုင်တာဂယုမဆိုင်တဲ့အတွက်ကျွန်တော်စောစောကပြောခဲ့တဲ့တာဝန်ယူမှုတာဝန်မသိမှုတာဝန်ရှိတာကိုတာဝန်မယူတဲ့ကိစ္စ responsibility မရှိခဲ့တကယ်နစ်နာတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားကျွန်တော်တို့ကြီးလက်ကတောသူတောင်သားတွေပဲဒုက္ခရောက်တာအဲ့ဒီအတွက်ကြောင့်ကျွန်တော်နောက်တစ်ဆင့်တက်လိုက်တော့နောက်တစ်လုံးက citizenship လို့ခေါ်ပါတယ်နိုင်ငံသားများပါမှတ်ပုံတင်ပန်းရောင်လေးကန်ယုံနဲ့တော့ကိုနိုင်ငံသားလို့မပြောပါနဲ့နိုင်ငံသားနဲ့ပြည်သားအောင်နေမှနိုင်ငံသားဖြစ်ပါလိမ့်မှတ်ပုံတင်ပန်းရောင်လေးတွေကန်ထားကြတာနိုင်ငံသားကတ်လို့လည်းမထင်ပါနဲ့အဲ့ဒါနိုင်ငံသားစစ်စစ်ရေးကတ်ပဲရှိပါသေးတယ်နိုင်ငံသားဟုတ်လားမဟုတ်လားဆိုတော့စစ်စစ်တာပါဒီနိုင်ငံထဲမှာအဖေနေတယ်ဒီနိုင်ငံထဲမှာအဖေနဲ့အမေနဲ့ကမွေးတယ်ဆိုရင်အလိုလိုနိုင်ငံသားဖြစ်ပါတယ်ဒါပေမဲ့ကိုယ်နိုင်ငံသားဖြစ်နေပြည်သားဖို့လိုပါတယ်ကျွန်တော်တို့လိုပဲ
ကချင်ပြည်နယ်ကကချင်နေလဲနိုင်ငံသားပါပဲကရင်ပြည်နယ်ကကရင်နေလဲနိုင်ငံသားပါကျွန်တော်တို့စစ်မီးဆွဲသားတွေလဲနိုင်ငံသားပါနိုင်ငံသားချင်းအတူတူကချင်နေကြမှာတောင်ပြေးလိုက်ရောက်ပြေးလိုက်ဖြစ်နေရမှာလားနိုင်ငံသားချင်းအတူတူခင်ဗျားတို့ကျွန်တော်တို့ရဲ့သားတွေသမီးတွေကြတော့ကျောင်းတွေကိုတက်လို့ကချင်လေးတွေကျောင်းမတက်ရတာ2နှစ်ရှိသွားပြီအခုခင်ဗျားတို့အေးလို့ဆိုပြီးတော့ခေါင်းကောင်းလေးစောင်းလို့အနှွေးတွေကြီးတွေဝဲလို့ကချင်ပြည်နယ်တုံရအမှတ်ရောက်ပြီးရေခဲအမှတ်ရောက်နေတဲ့နေရာမှာအနှွေးတွေဝစ်เสียမရှိတဲ့ကလေးတွေအများကြီးအဲ့ဒီကချင်ပြည်နယ်မှာမြေကြီးပေါ်မှာအိတ်နေရတဲ့လူတွေအခုတည်းက6000ကျော်ရှိသေးတယ်တောတဲ့တောင်ထဲမှာအမိုးကအောက်မဟုတ်ပဲနဲ့တောတဲ့တောင်ထဲပြေးနေရတဲ့လူတွေ3000ကျော်ရှိသေးတယ်ရခိုင်ပြည်နယ်မှာကျွန်တော်တို့နဲ့နိုင်ငံသားဆိုတဲ့လူတွေဟာရခိုင်ပြည်နယ်မှာပဲအောက်ကအခင်းမရှိဘူးရေဝင်နေတယ်အဲ့ဒီတိုင်အိတ်နေရအပေါ်ကအမိုးမရှိဘူးအဲ့ဒီတိုင်အိတ်နေရစားစရာထောက်ပံ့မဲ့လူမရှိဘူးကုညီမဲ့လူမရှိဘူးအဲ့ဒီတိုင်နေနေရတယ်ဒီနေ့မနေ့စာညစာမစားနိုင်လို့စံမြုပ်တောက်နေရတဲ့လူတွေသိန်းကနန်းရှိအဲ့ဒါနိုင်ငံသားမဟုတ်ဘူးလားကျွန်တော်တို့နိုင်ငံသားတွေကိုယ်နိုင်ငံသားအချင်းချင်းနိုင်ငံသားချင်းစောင့်ရှောက်ရမယ်တာဝန်ကျွန်တော်တို့မှာရှိပါတယ်နိုင်ငံသားတယောက်ဖြစ်ရင်နိုင်ငံသားတယောက်ရဲ့အခွင့်အရေးလည်းကျွန်တော်တို့မှာရပိုင်ခွင့်ရှိကျွန်တော်ပြောပြရစီအမေရိကန်နိုင်ငံသားဖြစ်ချင်တယ်ဆိုဒီတည်းကလူတယောက်ကြိုက်တဲ့လူထွက်ခဲ့အမေရိကန်နိုင်ငံကိုပို့ပေးပါမယ်မဖြစ်ပါဘူးကမ္ဘာပေါ်မှာဒီမိုကရေစီနဲ့လူ့အခွင့်အရေးထိတ်ဆုံးဆိုတဲ့အမေရိကန်နိုင်ငံကိုကျွန်တော်ပို့ပေးပါမယ်အခုချက်ချင်းပို့ပေးမယ်နိုင်ငံသားလုံးဝမဖြစ်ပါဘူးအမေရိကန်နိုင်ငံသားဖြစ်ချင်လား9နှစ်စောင့်9နှစ်စောင့်ပြီးရင်အမေရိကန်လူမျိုးတွေပြောတဲ့ဘာသာစကားကိုဘယ်လောက်ပြောတတ်တယ်လဲစာမေးပွဲဖြေရတယ်အမေရိကန်လူမျိုးတွေလိုက်နာတဲ့ဓလေ့ထုံတန်ယဉ်ကျေးမှုအစဉ်အလာဘယ်လောက်သိတယ်လဲစာမေးပွဲဖြေရတယ်အလုံးသိကြမယ်အဆိုတော်ကြီးတော်မမအေးအလုံးသိပါတယ်တနေ့က12ရက်နေ့ကတော်မမအေးဗမာပြည်ပြန်လာလို့ရန်ကုန်မှာဖြိုပြပွဲလုပ်တော့ကျွန်တော်သွားကူခဲ့ပါတယ်ဗမာပြည်ကိုသူပြန်လာခြင်းနဲ့ဆိုလို့ကျွန်တော်အမေရိကရောက်တဲ့အချိန်မှာသူ့စီယာစာကိုယူပြီးသမ္မတစီကြီးကျွန်တော်ပို့တယ်သမ္မတစီကခွင့်ပြုချက်ရလို့သူ့ကိုကျွန်တော်ရအောင်ပြန်ခေါ်ခဲ့တာတော်မမအေးဆိုတော့ဗမာပြည်ကိုချစ်တဲ့အမျိုးသမီးပါဗမာကံကလွဲရင်ဘာကံမှမဆိုဘူးဆိုတဲ့အမျိုးသမီးပါရွှေကုံဘုရားရဲ့အရေးအောက်မှာပဲခေါင်းချပြီးသေပြရစီဆိုတဲ့အမျိုးသမီးပါဒါပေမဲ့ပြီးခဲ့တဲ့တစ်ချိန်တုန်းကတာဝန်မဲ့ခဲ့တဲ့အစိုးရကြောင့်သူဟာနိုင်ငံမဲ့တဲ့အမျိုးသမီးကြီးတယောက်ဖြစ်ခဲ့ရတယ်အဲ့တော့ဘယ်သွားလို့ဘယ်လာရမှမသိတဲ့ဒေါ်မမအေးဟာအမေရိကန်နိုင်ငံကိုရောက်သွားတဲ့အခါမှာ9နှစ်စောင့်ပြီးတော့အမေရိကန်နိုင်ငံသားအဖြစ်နဲ့လျှောက်လွှာတင်ရှာကျွန်တော်ဒေါ်မမအေးပြောတဲ့စကားကျွန်တော်ဒီနေ့တည်းနားရရမထုတ်ဘူးစိတ်မကောင်းစရာကောင်းတော့တားရဲ့အန်ဒီမျက်ရည်ဖြိုင်ကြဘာကြောင့်လဲအမေရိကန်နိုင်ငံသားဖြစ်ချင်လို့လျှောက်လွှာတင်တော့လျှောက်လွှာကခွင့်ပြုလိုက်တော့အမေရိကန်နိုင်ငံတော်နဲ့အမေရိကန်နိုင်ငံဤသစ္စာကိုစောင့်သိယူတည်ရပါမည်လို့အန်ဒီအေးကြမ်းကြင်ရတယ်လက်တီတုံးကျမ်းမာမကြင်နဲ့ဒုက္ခမြနေစရာမရှိဗမာပြည်အင်မတန်ချစ်တဲ့ဗမာတန်ကိုပဲဆိုတတ်တဲ့ရွှေတကုံဘုရားရဲ့အရေးအောက်မှာပဲတည်ခြင်းနဲ့ဆိုတဲ့ဗမာတန်အဆိုတော်ကြီးတယောက်ဟာအမေရိကန်နိုင်ငံရဲ့သစ္စာကိုစောင့်သိယူတည်ပါမယ်လို့တွားပြီးကြမ်းကြင်ရတယ်တလလောက်အိတ်မပြောရှာမျက်ရည်ဖြတ်ကြပြန်စဉ်းစားကြည့်ကျွန်တော်တို့ကနိုင်ငံသားဆိုတာလွယ်လွယ်လေးပြောနေကြတာနိုင်ငံသားဆိုတာနိုင်ငံတကာမှာနိုင်ငံသားဖြစ်ဖို့မလွယ်ဘူးကျွန်တော်တို့တိုင်းပြည်ကြမှာနိုင်ငံသားကိုလွယ်လွယ်လေးဖြစ်ချင်တဲ့လူတွေကြောင့်ရခိုင်ပြည်နယ်မှာပြဿနာဖြစ်တာမဟုတ်ဘူးလားရခိုင်ပြည်နယ်မှာနိုင်ငံသားကိုအလွယ်တကူလှုပ်ချင်ကြတဲ့လူတွေနဲ့နိုင်ငံသားကိုအလွယ်တကူလှုပ်ပြီးရင်ပတ်စံရတယ်ဆိုတဲ့လူတွေကြောင့်ရခိုင်ပြည်နယ်မှာပြဿနာတွေဖြစ်ခဲ့တယ်အခုဖြစ်နေလို့ရခိုင်ပြည်နယ်နဲ့ပတ်သက်တဲ့စကားပုံတစ်ခုရှိတယ်ရခိုင်ပြည်နယ်ကိုတဲ့အစိုးရအရာရှိကြီးအဖြစ်နဲ့တွားရမယ်ဆိုရင်အဲ့ဒီလူတွေကမျက်ရည်နှစ်ခါကြတယ်ပထမတစ်ခါကြတဲ့မျက်ရည်ဟာရခိုင်ပြည်နယ်တွားရတော့မယ်ဆိုပြီးတော့ဝန်းနေလို့ကြတဲ့မျက်ရည်နောက်တစ်ခါကြရတဲ့မျက်ရည်ကရခိုင်ပြည်နယ်ကနေနောက်တစ်ပြည်နယ်ကိုပြောင်းတော့ဆိုရင်ငါရောက်တာနောက်ကြလေကြီးဆိုပြီးတော့မျက်ရည်ကြရတယ်။ကဲဘလောက်လက်စားကြကြအဲ့ဒါနိုင်ငံသားအလွယ်တကူဖြစ်ဖို့
လုတ်ခဲ့လိုက်လူတွေကအဲ့အာနာပိုင်ကြီးပဲအစင်အဆက်ပဲအလွယ်တကူနိုင်ငံသားတွေပြီးခဲ့ကြတဲ့အတွက်ကျွန်တော်တို့တိုင်းပြည်မှာနိုင်ငံသားဖောင်းပွားမှုဖြစ်တာဖြစ်ရင်းကနေဒီပြဿနာတွေဖြစ်လာအခုကျွန်တော်ပြောတဲ့အကြောင်းကဒါကိုပြောနေတာအဲ့တော့ဒီ character ဆိုတဲ့ထူးခြားတဲ့ဝိသေသလက္ခဏာဒါတွေအများကြီးကဗမာဆိုတဲ့ဝိသေသလက္ခဏာအားလုံးအောက်မှာပါပါတယ်ဒီကနေတစ်ဆင့်တက်တော့ကျွန်တော်တို့က competency ခေါ်တဲ့နောက်စီတစ်လုံးကိုရောက်ပါ competency ဆိုတာကျွန်တော်တို့ဘယ်သူနဲ့ပြိုင်နိုင်ပြီဘာနဲ့ပြိုင်ရမှာဘုဟုတုတနဲ့ပြိုင်ရမှာအတွေးခေါ်နဲ့ပြိုင်ရမှာအုံနောက်နဲ့ပြိုင်ရမှာကျွန်တော်တို့ဗမာလူမျိုးကဘောလုံးရှင်ကန်လို့ဘယ်သူနိုင်လို့လဲကျွန်တော်တို့အားခွန်မလားနဲ့လုပ်ရတဲ့အလုပ်ကိုကျွန်တော်တို့မနိုင်ပါဘူးရှောက်ပြောနေတာတစ်ခါမှလည်းနိုင်တာမတွေ့ဘူးကျွန်တော်ပြင်ဗမာအားကစားကဘာကိုလွှမ်းရမည်ဆိုတဲ့စကားစပေါ်တွေကကိုမနိုင်လိုက်တာအခုချိန်ကြီးပဲအဲ့ဒီစကားနဲ့နေပြီးနေတာအဲ့တော့ကျွန်တော်တို့ပြိုင်နိုင်တဲ့အရာတွေဒါပြိုင်နိုင်တယ်ကျွန်တော်တို့ခေါင်းတွေကိုအတွေးခေါ်တွေဘဟုတုတတွေရှာကြပါရောက်တော့ရောက်ခဲ့ကျွန်တော်တို့ငယ်တဲ့လူတွေပဲဖြစ်ဖြစ်ကျွန်တော်တို့အသက်ရွယ်သူတွေပဲဖြစ်ဖြစ်ကျွန်တော်အကြံပေးခဲ့တာကျွန်တော်တို့နိုင်တဲ့လောက်အမြန်ရှာကြပါသိတဲ့လူကမသိတဲ့လူကိုပြန်မျှပေးကြပါအချိန်နေနေအလုပ်လုပ်ရအဲ့တော့အဲ့ဒါဘာလို့ခေါ်လဲနိုင်ငံတကာမှာအလုပ်သိပါ IQ လို့ခေါ်ကြတယ် intelligence စစ်တပ်တွေကိုသွားခြင်းတယ်စစ်ဘိုလ်လုပ်ခြင်းတယ် IQ test ဖြေရတယ်ဆရာဝန်လုပ်ခြင်းလဲ IQ test ဖြေရတယ် IQ ဆိုတာ intelligent question ပေါ့ဉာဏ်ကြီးပြကိန်းစာမှုပွဲဖြေရဘယ်လောက်ရှိလဲ100ဆိုရင် okay ဒါတစ်ကောင်းတယ်ဉာဏ်ကောင်းတယ်120အလွန်ကောင်းအထူးကောင်းစသဖြင့်ပေါ့အဲ့ဒီဉာဏ်ကြီးပြကိန်းဆိုတာ IQ လို့ခေါ်တယ်အဲ့တော့ IQ နဲ့ပတ်သက်တဲ့အကြောင်းတစ်ခုရှိပါတယ်ကဘာကျော်ယူပဗေဒပညာရှင်ကြီးဆရာကြီးအိုင်စတိုင်းပေါ့ဆရာကြီးအိုင်စတိုင်းအခန်းတစ်ခန်းနဲ့ဝင်လာတော့အခန်းထဲမှာလူတွေအများကြီးပဲသူ့ကိုထနှုတ်ဆက်ကြတော့သူနဲ့ပထမဦးဆုံးတွေ့ရတဲ့လူကထနှုတ်ဆက်တယ်ဟာဆရာကြီးအိုင်စတိုင်းတွေ့ရတော့ဝန်တာကျွန်တော် IQ က140ရှိတယ်ဟာအိုင်စတိုင်းကသဘောကျကောင်းပြီ IQ မြင့်တယ်ပေါ့ခမည်းနဲ့ကျွန်တော်နောက်ဆုံးပေါ် quantum ယူပဗေဒအကြောင်းကိုပြီးရင်ဆွေးနွေးမယ်။ Okay နောက်တစ်ယောက်ကထားကျွန်တော်ကတော့ IQ 120ရှိတယ်ဆရာကြီး။ Okay ခင်ဗျားနဲ့ကျွန်တော်နဲ့နောက်ဆုံးပေါ်ဓာတုဗေဒအကြောင်းကိုပြီးရင်ဆွေးနွေးမယ်။ Okay နောက်တစ်ယောက်ကထားဆရာကြီး Einstein ကျွန်တော်ကတော့ IQ 80ရှိတယ်။ဟုတ်ပြီခင်ဗျားနဲ့ကျွန်တော်နဲ့ပြီးရင်အနုပညာအကြောင်းဆွေးနွေးမယ်။နောက်ဆုံးတစ်ယောက်ကြမှာထားမျက်နှာလည်းပြည့်ဆရာကြီးအိုင်စတိုင်းကျွန်တော် IQ ကတော့90ပဲရှိပါတယ်ဟာအဆင်ပြေလိုက်တာခင်ဗျနေပြည်တော်လွတ်တော်မှာဗာတင်ပြခဲ့သေးတယ်အဲ့ဒါ IQ ပါပဲကျွန်တော်ပြောချင်တာကအဲ့ဒီလိုကျွန်တော်တို့ IQ မြင့်လေလေ competency လို့ခေါ်တဲ့ရှင်ပြိုင်နိုင်တဲ့အင်အားတက်လေလေကျွန်တော်တို့ကိုကျွန်တော်တို့ IQ မြင့်အောင်လုပ်တယ်I ဆိုတဲ့ intelligent အတွေ့အခေါ်အတွေ့အကြုံဘဟုတုတပညာရှာမိတာအကုန်လုံးอ่ะအဲ့ဒါမှကျွန်တော်တို့ကရှင်ပြိုင်နိုင်စွမ်းအားတက်လာကျွန်တော်တို့ကမိနေမှာဆိုလို့ကျွန်တော်တို့သဲကုန်းဆိုတဲ့နေရာလေးတစ်ခုတည်းကိုမကြည့်ပါနဲ့နည်းနည်းလေးချဲ့ကြည့်လိုက်ရင်ကျွန်တော်တို့ကပဲခူးတိုင်းထဲရောက်လာတယ်နည်းနည်းလေးထပ်ချဲ့ကြည့်လိုက်ရင်မြန်မာနိုင်ငံထဲမှာမြန်မာနိုင်ငံရဲ့မြောက်ဘက်မှာကမ္ဘာပေါ်မှာလူအများဆုံးလို့ခေါ်တဲ့တရုတ်ပြည်မြန်မာနိုင်ငံရဲ့အနောက်ဘက်မှာကမ္ဘာပေါ်မှာဒုတိယလူအများဆုံးဖြစ်လာတဲ့အိန္ဒိယပြည်ဒီနေ့ကမ္ဘာပေါ်မှာထွန်းသစ်စနိုင်ငံ၄နိုင်ငံရှိတဲ့ဘရာဇီးရယ်ရုရှားရယ်အိန္ဒိယရယ်ချိုင်းနာရယ်၄နိုင်ငံရှိတယ်အဲ့ဒီထဲမှာချိုင်းနာနဲ့အိန္ဒိယဆိုတဲ့နိုင်ငံကြီးနှစ်နိုင်ငံကြားထဲလာညံ့နေတာကျွန်တော်တို့ကသူတို့နဲ့ပြိုင်ရတော့အဲ့လိုပြိုင်ရင်ကျွန်တော်တို့ရဲ့ဘဟုတုတအတွေ့အခေါ်အတွေ့အကြုံဉာဏ်ပညာ intelligent ကိုမဖြစ်ရင်ကျွန်တော်တို့မပြိုင်နိုင်ဘူး competency မရဘူးဒါကြောင့်ကျွန်တော် C တစ်လုံးဖြစ်တဲ့ character ကျွန်တော်တို့ရဲ့ character တွေဘယ်လိုပြောင်းအောင်လဲကျွန်တော်တို့ရဲ့ competency ကောင်းအောင်ဘယ်လိုလုပ်အောင်လဲကျွန်တော်ပြောတာဆိုပါတော့ပြိုင်နဲ့ဆိုင်တဲ့နေရာမှာမဟုတ်တဲ့နေရာကြရင်တော့ဗမာတွေကအပြိုင်တော်တယ်လို့ပြောတယ်တလွဲဆိုရင်ကောင်းဆိုပါတော့ကမ္ဘာပေါ်မှာရှိတဲ့ထောက်လှမ်းရေးအဖွဲ့တွေအများကြီးပဲကမ္ဘာထောက်လှမ်းရေးအဖွဲ့တွေရဲ့ပြိုင်ပွဲကြီးတစ်ခုကျင်းပတာ
အဲ့လိုလဲကျင်းနေကျင်းပါရောဆိုပါအတူချုပ်ကျွန်တော်ပြောမယ်ရှေ့ကြီးပြောမှာရှုပ်နောက်ဆုံး final ကိုနိုင်ငံ၃နိုင်ငံရောက်လာဒါပိုလူပြီပထမနိုင်ငံကအမေရိကန် CIA အမေရိကန်ဗဟိုထောက်လှမ်းရေး agency ဒုတိယအင်္ဂလန်နိုင်ငံကစကော့တလန်ရဲအဖွဲ့ထောက်လှမ်းရေးတတိယဗမာနိုင်ငံ SB ရဲထောက်လှမ်းရေး final ရောက်တာနော်မဲပါအထင်မသေးနဲ့ SB ပါလာ၃ဘွဲ့အဲ့ဒီမှာဘယ်သူအတော်ဆုံးလဲဆိုတော့ပြိုင်ပွဲကျင်းပါအဲ့ဒီပြိုင်ပွဲလဲကျင်းပါရောဒိုင်လူကြီးတွေအကုန်လုံးတန်းစီကဲဟောဒီမှာကြည့်ယုံညနေကကျွန်တော်ဆရာဦးသိန်းထုံးလေဆရာသိန်းကြီးကယုံသားကျွေးမယ်ဆိုပြီးညာခေါ်လာတာအခုထိမကျွေးသေးဘူးယုံသူပြောတော့မှတ်မိအောင်လို့ပြယုံနဲ့ပြောပြတယ်မမြင်ကြအောင်ဆောင်းတယ်ဟုတ်ကဲ့ယုံဟုတ်လားအဲ့ဒီယုံကိုဟောဒီတောအုပ်ထဲလွှတ်လိုက်ပြီကဲမင်းတို့ရအောင်လိုက်ရှာယုံရှာဖို့လွှတ်โอเคဘယ်သူထွက်မလဲ CIA အမေရိကန်ဆရာကြီးထိတ်ဆုံးကကျုပ်ရှာโอเค CIA ရှာအချိန်ဘယ်လောက်ယူမလဲတနာရီလူအင်အားဘယ်လောက်သုံးမလဲ100 CIA အယောက်100တနာရီတော်တယ်ဝင်ပြန်ထွက်လာတနာရီပြည့်တော့ပြန်ထွက်လာချွေးတယ်မတွေ့ဘူး CIA လမ်းသွားစကော့တလန်ရက်အလဲရောက်မဖြစ်ဘူးအမေရိကန်နေတော့မလွယ်ဘူးဆိုငါတို့လည်းစူးစမ်းမှာဖြစ်အဲ့တော့ကျွန်တော်တို့အချိန်2နာရီယူမယ်လူအင်အား900ရုံတကောင်ကိုရှာဖို့လူ900နဲ့2နာရီရှာမယ်အင်္ဂလိပ်ရဲအဖွဲ့ဝင်သွားပြီ2နာရီပြည့်တဲ့ချိန်မှာလူ900လုံးပြန်ထွက်လာမတွေ့ကဲပမာတွေလက်ရောက် SB โอเคအချိန်ဘယ်လောက်ယူမလဲ15မိနစ်ဟုတ်ရဲ့လားအမေရိကန်1နာရီအင်္ဂလိပ်က2နာရီမြင့်ကြမှာ15မိနစ်ဟုတ်ပါတယ်လူဝင်အားရောတယောက်သူများ100 900မြင့်ကြမှာ1ယောက်ဟုတ်တယ်ယုံတယ်လေโอเคသွားထွက်သွားတကယ်ပဲဗျာဘလောက်တော်လဲဆိုတော့15မိနစ်ပဲပြည့်တယ်ပြီးတော့ထွက်လာဝုံဂုတ်ကဆွဲပြီးခေါ်လာဟဲ့မင်းပါကောင်လဲယုံပါခမရတယ်ဝုံလဲဟဲ့ကောင်မင်းပါကောင်လဲဆိုကျွန်တော်ယုံလို့ပြောနေတယ်ဟုတ်လားရဲတွေရှိကြတော့စောင့်ကန်ဟိုဒိုင်တွေရှိကြတော့စောင့်ကန်ချလိုက်ပြီဟဲ့ကောင်ဝက်မင်းကမင်းနောက်ယုံလို့ပြောရင်မင်းကငါတို့ electronic နဲ့15နှစ်ချက်ချမယ်ဟာကဲဝက်ကိုတော့ယုံဖြစ်အောင်လုပ်လာတာအဲ့ဒီမဟုတ်တဲ့နေရာကျရင်တော့တော်တယ်အဲ့ဒါတွေကအဲ့ဒီလိုပြိုင်ဆိုင်မှုအင်အား competency လို့ကျွန်တော်ပြောတဲ့ C ဒုတိယတစ်လုံးအဲ့ပထမ C တစ်လုံးက character ဒုတိယ C တစ်လုံးက competency တတိယ C တစ်လုံးက confidence ကျွန်တော်တို့ယုံကြည်ဖို့လိုပါတယ်ဘယ်သူ့ကိုယုံရမှာလဲကိုယ့်ကိုယ်ကိုယုံပါခင်ဗျားတို့ကျွန်တော်တို့မှာလုံနိုင်တဲ့အင်အားရှိတယ်ဆိုတော့ယုံပေးပါဒီနှံကောင်ဒါနဲ့အုပ်တယ်လို့ပဲကိုခုံနိုင်တယ်လို့ယုံရင်ခုံပါကိုယ့်ကိုယ်မှမယုံရင်ဘယ်သူ့ကိုယုံရမှာကျွန်တော်တို့ရဲ့ယုံကြည်မှုအရေးကြီးပါတယ်အဲ့တော့ C 3လုံးပထမ C ကျွန်တော်ပြောတဲ့ character ကိုဘယ်လိုတည်ဆောက်အောင်လဲကျွန်တော်ပြောပြီးပါဒုတိယ C competency ပြိုင်ဆိုင်နိုင်တဲ့အင်အားဒီကျွန်တော်တို့ရဲ့ knowledge ပါဘဟုတုတတတိယ C ကျွန်တော်တို့အထွေထူးမပြောတော့ပါဘူး confidence ယုံကြည်မှုပဲကိုယ့်ကိုယ်ကိုယုံပါဘာမှပြောမနေနဲ့ဘယ်သူမှလက်မယုံနဲ့ကိုယ့်ကိုယ်ကိုယုံမှုလို့အဲ့တော့ ABC ပြောပြီးရင်ကျွန်တော် D သွားရပါလေ D ကတော့ခင်ဗျားတို့ကျွန်တော်တို့အားလုံးသွားနေတဲ့လမ်းကြောင်း democracy ပဲအဲ့ဒီတလုံးနဲ့ဟာ democracy ပြောတော့ကျွန်တော်တို့ democracy ကိုသွားနေတာဘာ democracy လဲအခုပြောရင်ကျွန်တော်ဒီကမိဘပြည်သူတွေနဲ့လည်းအပြန်အလှန်ပြောလို့ရတယ်ကျွန်တော်မပြောတော့ပါဘူး democracy လို့ပြောရင်ဟာ democracy ဆိုတာဘာလဲဘာမှလည်းမသိဘူးကျွန်တော်တို့88ခုနှစ်တုန်းကအရေးတော်ပုံကာလမှာဒီမိုကရေစီလိုချင်တယ်ဒီမိုကရေစီရရှိရေးဒိုးရေးအော်တာပဲပတ်ချလဲအတန်နေလဲဝင်လို့ထောင်ထဲသာရောက်သွားတယ်ဘာမှမသိဘူးဒီမိုကရေစီကသူများရေးပြီးတော့အော်တာပေါ့ကျွန်တော်တို့လည်းအဲ့တော့ပြောရင်တော့စာအုပ်တွေထဲမှာပါတယ်ဒီမိုကရေစီဒါဒီမိုကရေစီဆိုတာဒီမိုကရေစီလို့ခေါ်တဲ့ဂရိဘာသာလာတာဒီမိုဆိုတာပြည်သူဂရစီယာဆိုတာအုပ်ချုပ်ရေးပြည်သူတွေကအုပ်ချုပ်တဲ့အုပ်ချုပ်ရေးပေါ့ဗျာဒါနဲ့ပြီးသွားတာဟုတ်ပါဘူးဒီမိုကရေစီဆိုတာပြည်သူအုပ်ချုပ်တဲ့အုပ်ချုပ်ရေးနဲ့တင်တော့ရပ်မသွားကြပါနဲ့
မဟုတ်ပါဘူးကျွန်တော်တို့ကဒီမိုကရေစီလို့ပြောတယ်ဒီမိုကရေစီနိုင်ငံကိုကျွန်တော်တို့သွားကြတော့အဲ့တော့ဒီမိုကရေစီနိုင်ငံတော်ကိုသွားရင်အရေးကြီးဆုံးအချက်ကျွန်တော်၃ချက်တော့ဒီနေရာမှာကျွန်တော်ပြောခဲ့ချင်တယ်ဒီချက်ပိုကျယ်ကျွန်တော်ဒီမိုကရေစီအကြောင်းတတ်ကြီးဒီမှာလာပြီးတစ်နှစ်လောက်ပြောရရင်တော့ပုံမှန်မဟုတ်ပထမအဆင့်ကဒီမိုကရေစီဆိုတဲ့နိုင်ငံကိုဘာလို့သွားချင်တာဒီမိုကရေစီနိုင်ငံတွေမှာကောက်ချစ်ပြီးသွေးအေးရက်ဆက်တဲ့အစိုးရဘယ်တော့မှမပေါ်ကျွန်တော်ပြန်ပြောပါမယ်ကောက်ချစ်ပြီးသွေးအေးပြီးရက်ဆက်တဲ့အစိုးရဘယ်တော့မှဒီမိုကရေစီနိုင်ငံမှာမပေါ်ဒီမှာရှိတဲ့လူတွေအကုန်လုံးသိပါတယ်ဟစ်တလာကနာဇီပါတီကိုထူထောင်ပြီးဂျာမနီနိုင်ငံမှာခေါင်းဆောင်ဖြစ်ခဲ့အာနာရှင်ဟစ်တလာအဲ့ဒီဟစ်တလာကသူ့လူမျိုးကိုသူပြန်မတတ်ဘူးဘယ်ဂျာမနီကိုမှဟစ်တလာတတ်မတော့ဟစ်တလာဂျူးတွေကိုတတ်တယ်ဂျူး6 တန်းကျော်အစိတ်ငွေလှုပ်ပြီးတတ်ပြတယ်အခုအစ္စရေးတွေပေါ့အဲ့ဒါဟစ်တလာဒါပေမဲ့ဟစ်တလာတဲ့ပူပြီးကောက်ချစ်ပြီးသွေးအေးပြီးရက်ဆက်တဲ့အစိုးရကဆိုဗီယက်ရုရှားမှာပေါ်ခဲ့တယ်ဒုတိယကမ္ဘာစစ်ပြီးမှပေါ်တဲ့စတာလင်ကိုလူမျိုးကို14 တန်းကျော်တပ်ပြတယ်လူတယောက်ကိုတွေ့ရင်မျက်မှန်တက်ထားရင်ဖမ်းဘာကြောင့်လဲအဲ့ဒီကောင်စာဖတ်လို့မျက်မှန်တက်တာပေါ့စာဖတ်တဲ့ကောင်ဖမ်းသူ့လက်ကိုဖမ်းကြည့်လိုက်တယ်လက်မှာအတမာမရှိဘူးကျွန်တော်တို့လက်မျိုးပြောင်ချောဖြစ်နေဖမ်းဘာလို့လဲအလုံးမလုံးဘူးအဲ့ဒီကောင်မျိုးကဒီကောင်ကလောင်တန်ကင်တယ်စာရွက်ကင်တယ်ဖမ်းပြီးတော့ဟူးချမ်းပေစီးပေဆိုတဲ့စိုက်ဘေးရီးယားတောတွေတွေကိုပို့သေတာပဲကိုလူမျိုးကို14 တန်းကျော်တတ်တာစတာလင်ဟစ်တလာတတ်နိုင်တာ6 တန်းပဲရှိအဲ့တော့အဲ့ဒီလိုကောက်ကျစ်သွေးအေးရက်ဆက်တဲ့အစိုးရမျိုးဒီမိုကရေစီနိုင်ငံမှာမပေါ်ပါဘူးကျွန်တော်တို့နဲ့အရှိလေးနာကတ်နေတဲ့တလောတိတ်မကြသေးတဲ့နှစ်30လောက်ကမှကမ္ဘောဒီးယားနိုင်ငံမှာပိုပေါ့သူ့လူမျိုးကိုသူပြန်တတ်ခဲ့killing fee ဆိုတော့ခေါ်တဲ့လူတက်ကွင်းလိုတောင်ဖြစ်တဲ့အယိုးတွေခုထိရှိသေးတယ်ကျွန်တော်တို့ကမ္ဘောဒီးယားရောက်သွားတဲ့အချိန်မှာလူအယိုးတွေမြေကြီးပေါ်မှာခုထိရှိသေးတယ်သူ့လူမျိုးကိုသူပြန်တတ်လူဦးရေနည်းနည်းလေးရှိတဲ့နိုင်ငံမှာတဝက်တိုင်းပြည်လူဦးရေရဲ့တဝက်လောက်ကိုတတ်ပြတာပိုပေါ့အဲ့တော့ဒီမိုကရေစီနိုင်ငံမှာအဲ့ဒါလိုကောက်ကျစ်သွေးအေးရက်ဆက်တဲ့အစိုးရဘယ်တော့မှမပေါ်အဲ့တစ်ချက်ကြောင့်ကျွန်တော်တို့ဟာဒီမိုကရေစီနိုင်ငံကိုတွားနေတာဒုတိယတစ်ချက်ကျွန်တော်တို့နိုင်ငံသားအားလုံးကျွန်တော်စောစောကနိုင်ငံသားဆိုတာပြောပြီးပြီနော် citizen ဆိုတော့ကျွန်တော်တို့နိုင်ငံသားအားလုံးမှာရပိုင်ခွင့်တွေရှိတယ်ကျွန်တော်တို့အဖေတွေအမေတွေကလဲမြေတွေပြီးခဲ့တာအဲ့ကျွန်တော်တို့ပိုင်တာအစိုးရပိုင်တာမဟုတ်ဘူးအဲ့ဒီရပိုင်ခွင့်ကိုဘယ်သူကမှလာလူယူလို့မရဘူးဒီမိုကရေစီနိုင်ငံမှာခင်ဗျားတို့အိမ်ထဲကိုခင်ဗျားတို့ခွင့်မပြုဘဲနဲ့ဘယ်ကောင်မှဝင်လာလို့မရဘူးရဲဝင်လို့လည်းမရဘူးစစ်တပ်ဝင်လို့လည်းမရဘူးရက်ွက်အုပ်ချုပ်ရေးမှုလည်းမဝင်လာနဲ့မရဘူးဒါကိုယ့်ရဲ့ရပိုင်ခွင့်ကိုခွင့်မပြုရင်ဘယ်သူမှမဝင်နဲ့ဘာတကောင်စည်းစစ်တိုင်းပဲလာမလို့အိမ်ရှင်ဖွင့်ပေးပါဝင်ဒါအဲ့ဒါတလိဒီမိုကရေစီနိုင်ငံကျွန်တော်ပြည့်အမေရိကန်လိုနိုင်ငံမှာကျွန်တော်2 လလောက်သွားနေတာဘယ်သူမှတကောင်စင်းလာမစစ်ဘူးဗမာပြည်ကျမှမတ်ပုံတင်ကြီးပဲခဏခဏစစ်ခါဘာသဘောလဲအဲ့ဒါနိုင်ငံသားတွေရပိုင်ခွင့်တော့ကြဒီကျွန်တော်တို့ချောင်းသာပဲသွားတဲ့လမ်းဆိုလူတိုင်းခကြီးတွေကလာတာကိုမတ်ပုံတင်ထိုင်စစ်ဘာလိမ့်မလဲကိုယ်နိုင်ငံသားကိုကိုမယုံရင်အစိုးရမလုပ်နဲ့ဘူးကိုယ်နိုင်ငံသားကိုမှကိုမယုံဘူးလားအဲ့ဒါနိုင်ငံသားရဲ့ရပိုင်ခွင့်ကျွန်တော်တို့ဆုံးရှုံးအဲ့နိုင်ငံသားရဲ့ရပိုင်ခွင့်ကိုအင်မတန်တန်ဖိုးထားတာဒီမိုကရေစီနိုင်ငံဆိုပါတော့တလောကသမ္မတပြန်ဖြစ်သွားတဲ့အိုဘားမားတလောကဆိုတာတနည်းအားမှာကြမ်းချိန်လာအိုဘားမားသမ္မတပြန်ဖြစ်သွားတယ်သူ့နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ကိုကျွန်တော်တို့ဗမာပြည်ကိုသူလာတော့ကပြောသွားလိုက်တယ်သူ့အကြောင်းသူတခုမှမပြောသူတို့နိုင်ငံရဲ့နိုင်ငံသားတွေရဲ့ရပိုင်ခွင့်ဘယ်လိုတန်ဖိုးထားတယ်ဘယ်လိုရှိတယ်ဘယ်လိုဆိုတော့ပြောတယ်ဟာသူ့အကြောင်းသူတခုမှမပြောဒီချက်ပိုးပြီးတော့အားလုံးဒီမှာနားထောင်လိုက်ရလိမ့်မယ်ထင်ပါတယ်အိုဘားမားရန်ကုန်တက္ကသိုလ်တွေကနေတော့မေကွန်ပေးတယ်ထင်ပါတယ်ဗမာပြည်နဲ့ပတ်သက်လို့တုံးမှုပြောပါတယ်ထားပါကျွန်တော်တို့သဘောတူတာမတူတာဆိုတာကျွန်တော်တို့ ਨੇ ဆိုင်ပါတယ်တို့ဆိုသူ့စကားအတိုင်းပဲကျွန်တော်ပြောပါမယ်သူက freedom from fear
ကြောက်ရွံ့ခြင်းကနေကင်းလွတ်ပါစေကင်းလွတ်မှဖြစ်မယ်သူတို့နိုင်ငံမှာဆိုနိုင်ငံသားတွေကကြောက်တယ်လို့လည်းမရှိဘူးကျွန်တော်တို့ဗမာတွေလည်းကြောက်ရွံ့ခြင်းကကင်းလွတ်ပါစေဟုတ်ပြီ freedom of worship ကျွန်တော်တို့လွတ်လပ်စွာဘယ်ဘာသာကိုမဆိုကျွန်တော်တို့ကိုးကွယ်ခွင့်ရှိပါစေနောက်တစ်ခုကတော့သိကောင်းတယ် freedom from watching ဘယ်ကောင်မှစောင့်ကြည့်နေတဲ့အောက်မှာကျွန်တော်တို့မရှိပါစေနဲ့ဘာကိစ္စကျွန်တော်တို့စောင့်ကြည့်နေလဲဘယ်သူစောင့်ကြည့်တာမှကျွန်တော်တို့ခံနေစရာမလိုဘူးသူပြောတယ်အဲ့ဒါကျွန်တော်တို့နိုင်ငံသားတွေရဲ့ရပ်ပိုင်ခွင့်ကျွန်တော်တို့ကိုယ့်လူကိုယ်လုပ်နေတာကျွန်တော်တို့ဘယ်သူမှစောင့်ကြည့်နေစရာမလိုပါဘူးသူတို့လည်းသူတို့လုပ်သူတို့လုပ်ကိုယ်လည်းကိုယ်လုပ်ကိုယ်လုပ်အဲ့ဒါနိုင်ငံသားတွေရဲ့ရပ်ပိုင်ခွင့်ကိုဒီမိုကရေစီနိုင်ငံတွေမှာအင်မတန်မှတန်ဖိုးထားပါနောက်တတိယတစ်ချက်ရှိတယ်အဲ့ဒါကတော့ကျင့်ဝတ်သိရေးကြည့်ပါတယ်ကျင့်ဝတ်ကိုကျွန်တော်ပြောရတော့ကျွန်တော်တို့နိုင်ငံသားတွေမှာကျွန်တော်တို့ငယ်ငယ်တုန်းကဒီမှာရှိတဲ့ကျွန်တော်တို့ရွယ်သူတွေဆိုရင်သိတယ်ကျွန်တော်ကျောင်းတွေမှာပြည်သူညီတီကိုလူမှုညီတီကိုသင်ရတယ်ခုသင်ရလားမသင်ရလားကျွန်တော်မသိဘူးကျွန်တော်သိတယ်တော့မသင်ရအောင်ဆရာတော်တန်ဃာတော်များဘုန်းကြီးကျောင်းမှာသင်ပေးတယ်လူကြီးရှိသွားရင်ခေါင်းကုန်သွားဆရာတော်တန်ဃာတော်များနဲ့တွေ့ရင်ဘယ်နဲ့တွေ့လက်ဥချီပြီးစကားပြောရမယ်စသဖြင့်ပေါ့လူတွေနဲ့ဆက်ဆံတဲ့လူမှုညီတီပြည်သူညီတီဒါတွေကကျင့်ဝတ်တယ်အဲ့ဒီကျင့်ဝတ်ကိုကျွန်တော်အမေရိကန်နိုင်ငံရောက်တော့ကျွန်တော်ခဏခဏဒီနိုင်ငံသားအကြောင်းပြောနေကျွန်တော်ဘယ်တော့မှဘယ်နိုင်ငံမှမရောက်ဘူးအခုထောင်ဝထွက်တော့မှကျွန်တော်ဒါပထမဦးဆုံးရောက်ဘူးလားရောက်ဘူးတဲ့အချိန်မှာပဲကျွန်တော်သင်ခန်းစာအများကြီးရကျွန်တော်အမေရိကန်နိုင်ငံကိုကျွန်တော်ရောက်သွားတဲ့အချိန်မှာကျွန်တော်တငယ်ချင်းရဲ့တမီးလေး73နှစ်တမီးအဲ့ကလေးကပအေးပမာမအေးပမာဗမာပြည်မှာမွေးသွားတဲ့ကလေးသူနဲ့တွေ့တော့သူ့ရဲ့ကွန်ပျူတာ laptop ထဲမှာသူကဒီ software တစ်ခုထည့်ထားတယ်အဲကျွန်တော်ပြောချင်တဲ့ software ဆိုတာ Final Cut Pro လို့ခေါ်ပါတယ်အဲ့ဒီဗီဒီယိုတွေရုပ်ရှင်တွေတီးဖြတ်တဲ့ software ပေါ့ဗမာငွေနဲ့ဆို18သိန်းလောက်ပေးရတယ်ကျွန်တော်မဝင်နိုင်ဘူးအဲ့တော့အဲ့ဒီကလေးကိုကျွန်တော်ပြောတယ်သမီးရဲ့လို့ဘဘရဲ့ကွန်ပျူတာလေးကိုသမီး software လေးထည့်ပေးလိုက်ပါလားဒါဗမာပြည်မှာဒီလိုလုပ်နေကြတာယူယူလေးပဲကျွန်တော်ပြောလိုက်တယ်အဲ့ကလေးကကျွန်တော်တစ်ချက်ပဲကြည့်လိုက်တော့မပေးနိုင်ဘူးအဲ့ဒါမူပိုင်ခွင့်ချိုးဖောက်ရာကြတယ်ဒီတို့ကြောင့်သမီးလုံးမပေးနိုင်ဘူးဟာကျွန်တော်ရှက်လိုက်တာဘယ်လိုရှက်စရာကောင်းလဲကျွန်တော်တို့ဗမာပြည်မှာကိုယ်ရုပ်ရှင်ဇာတ်ကားတွေကိုခိုးကူးတွေဆိုပြီးလိုက်ဖမ်းနေကိုယ်တိုင်ကြတော့သူများပစ္စည်းကိုခိုးဖို့သွားကြိုးစားတာကျွန်တော်ဒီကလေးလေးကလက်စင်ပြန်ပေးတာမူပိုင်ခွင့်ဥပဒေကိုချိုးဖောက်ရာကြတယ်သူကဘာဖြစ်လို့ဖအေးဗမာမအေးဗမာမွေးတာဗမာလူမျိုးဖြစ်ရတာလေဘာဖြစ်လို့ကျင့်ဝတ်ကိုအဲ့ဒါလောက်တန်ဖိုးထားတာသူကြီးပြင်းတဲ့ပတ်ဝန်းကျင်ကြောင့်ကျွန်တော်တို့ပြောရတော့အဲ့ဒီနိုင်ငံကိုရောက်သွားတဲ့အခါမှာသူဟာကျင့်ဝတ်ကိုထိမ့်သိမ်းရမယ်ဆိုတာအသွေးတဲ့အသားတွေကကိုထိမ့်သိမ်းခြင်းနဲ့စိတ်ရှိလို့ဒါကိုလွယ်လွယ်လေးလုပ်ပေးလိုက်ရင်ရရတာလေလုပ်ကိုမပေးဘူးကျွန်တော်အဲ့ဒီမှာကျွန်တော်ဗာမြင်လိုက်လဲဆိုအမေရိကန်နိုင်ငံလော့စ်အန်ဂျလိစ်မြို့မှာကလေးတွေကိုကျင့်ဝတ်သင်ပေးတဲ့ Civic Education Center ဆိုတာရန်ကုန်တက္ကသိုလ်တဲ့10စားလောက်ကြီးလေးတန်းကျွန်တော်တို့ဗမာပြည်မှာဆိုလေးတန်းကျောင်းသားအရွယ်ကလေးတွေအကုန်တက်အောင်တပြားမှပေးရမှာလို့အဲ့ဒီကလေးတွေကိုထမင်းကျွေးပြီးတော့မော်တော်ကားနဲ့ကြိုပြီးတော့သင်ပေးတယ်အဲ့ဒီကလေးတွေကိုကျင့်ဝတ်ဆိုတာကိုအဲ့ဒီအရွယ်တွေကနားလည်အောင်ခေါင်းနဲ့အသေးနှလုံးနဲ့ရိုက်ထည့်တယ်ကျွန်တော်တို့ဘာဖြစ်လို့မလုပ်နိုင်ရမှာကျွန်တော်တို့တိုင်းပြည်ကကျွန်တော်တို့ရဲ့လာမဲ့ music ကလေးတွေအတွက်ကျင့်ဝတ်ဆိုတာထိမ့်သိမ့်နိုင်ဖို့အတွက်ကျွန်တော်တို့လည်းဒီနေ့ကစပြင်ဆင်အချိန်ပြပါအဲ့တော့ကျင့်ဝတ်ဆိုတဲ့နေရာမှာ6ခုရှိတယ်တစ်ခုကမိသားစုကျင့်ဝတ်အရှိကြီးမပြောတော့ပါဘူးအားလုံးသိနေတာမိခင်ဖခင်သားသမီးအတော်ဦးလေးဘယ်လိုနေရမလဲကိုကျင့်ဝတ်ကိုဘယ်လိုထိမ့်သိမ့်ရမလဲဖခင်ပြီးတော့ဘယ်လိုနေရမလဲမိခင်ပြီးတော့ဘယ်လိုနေရမလဲသားပြီးတော့ဘယ်လိုနေရမလဲသမီးပြီးတော့ဘယ်လိုနေရမလဲအတော်ပြီးတော့ဘယ်လိုနေရမလဲစသဖြင့်အဖိုးဘွားပြီးတော့ဘယ်လိုနေရမလဲစသဖြင့်မိသားစုကျင့်ဝတ်ကျွန်တော်ရှိပါမိသားစုကလည်းတစ်ဆင့်တက်လိုက်ကိုကပတ်ဝန်းကျင်မှာနေတဲ့အတွက်ပတ်ဝန်းကျင်ကိုစောင့်ရှောက်ရမယ်ကျင့်ဝတ်ကိုပတ်ဝန်းကျင်ဘေးအိမ်ဟိုအိမ်ဒီအိမ်အကုန်လုံးကိုကြောင့်သူများရင်မညစ်ပတ်စေနဲ့ကိုကြောင့်သူများရင်မပြည့်စည်စေနဲ့ကိုကြောင့်သူများရင်အလှပမယူယူစေနဲ့စသဖြင့်ချိန်သိမ့်ပေးရမယ်ထို့နည်းတူဒီကနေတစ်ဆင့်တက်ရင်ကိုကြောင့်တစ်ပင်တွေမပြည့်စည်စေနဲ့
ကိုကြောင့်ပတ်ဝန်းကျင်ရည်မြည်တဘာဝတွေမပြည့်စည်စေနဲ့ထိမ့်သိမ့်ပေးရမယ်အဲ့ဒါပတ်ဝန်းကျင်အဲ့ဒီကနေနောက်တစ်ဆင့်တက်ကိုရီးယားအလုပ်လုပ်ကြအောင်ပါလုပ်ငန်းခွင်တွေကိုရောက်သွားရင်လုပ်ငန်းခွင်ကျင့်ဖို့အလုပ်ရှင်ဖြစ်ရင်အလုပ်ရှင်ကျင့်ဖို့အလုပ်သမားဖြစ်ရင်အလုပ်သမားကျင့်ဖို့ကြည်ပြင်းရမယ်စောင့်ထင်းရအောင်အဲ့ဒီကနေနောက်တစ်ခုထပ်တက်မယ်ဆိုရင် living ethic တက်ရှိတတ်တော်ဝါတွေအားလုံးအပေါ်မှာစောင့်ရှောက်ခြင်းနဲ့ကျင့်နာသနာတဲ့သူ့ငါရိုက်လိုက်ရင်သူ့နာမယ်သူ့ငါ့ကိုပြန်ရိုက်ရင်ငါလည်းနာမယ်အဲ့ဒီအတွက်သူ့ငါမရိုက်ဘူးအဲ့တော့ငါလည်းမရိုက်ခံဘူးပြီးရောလက်စားချေတာမရှိတော့ရန်ကုန်ရန်ကြီးတုံနေတာမရှိတော့အဲ့ဒီကျင့်ဝတ်ဖောက်ဖျက်တဲ့အတွက်ရခိုင်ပြည်နယ်မှာအကြီးကျယ်ပြဿနာတက်ကြငါဒါလုံးငါပြန်လုံးတွားရောရန်စားဆိုမပြီးတော့အဲ့ဒီ living ethic ဒီကနေနောက်တစ်ဆင့်ကျွန်တော်တို့ထပ်တက်လိုက်တယ်ကျွန်တော်တို့ရောက်နေတဲ့နေရာဌာနန္တရနဲ့ပတ်သက်တဲ့ကျင့်ဝတ်ဘုန်းကြီးကျောင်းရောက်ရင်တော့ဘုန်းကြီးကျောင်းကချမှတ်ထားတဲ့ကျင့်ဝတ်ကိုလိုက်နာမယ်ဖဏချွတ်ချွတ်ပဲကလားဘုရားရှိခိုးကျောင်းနဲ့ရောက်သွားရင်လည်းကလားဘုရားရှိခိုးကျောင်းစကားနားထောင်အောင်ချက်ရှဲဝင်သွားရင်လည်းချက်ရှဒီစကားနားထောင်အောင်ဒါကျွန်တော်တို့ရှင်းဒါကျင့်ဝတ်နောက်ဆုံးအရေးကြီးဆုံးတစ်ခုရှိပါတယ် cultural ethic ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကျွန်တော်တို့လေးစားလိုက်နာဖို့လိုပါတယ်ကျွန်တော်တို့ကဂျပန်ပြည်ရောက်ရင်ဂျပန်လူမျိုးရဲ့ဓလေ့ထုံးတမ်းစဉ်လာကျွန်တော်တို့လေးစားအိန္ဒိယရောက်ရင်အိန္ဒိယရဲ့ဓလေ့ထုံးတမ်းစဉ်လာသွားစော်ကားလို့မရဘူးကျွန်တော်တို့နိုင်ငံမှာမြန်မာလူမျိုးရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကိုမလိုက်နာနိုင်တဲ့လူတွေကြောင့်ရခိုင်ပြည်နယ်မှာပြဿနာတက်ခဲ့ရတယ်ဒါပြန်စဉ်းစားကြည့်သိတာကိုယ့်ရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကိုလေးစားလိုက်နာကြဖို့လိုပါတယ်အဲ့ဒါကျင့်ဝတ်6ခုကျွန်တော်ပြောပြီးအဲ့ဒီကျင့်ဝတ်6ခုလုံးကျွန်တော်တို့ရှိမှကျွန်တော်တို့တိုင်းပြည်မှာဒီမိုကရေစီဆိုတဲ့ဟာလုံးဝပြည့်စုံလာပါလိမ့်နောက်ဒီမိုကရေစီနဲ့တွဲနေတဲ့အရာကဖွံ့ဖြိုးတိုးတက်မှုလို့ခေါ်တဲ့ development ကျွန်တော်တို့ဒီမှာကြည့်နိုင်ရင်တိုက်တွေဆောက်တယ်တရားတွေဆောက်တယ်လမ်းတွေဆောက်တယ်အဲ့ဒီလိုဖွံ့ဖြိုးတိုးတက်မှုမျိုးကိုပြောတာမဟုတ်ပါဘူးကျွန်တော်တို့နိုင်ငံမှာလက်တလောလိုအပ်တဲ့ဖွံ့ဖြိုးမှုနဲ့တိုးတက်မှုဆိုတာတစ်ပညာရေးနှစ်ကျန်းမာရေးပညာရေးနဲ့ကျန်းမာရေးဖွံ့ဖြိုးမှုကအရေးကြီးကိုလိုအပ်ပါတယ်တတိယလိုအပ်တဲ့အချက်ကလူမှုဖူလုံရေးလူမှုဖူလုံရေးဆိုတာကျွန်တော်တို့လွယ်ကူကူဘယ်သူများဒီမှာလျှက်စစ်မီးကို24နာရီရတယ်လွယ်ကူကူဘယ်သူများဒီနေရာမှာရေတန့်စင်တဲ့ရေကိုရတယ်လွယ်ကူကူဘယ်သူကများဒီနေရာမှာတည်ယူပို့ဆောင်ရေးလမ်းပန်းဆက်သွယ်ရေးကောင်းတယ်တယ်လီဖုန်းလွယ်ကူကူဆက်လို့ရသလားအဲ့ဒါလူမှုဖူလုံရေးအခမဲ့ဈေးကုသခွင့်ရှိရမယ်အခမဲ့ပညာသင်ကြားခွင့်ရှိရမယ်အဲ့ဒါလူမှုဖူလုံရေးပဲအင်္ဂလန်လိုနိုင်ငံကိုရောက်သွားရင်လန်ဒန်လိုမြို့မှာမြို့ပေါ်ကိုရောက်သွားရင်လူတွေမတွေ့တော့ဘူးဟာလောက်လူအများကြီးရှိတဲ့မြို့လူတွေမရောက်ကုန်လဲတကယ်ကိုမတွေ့ဘူးဗျလမ်းပေါ်မှာမော်တော်ကားလည်းမတွေ့ရဘူးလူလည်းမတွေ့ရဘူးပဲဖြောက်တော့ဟိုနားနဲ့ဒီနားနဲ့ပဲလူတွေပဲရောက်ကုန်ပါလေမြေကြီးထဲမှာကျွန်တော်တို့တွားကြည့်တော့မှမြေအောက်ဘူရာယုံထဲမှာလူတွေအများကြီးရထားတယ်လူတို့ကိုပြည်သူလူတို့ကိုအစဉ်ပြေစေချင်တော့မြေအောက်ရထားကို3မိနစ်တစ်ချိန်ကြာပြေးပြီးကြိုက်တဲ့စီတော့မြန်လိုက်တာခြောင်လိုက်တာပတ်စံလည်းဈေးပေါ်လိုက်တာဒီလောက်ချမ်းသာတဲ့နိုင်ငံမှာဘယ်သူမှကားဝယ်မစီဘူးဘာကြောင့်လဲလူလူဆက်သွယ်ရေးဆိုတဲ့ဟောဒီရထားလမ်းကြီးအရန်ကောင်းတယ်တွားကျင်တဲ့စီတွားလို့ရတယ်တနာယူမိုင်80နဲ့အထက်ပြေးတဲ့ရထားကြီးပဲရန်ကုန်နဲ့ပြည်နေဆို2နာရီကျော်ပဲမဟုတ်ဘူးအဲ့ဒီလိုရထားမျိုးကြီးတွေရှိနေမှာတော့ဘာကိစ္စကားဝယ်စီတော့မှာသူတို့လူတို့ကိုသူတို့အစဉ်ပြေအောင်တယ်လီဖုန်းဆက်ချင်တဲ့နေရာမှာဆက်လို့ရအောင်လမ်းမဆက်သွယ်မှုအဲ့ဒါလောက်ကောင်းအောင်လူမှုဖူလုံရေးကိုလုပ်ပေးထားတဲ့အတွက်သူတို့ပတ်စံအပူမကုန်တော့ဓာတ်စီဘိုးလည်းမကုန်တော့ကားကလည်းမကုန်တော့မော်တော်ကားရက်ခလည်းပေးစရာမလိုတော့လမ်းအခွန်လည်းပေးစရာမလိုတော့အဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာ democracy and development လို့ပြောတာတခါတည်းမှာအစိုးရကိုယ်တိုင်ကအုံနောက်တွေကခြောင်ပြီးတော့ကြောင်းနေတာတရားတွေရှောက်ဆောက်ရင်ဖွံ့ဖြိုးတယ်လို့ထင်တယ်အဆောက်အုံအမြင့်ကြီးဆောင်ရင်ဖွံ့ဖြိုးတယ်လို့ထင်တယ်မဟုတ်ဘူးကျန်းမာရေးပညာရေးနဲ့လူမှုဖူလုံရေးကိုဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးကြရအောင်ကျွန်တော်တို့ကိုယ်တိုင်ကလည်းအဲ့ဒီလိုလုပ်ပေးဖို့တောင်းဆိုရအောင်ဒါဒုတိယဒီတတိယဒီကတော့အရေးကြီးပါတယ်အဲ့ဒီဘာလို့အရေးကြီးပါလဲဆိုတော့ဒီစကားကကျွန်တော်ညနေကဆရာကြီးဦးအောင်တန်းနဲ့စကားပြောရင်းနဲ့မှဒီအကြောင်းကိုပြောချင်လို့ကိုကျွန်တော်ပြောတာ diversity
တော်တို့မတူနိုင်ဘူးဗျမတူမှုနဲ့ကွဲပြားမှုကိုလက်ခံပေးကြပါလက်မခံရင်ဒီမိုကရေစီကိုမဟုတ်ဘူးအားလုံးတူပြီးတော့အားလုံးတသဘောတည်းဖြစ်နေအဲ့ဒါဒီမိုကရေစီမဟုတ်ဘူးဟိုမိုကရေစီအဲ့ဒါမဆလာခေတ်ပြောင်းသွားလိမ့်မယ်တပါတီလေးအုပ်ချုပ်သွားလိမ့်မယ်ကျွန်တော်တို့ကပါတီအများကြီးကိုလက်ခံပြည်တော်စုကြက်ခံရတဲ့ဘုံမျိုးပါတီနဲ့ NLD ပါတီနဲ့မတူဘူးအဲ့ဒါကိုရံမလုပ်နဲ့မတူတော့လက်ခံကိုင်းသားစီလူညီပါတီနဲ့ NLD နဲ့မတူတော့လက်ခံရမယ်ပြည်တော်စုကြက်ခံရဘုံမျိုးပါတီနဲ့လူပေါင်းတဲ့နဲ့မတူတော့လက်ခံရမယ်မတူတာကိုလက်ခံနိုင်မှကျွန်တော်တို့မတူညီမှုဆိုတဲ့ diversity အဲ့ဒီထဲမှာညီညွတ်မှုကိုရှားမှာအဲ့တော့ unity in the diversity မတူညီမှုတွေကြားတဲ့ကလေညီညွတ်မှုကိုကျွန်တော်တို့ရှားမှာကျွန်တော်တို့မတူတာနဲ့ရန်သူမလုပ်ပါနဲ့ရန်သူမဟုတ်ပါဘူးအဲ့တော့အဲ့ဒါနဲ့ပတ်သက်လို့အနည်းဆုံးဥပမာကျွန်တော်ပေးပြရစီဒီမှာဒီအကိုကြီးဝတ်ထားတဲ့အနွေးတွေဒီအနွေးတွေမှာဒီရှစ်မှာစစ်ရှိပါတယ်ချမ်းလာတော့အဲ့ဒီစစ်ကိုဆွဲပိတ်ဒီတိုင်းပိတ်လို့မရအောင်အဲ့ဒီစစ်ရဲ့ဟိုးအောက်ဆုံးမှာအထက်ကလေးနှစ်ခုရှိပါတယ်အဲ့ဒီအထက်ကလေးနှစ်ခုကိုကောက်ချက်ရတယ်အဲ့ဒါလိုချက်ပြီးမှစစ်ကိုဆွဲတက်ရတယ်အဲ့ဒီအထက်ကလေးနှစ်ခုသာမချိတ်ရရင်ဒီစစ်လည်းဆွဲလို့မရဘူးဒီစစ်လည်းဆွဲလို့မရရင်အကိုကြီးလည်းအဆုတ်အေးပတ်ပြီးပြေးရောဟုတ်တယ်နော်ကျွန်တော်ပြောတာအဲ့တော့ဒီအထက်ကလေးနှစ်ခုဆိုတာမတူညီမှုနှစ်ခုပါကွဲပြားနေတဲ့ diversity မတူတာနှစ်ခုကိုလက်ခံလိုက်တော့မှစစ်ကလေးဆွဲပြီးဟောတယ်လို့လုံသွားတာမတူညီမှုကွဲပြားမှုကိုလက်ခံပေးရမယ်ရိုးလေးစဉ်းစားကြည့်ပါဒီထဲမှာယောက်ျားတွေနဲ့မိန်းမတွေနဲ့ထိုင်နေကြတယ်အဲ့ဒါမတူပါဘူးဟာဒါဟာယောက်ျားတွေကြီးပဲထိုင်တယ်ဒီနေရာမှာမိန်းမတွေကြီးပဲနေမှာဆိုအိမ်သာပဲရမယ်ဘာမှမရအောင်ကျန်တာအိမ်လည်းဖြစ်မလာဘူးဘုန်းကြီးကျောင်းလည်းသွားလို့မရဘူးယောက်ျားတက်မိန်းမတက်လုပ်လို့မရပါဘူးမတူညီမှုကိုကျွန်တော်တို့ကလက်ခံပေးရမယ်လွတ်တော်ထဲမှာယောက်ျားတွေကြီးပဲထိုင်မယ်လို့မရဘူးအဲ့ဒါမတူအသက်ရွယ်လူကြီးတွေကြီးပဲနေရမယ်မပြောပါနဲ့မရဘူးလူငယ်လည်းပါမယ်လူကြီးလည်းပါမယ်လူလက်လည်းပါမယ်ထိုနည်းတူပဲတိုင်းရင်သားဟာမင်းကရှမ်းမို့လို့မပါနဲ့မင်းကကချင်မို့လို့မပါနဲ့ငါတို့ကရှမ်းတွေကြီးပဲပါတဲ့ပါတီမလုပ်ပါနဲ့ရှမ်းကြီးပဲပါတဲ့ပါတီလည်းလာရတယ်ကချင်ပါတီလည်းလာရတယ်ချင်းပါတီလည်းလာရတယ်မတူညီမှုကိုကျွန်တော်တို့အကုန်လက်ခံရမယ်အဲ့လိုမတူညီမှုအပြင်မတူညီတဲ့လူတွေအကုန်လုံးကိုကျွန်တော်တို့လေးစားဆက်ဆံအခုဒီဒေသမှာကျွန်တော်မပြောချင်ဘူးဆိုသူများအကြောင်းကျွန်တော်ပြောတာမဟုတ်ဟုတ်လားဒီဒေသမှာဟလာပါတီရွေးကောက်ပွဲပြန်လုပ်တယ်ပြဿနာတွေတက်ကြတယ်ကျွန်တော်ဆိုရင်ဒီကိုမလာခင်မှာကိုစားကနာဒီဒေသကိုမလာပါနဲ့လို့ဖုံးဆက်တာ၃ခါအဆက်ခါတဲကုန်စိတ်ဆိုးရကျွန်တော်ဘာဖြစ်လို့မလာမှာကျွန်တော်စီကိုဖုံးဆက်တယ်ဒီပြိတ္တထဲမှာရှိနေလို့ကျွန်တော်စီဆက်တဲ့လူဟာကျွန်တော်ကိုယ်တွေမကပဲနဲ့ကျွန်တော်ပတ်ဝန်းကျင်ကျွန်တော်ရဲ့အတိတွေစီပါဆက်တယ်မလာပါနဲ့တဲကုန်ဘာလို့မလာပါနဲ့လဲလို့ဆိုတော့သူတို့တဲကုန်းမှာနိုင်ငံရေးအရာမတူညီဘူးဟုတ်တယ်လို့ကွဲပြားနေတဲ့အတွက်ပြဿနာတွေရှိတယ်ကျွန်တော်တို့ကတိုင်တောစရာတွေရှိတယ်အဲ့တို့ကြောင့်ကိုစားကနာမလာပါနဲ့ကိုစားကနာလာရင်အဲ့ဒီလူတွေကိုအားပေးတယ်လို့ဖြစ်သွားလိမ့်မယ်ဟောမတူတာကိုဘာဖြစ်လို့လက်မခံနိုင်လက်ခံမှာပေါ့ပြောတော့ဒီမိုကရေစီမှာ diversity ရှိကိုရှိရမယ်ကျွန်တော်မတူရင်လက်ခံတယ်ကျွန်တော်တို့ဆိုဘယ်လိုလုပ်မလဲတသက်လုံးကကျွန်တော်တို့ကိုရိုက်ခဲ့နှက်ခဲ့ဆဲခဲ့တစ်ချိန်လုံးထောင်ထဲထည့်ခဲ့တဲ့လူတွေနဲ့တော့တွဲလုပ်နေရသေးတယ်ဘာဖြစ်လဲဘယ်သူနဲ့ဖြစ်ဖြစ်ကျွန်တော်လုပ်လို့ရကျွန်တော်တိုင်းပြည်ကောင်းဖို့မတူညီမှုအားလုံးကိုလက်ခံပေးပါမတူညီမှုကနေကျွန်တော်တို့ကတူညီမှုဆိုတဲ့ unity ကိုတည်ဆောက်အောင်နမူနာကျွန်တော်ပြောပါမယ်တချို့လူငယ်တွေမေ့တယ်ကျွန်တော်တို့တော့မေ့တယ်ဒီဒေသမှာရှိတဲ့လူတွေမှတ်မိအောင်ချောတိုင်တက်ဖို့ရတယ်ချောတိုင်တက်တဲ့အလုပ်ကအခုမေ့နေကြတယ်ဗမာလူမျိုးတွေကဗီဒီယိုဂိမ်းတွေကစားတာများလာတဲ့အခါကျတော့ဗမာဒလိကစားနည်းတွေကိုမေ့အဲ့ဒါ unity ပဲချောတိုင်တက်တာလောက်စီလို့ညီညွတ်မှုအားကောင်းတာမရှိချောတိုင်တက်တဲ့နေရာမှာညီညွတ်မှုအားမကောင်းရင်အဲ့ဒီထိတ်ကအလံကိုရလို့မရဒီအထဲမှာမှငါပခုံးထမ်းတင်ပေးရလို့ဆိုပြီးအောက်ဆုံးကကောင်ကမနာလို့ဘုရုမှမဖြစ်ဘူးတက်သွားစမ်းပါငါပေါ်တယ်နောက်လင်းသွားစမ်းပါအောင်ပန်းဆွတ်ဖို့ကအဓိကပခုံးထမ်းတင်ပေးရတော့ဘယ်နှကောင်တက်ပန်းဆိုရင်တော်ပြီအဲ့ဒီစိတ်နဲ့ချောတိုင်တက်ခဲ့ကြတာမဟုတ်လားအနာခံရလို့ဘာမှမဖြစ်ပါဘူးပကုံးထမ်းတင်ပေးရတော့ဘာဖြစ်သွားလို့တိုက်ပြီးကောင်းမှုပဲ
ကျွန်တော်တို့မှာချောတိုင်တက်တဲ့စိတ်ဓာတ်ချောတိုင်တက်ခဲ့တဲ့ delay ကျွန်တော်တို့ဗမာလူမျိုးရှိရတာနဲ့ခုကြမှာကိုစားကနာမလာပါနဲ့နော်ကျွန်တော်တို့ကြိုပြောထားတာဟုတ်လားတိုင်စရာတွေရှိလို့ဆိုတော့ဘာလို့ပို့ကျွန်တော်ဒီနေရာလာပြီးပြဿနာရှာနေတာမဟုတ်ပါဘူးရှင်းပြတယ်မတူဘူးတော့လက်ခံပေးပါချောတိုင်တက်တယ်လို့ကိုမြို့နယ်ကဟောဒီအဲကုန်းမြို့နယ်ရဲ့အကျိုးကိုဆောင်မဲ့လူတွေရပခုံးထမ်းတင်ပေးလိုက်စမ်းပါဘာဖြစ်လို့ကျွန်တော် NLD ပါတီဝင်မဟုတ်ပါဘူးဘယ်တော့မှလည်းမဖြစ်ခဲ့ဘူးခုလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တိုင်းပြည်မှာအရေးကြီးလို့လိုအပ်လို့ဒီလူတွေဟာတိုင်းပြည်အတွက်လုံနိုင်တယ်လို့ထင်ရင်ဇေယျတော်လည်းကျွန်တော်တို့ပခုံးထမ်းတင်လို့ဝင်မလေးတင်လည်းတင်ပေးခဲ့တာပဲဖြူဖြူသေးကိုလည်းကျွန်တော်တို့ပကုံးတန်းတင်လို့ဝင်မလေးတင်လည်းတင်ပေးခဲ့တာပဲဘာဖြစ်လို့ကျွန်တော်တို့အဲ့လွတ်တော်ကိုယ်စားလှယ်လှုပ်ရှင်လို့နိုင်ငံရေးလှုပ်တာမှမဟုတ်လားနေပြည်တော်လွတ်တော်တဲ့သွားထိုင်နေလို့နိုင်ငံရေးလှုပ်ခဲ့တာမှမဟုတ်လားတိုင်းပြည်ကောင်းစေခြင်းလို့တိုင်းပြည်ကြီးပွားစေခြင်းလို့ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုရောက်စေခြင်းလို့ကျွန်တော်တို့ပကုံးထန်းတင်နေတာတနေ့ဇာကနာဘာကောင်းမှမဟုတ်လူပြက်ပဲလူပြက်နေရသွားမှာဟာထူးဆန်းပါဘူးအဲ့တော့ကျွန်တော်ပြောချင်တာ diversity လက်ခံပေးပါမတူပါဘူးကွဲပါစေကြက်ကလောက်ကွဲစမ်းပါအဲ့လိုမတူညီကိုးပြမှုကိုလက်ခံရင်းနဲ့ unity ခေါ်တဲ့ညီညွတ်မှုကျွန်တော်တို့တည်ဆောက်သွားမှာဖြစ်တယ်အဲ့တော့ကျွန်တော်ဒီနေ့ပြောတာနည်းနည်းလက်ချလို့ဘာလို့ဖြစ်သွားတယ်နည်းနည်းများသွားအဲ့တော့ ABCD ဆိုတာပြန်ချုပ်ရင် A မှာ A သုံးလုံးရှိပါတယ်အကျက်ကျွန်တော်တို့ခေတ်တဲ့နိုင်ငံတော်အသစ်နဲ့ကျွန်တော်တို့ဘယ်လောက်အောင်ဝင်မလဲကိုရီးယားပြည်စင်ပါအဲ့လိုပြင်ဆင်ဖို့အတွက်ကျွန်တော်တို့ assess ဘယ်လမ်းကသွားမလဲရှာအောင်သွားရမယ်လမ်းကိုထပ်ပြောမယ်နောက် A တလုံး attitude ကျွန်တော်တို့စိတ်အခါပြီးခဲ့တဲ့ခေတ်ကစိတ်အခါကြီးကျွန်တော်တို့ပြင်ရပါစို့အဲ့ဒီကနေ B တလုံးကိုကျွန်တော်တို့သွားရင်ကျွန်တော်တို့ကိုကျွန်တော်တို့ behavior ကျွန်တော်တို့ရဲ့အမူအကျင့်တွေပြင်ပါနောက်တစ်ခုဘိုးရဲရင်ဆိုင်ပါဘယ်အရာကိုမဆိုနောက်တစ်ခုကျွန်တော်တို့စီမှာအရေးကြီးတဲ့ balance ဆိုတာကျွန်တော်တို့ရဲ့အသိဉာဏ်အတွေးခေါ်ဘုဟုတ္တပြည့်အောင်ကျွန်တော်တို့ဖြည့်ရအောင်အဲ့ဒီကနေစီတလုံးတက်ရင်ကျွန်တော်တို့ရဲ့ character ဝိသေသလက္ခဏာကိုကျွန်တော်တို့တည်ဆောက်အောင်ဘယ်လိုတည်ဆောက်မလဲအပြည့်အမြတ်အလန့်လန့်ယုံကြည်မှုအပြည့်အမြတ်အလန့်လန့်လေးစားမှုအပြည့်အမြတ်အလန့်လန့်ကျွန်တော်တို့ကိုကျွန်တော်တို့တယောက်နဲ့တယောက်အပြည့်အမြတ်အလန့်လန့်တန်ဖိုးရှိယုံကြည်ဖို့တာဝန်သိဖို့တာဝန်ယူဖို့နိုင်ငံသားပြည်သားဖို့ဂရုစိုက်ဖို့ဒီအချက်လက်တွေနဲ့ကိုယ့်ရဲ့ဝိသေသလက္ခဏာကိုတည်ဆောက်ပါအဲ့ဒီ character ကိုတည်ဆောက်လို့ရရင်ကျွန်တော်တို့ competency ရှင်းပြနိုင်တဲ့အင်အားဖြစ်အောင်ကျွန်တော်တို့ကိုကျွန်တော်တို့အုံနောက်တွေးတဲ့လောက်မှာအဲ့လိုကနေမှကျွန်တော်တို့ကိုယုံကြည်မှုဆိုတာကိုရလာရဒီသုံးလုံးဖြစ်တဲ့ democracy နဲ့ development လို့ခေါ်တဲ့ democracy နဲ့တိုးတက်ဖွံ့ဖြိုးရေးစီကိုကျွန်တော်တို့သွားနိုင်တယ်သွားနိုင်ခြင်းရင် diversity ခေါ်တဲ့မတူညီမှုတွေအားလုံးကိုလက်ခံပေးပါအဲ့တော့ကျွန်တော်တိုင်းပြည်ရဲ့ရှေ့သွားရမယ်ခရီးစဉ်မှာ ABCD ကျွန်တော်ဒီနေ့ညပြောတဲ့၄ခုမှမကြည့်သွားလို့မရပါဘူးအဲ့တော့ကျွန်တော်တို့ကိုပြောတာကခုနဆရာညီမင်းကြီးကလည်းပြောသွားတယ်စာရေးဆရာတွေစာပြီးဟောပြောခဲ့လာရင်နိုင်ငံရေးတွေကြီးပဲပြောသွားကြလို့နောက်နိုင်ငံရေးမပြောရတော့ဘာလို့ပြောတယ်လို့ဖြစ်ကြတယ်ပေါ့ဗျာအဲ့တော့နိုင်ငံရေးဆိုတာဘာလဲကျွန်တော်ပြိတ္တကိုဒီတစ်ခုတော့မေးပြရစီကျွန်တော်နည်းနည်းဖြေပေးပါနိုင်ငံရေးဆိုတာဘာလဲမသိတယ်လို့သာပြောပါကျွန်တော်တစ်ခါထပ်မေးမယ်နော်နိုင်ငံရေးဆိုတာဘာလဲခင်ဗျာကဲလို့ပါဦးကျွန်တော်တို့ပြိတ္တကြီးနဲ့ဒါပြောပါလေးနည်းနည်းလေးဆွေးနွေးကြအောင်နိုင်ငံရေးဆိုတာဘာလဲဟုတ်ဗျာတယောက်မှလည်းမပြောကြအောင်အဲ့ဒါတော့အိပ်ပြောသွားကြပြီပြောတာတွေပဲများသွားလို့ပဲနားတွေပူကုန်ကြတာဘယ်လိုပါဦးဗျာနိုင်ငံရေးဆိုတာဘာလဲโอเคမစိုးဒါတခုတော့ရပြီနိုင်ငံရေးဆိုတာဘာလဲဆိုတော့ဘာမှန်းကိုမသိဘူးတဲ့ဟုတ်ပြီတခုကဲနောက်တစ်ခုတော့ပြောပါဦးဗျာဘာမှန်းကိုမသိတယ်လို့ပဲနည်းနည်းတော့သိတယ်လို့ပဲရှိအောင်ပါနိုင်ငံရေးဆိုတာဘာလဲလောက်ပါကျေးဇူးတင်ပါတယ်ခုနောက်ကလူတွေမကြားမှထိုးလို့ခြင်းနဲ့ဒီဆရာကြီးပြောတဲ့စကားကျွန်တော်ပြန်ပြောပြစီတိုင်းပြည်အတွက်ကောင်းအောင်လုပ်တဲ့အလုပ်မှန်သမျှနိုင်ငံရေးသဘောတူပါလားဟုတ်အဲ့တော့ကျွန်တော်ကပဲတခုတော့ပြောခဲ့ပါရစေပုံပြင်လေးတစ်ပုဒ်ပေါ့နော်9နှစ်သားကလေးလေးကသူ့အဖေကိုမေးတယ်ဖေဖေနိုင်ငံရေးဆိုတာဘာလဲအဖေကအားကိုရှင်းပြတယ်သဘောကျတာဗောအဖေပဲဘယ်နဲ့ဒီ9နှစ်သားလေးကနိုင်ငံရေးပါလဲမေးတော့သူဖြေကြည့်ပြောချင်တာအဖေက
ဒါမင်းရှင်းအောင်ပြောမယ်ဒီအိမ်မှာပတ်စံရှာတာဘာလို့လဲဖေးရှာတာโอเคအဲ့တော့ဒီအိမ်ရဲ့အရင်ရှင်ကဖေကလေးကမှတ်ဖေကြီးကအရင်ရှင်ဒါဆိုအမေကြီးအောင်မိမိကဖေရှာပေးတဲ့ပတ်စံနဲ့မင်းတို့မိသားစုတွေစားဖို့တောက်ဖို့ကျန်းမာရေးအတွက်အဝတ်အထည်အတွက်စီမံခန့်ခွဲပေးရလို့မိမိကအစိုးရဟုတ်ပြီဖေကအရင်ရှင်မိမိကအစိုးရဒါဆိုအိမ်ကအိမ်ပေါ်မအောင်သူကတော့တို့အိမ်မှာလာပြီးအလုပ်လုပ်နေရတာလေအဲ့တော့ तू ကအလုပ်သမားလူတန်းစားကလေးကမှတ်သွားပြီဖေကအရင်ရှင်လူတန်းစားအိမ်ပေါ်အလုပ်သမားလူတန်းစားပြီးတော့သူ့ရဲ့အမေကအစိုးရအဲ့တော့တာရဲ့မင်းကတော့မင်းအမေစီမံခန့်ခွဲသမျှလိုက်နာနေရတော့မင်းကပြည်သူသဘောတွေကြားကြကလေးက तू ကပြည်သူအမေကအစိုးရအဖေကအရင်ရှင်အိမ်ပေါ်ကအလုပ်သမားလူတန်းစားဟုတ်ပြီဒါဆိုရင်ပကတ်တဲ့ကတားညီလေး6လသားလေးအဲ့ကလေးလေးဟာတားရဲ့အဲ့ဒါကတော့ငါတို့တိုင်းပြည်ရဲ့အနာဂတ်ကောင်းလိုက်ဗျာ तू ကပြည်သူအမေကအစိုးရအဖေကအရင်ရှင်အိမ်ပေါ်ကအလုပ်သမားလူတန်းစားလမ်းမလျှောက်နိုင်သေးတဲ့ညီလေးကတိုင်းပြည်ရဲ့အနာဂတ်ကလေးအိပ်ပြောတော့အဲ့ချိန်မှာလက်နိုးလာငိုတန်ကြားတာငါညီလေးငိုနေပါလားသူ့ညီလေးငိုတန်ကြားတော့သူ့ညီရဲ့အခန်းကအပြေးလွှားသွားတော့သူ့ညီကအကြီးကျယ်ငိုတယ်ဘာဖြစ်လို့ပါလဲတွားကြည့်တော့ပကတ်ထဲမှာအီတွေနဲ့လူးတာကလေးကဒုက္ခပါလားဘယ်ရောက်လဲအဖေလည်းမတွေ့အမေလည်းမတွေ့ဘယ်ရောက်လဲကမမေ့သွားခေါ်မှာသူ့အမေစီပြေးသွားသူ့အမေစီလည်းရောက်တယ်မထပြီးသွားလို့သူ့အမေကခေါင်းနဲ့လှည့်ကုန်ကြည့်ကလေးကခဏလှုပ်လို့အမေကအိပ်ပြီးတော့လှည့်ကုန်ကြည့်နေခေါ်လို့မြန်တော့အဲ့မှာအဖေရှိတော့အဖေပြောက်ဖေးကြီးပဲရောက်လိုက်ရှာအောက်ထက်ကအတန်ကြားတော့မှတွားကြည့်တော့သူ့အဖေကအိမ်ပေါ်မရဲ့အခန်းထဲရောက်လာတယ်ကလေးကခေါင်းခါတက်သွားအခန်းထဲလည်းပြင်ရောအိပ်ပြောတော့မနေ့ကျတော့ကလေးကနိုးလာတော့သူ့ဖေနဲ့လည်းတွေ့ရောဖေသားတော့နိုင်ငံရေးကိုကောင်းကောင်းနားလည်သွားပြီငါသားညာတွင်းချင်းကိုနားလည်သွားတာပါဘယ်လိုနားလည်သွားတော့အဖေကြီးကလည်းရှင်းတယ်သားရှင်းပြမယ်ရှင်းပြပါဦးသူ့အမေကိုအစိုးရလို့ပြောထားတယ်မလားအဲ့တော့အစိုးရကပြည်သူကိုဂယုမဆိုင်တဲ့အချိန်မှာသူကပြည်သူကိုသူတော့ခေါ်တာသူ့အမေကလှည့်တော့ကြည့်ဘူးလေထမှမလားပဲခေါ်လုံးနေတော့အစိုးရကပြည်သူကိုနည်းနည်းလေးမှဂယုစိုက်ဖို့မရတဲ့အချိန်မှာအရင်ရှင်လူဒန်းစားနဲ့အလုတ်သမားလူဒန်းစားကဂဒင်းပေါ်မှာပလူးနေကြတော့သူ့ဖေနဲ့အိမ်ပေါ်မှာနဲ့သူသွားမိကြတာဟုတ်သားတို့တိုင်းပြည်ရဲ့အနာဂတ်ကတော့ချီးရဲမှာလူးနေတာပေါ့ခင်ဗျာကလေးကချီးရဲလူးနေတာဟုတ်အဲ့တော့ကျွန်တော်တို့တိုင်းပြည်ရဲ့အနာဂတ်ကိုလည်းအခုလိုချီးရဲမှာလူးမသွားအောင်ကျွန်တော်တို့ဒီနေ့ကစပြီးအဲ့ဒီ ABCD နဲ့ကျွန်တော်တို့ထိမ့်သိမ့်ကြပါစို့လို့ပြောရင်ညီကုန်းချုပ်ပြစေ